မင်္ဂလာပါခင်ဗျ KGK2 channel ကနေပြန်လဲကြိုဆိုပါရစေဒီနေ့တင်ဆက်ပေးမယ့်ဝတ္ထုကလေးကတော့စာရေးဆရာမြတ်သူရရေးသားထားတဲ့တကောင်ဘွားဆိုတဲ့ဝတ္ထုကလေးကိုအစဆုံးတင်ဆက်သွားမှာဖြစ်ပါတယ် channel ကလေးကို like and subscribe လုပ်ထားပေးပါဦးဘေးနားက notification လို့လည်းနှိပ်ပေးထားပါအောင်ခင်ဗျမြေလပိုင်းဒေသမှာရှိတဲ့အင်္ဂလိပ်ဆိုရကိုပုံကန်သူတွေစုပေါင်းနေထိုင်ကြတဲ့စခန်းမှာလူကြီးတူကအဖြစ်လွယ်အေကြီးကိုဆလွယ်တိုင်းလွယ်ထားတဲ့လူငယ်ပခုံးကိုဖက်ပြီးတော့စပယ်တောင်ကိုခွဲခွာပြီးသွားပြီးတော့ငါသားကြီးမဲကောင်နဲ့တွေ့ရင်ဖေးရေးတဲ့စာကိုပေးပြီးတော့မှကျောင်းဆောင်ပြပြလိုက်အားလုံးအဆင်ပြေသွားမယ်အဖေကတော့စပယ်တောင်ကမခွာဘဲနဲ့ပလိတ်တွေကိုစတ်တိုင်နေရအောင်ပါပဲလို့ဆိုတယ်အဲဒီကမှလူငယ်ကလူကြီးရဲ့မျက်နှာကိုနားမလည်နေကြရင်ကစပယ်တောင်ကြီးကျသွားမယ်ဆိုတာကြိုသိရင်လည်းအဖေတို့ဘာကြောင့်စတ်တိုင်နေတယ်လဲလို့မေးတော့လူကြီးကအတန်းကြောင်ငြိမ်သက်နေပြီမြို့ချစ်စိတ်နဲ့ဂုံသိခါကြောင့်မဟုတ်ပါမြန်မာဆိုတာဘယ်တော့မှအရှုံးမပေးဘူးကနေချက်ကိုဒူးမထောက်လက်မမြောက်ဘူးမြန်မာဖြစ်နေတဲ့၍အဖေတို့အရှုံးပေးလို့မရဘူးအဖေတို့အသက်မဆုံးရှုံးသေးစပယ်တောင်ကိုအချခံလို့မဖြစ်ဘူးဒီလိုပဲဆက်တိုက်နေရအောင်ပါပဲဘုံမြောက်နဲ့ဘိုးချိုလည်းဒီလိုပဲဘိုးကောင်းကြီးလည်းဒီလိုပဲဆက်တိုက်နေကြတာပဲမြန်မာသွေးကနှီးခြင်းကသာဒီလိုဆိုတော့တားပြစ်သူလူငယ်ကတပ်ပြင်းချပြီအဖေတို့ကမယူရဲဆန်းနေတာဗျတကယ်တော့စပယ်တောင်ကျသွားလဲဘာရေးလေကိုတက်လည်းနဲ့ရလူရန်သားတဲ့ဆက်ပလိတ်တွေကိုနီးပြပြောင်းပြီးတော့မတိုက်ပွဲဝင်တဲ့လို့မှတ်ချက်ချတယ်လူငယ်ရဲ့မှတ်ချက်ကြောင့်ဖခင်ပြည်သူကခေါင်းခါရဲလို့မယူရဲဆန်းတယ်လို့မပြောပါနဲ့ကွာငါသားမှပြောခွင့်မရှိဘူးဘာကြောင့်လဲဆိုတော့ငါသားကမြန်မာတယောက်ဖြစ်နေလို့အဖေတို့ပြူကမှားနေတာလက်ခံတယ်ဒါပေမဲ့အဖေတို့တိုင်းသားတွေမှာကဒီလိုပြူကသုံးဖို့အသင့်မဖြစ်သေးဘူးနောက်တော့ငါသားသိလိမ့်မယ်ကဲငါသားသွားပြီဦးတော့ကံမကုံသေးရင်တော့ပြန်ဆုံးကြသေးတာပေါ့ကွာလို့ဒီတို့ပြောလိုက်တယ်လူငယ်ကလူကြီးရဲ့ပကုံးကိုဘက်လို့သွားပြီအဖေကြီးသေကံမရောက်ရင်တော့တတ်မပြောက်ပါဘူးကျမ်းမိုက်ကိုဂယူးဆိုင်ပါလို့ဆိုပြီးဖခင်ပြည်သူကိုကြောခိုင်းလို့စပယ်တောင်ကနေခြေလမ်းကျဲကြီးနဲ့ဆင်းလာခဲ့တော့တယ်ဒီတစ်ချိန်ဖခင်နဲ့ခွဲခွာပြီးနောက်တစ်ချိန်ပြန်ဆောင်တွေ့မယ်ဆိုတာကမသေးချမ်းလူငယ်ကရိတ်စားမိတယ်ဖခင်ကတရှိထင်ရှားအဖြစ်နဲ့နောက်ဆုံးမြင်တွေ့လိုက်ရခြင်းကလည်းဖြစ်နိုင်တယ်ဘယ်လိုပဲဖြစ်ဖြစ်မိမိဘဝခရီးအစပြီလို့လူငယ်ကနားလည်ထားတယ်စုခင်လန်းလားပန်းခင်လန်းလားမသိဖခင်ပြည့်ရတဲ့တာဝန်ကိုကြည်ပေါ်နဲ့ထမ်းဆောင်ရတော့မယ်လူငယ်ကခီးထွင်ကဖခင်ရဲ့အကြောင်းကိုစဉ်းစားလာမိတယ်ဖခင်ကမြန်မာပြည်ထပ်ပိုင်းမှာရှိတဲ့လေပန်ရှင်မိဘတွေကမွေးဖွားပြီးတော့မှဖခင်ရဲ့ဆွေမျိုးရင်းချတူကရွှေနန်းတော်တွင်ခါစားတဲ့ဘုံမင်းတူဖြစ်တယ်ဆိုတယ်ဖခင်ကသူရတဲ့နဲ့ပြည့်စုံသူဖြစ်တာကြောင့်အရွယ်ရောက်တာနဲ့ဘုံမင်းရဲ့တက်ကိုဝင်ခဲ့တယ်ဘုံမင်းကအရှင်တပါပါတော်မူပြီးတဲ့နောက်နေကျဆိုရကိုနီကိုနဲ့ထွန်းလန်းနေသူဖြစ်တယ်ဖခင်ကနှစ်နှဲငယ်အတွင်းမှာဘုံမင်းရဲ့လူယုံဖြစ်ပြီးတဲ့နောက်ဘုံမင်းဟန်ရဲ့သမီးတော်အိမ်သူနဲ့အချောင်းပါခဲ့တယ်ဘုံမင်းရဲ့ကြာဆုံးပြီးတဲ့နောက်တော့ဒေါ်လာရေးဖွဲ့ကိုဖခင်ကဆက်ပြီးဦးဆောင်ခဲ့တယ်ဖခင်လက်ထက်မှာဒေါ်လာရေးအင်အားစုတွေကိုပုံမူချက်တွင်နိုင်ခဲ့ပြီးတော့နေကျစစ်ပလိတ်ရဲ့အချင်းချင်းတိုက်ခိုက်ခြင်းကိုခံရတယ်ရှမ်းပြည်ဘက်မှာဖြစ်ပွားတဲ့စစ်ပွဲမှာမိခင်ကိုယ်တိုင်ကြာဆုံးခဲ့ရတယ်မိခင်ကြာဆုံးတဲ့အခါမှာတော့လူငယ်အသက်က73နှစ်ပဲရှိပါသေးတယ်ပြည်တိရှာအစိုးရကမြန်မာပြည်ကိုသိမ်းပိုက်ပြီးတဲ့နောက်နေရာနှံ့မှာရှိတဲ့မြို့ချစ်တပ်ဖွဲ့တွေကိုနှစ်ပေါင်းများစွာဒေါ်လန်တိုက်ခိုက်ခဲ့ရတယ်ဒီလိုဒေါ်လန်တိုက်ခိုက်ရမှာအိန္ဒိယမှာရှိတဲ့စစ်ပလိတ်တွေကိုခေါ်ယူနှိမ်နင်းခဲ့ရတယ်မိတို့ပင်နှိမ်နင်းစေကမူမြို့ချစ်တွေကမြန်မာပြည်အနှံ့ပုံကန်ထားကြလို့သာနေတော့ပြည်တိရှာအစိုးရတွေကများစွာအခက်ကြုံရတယ်ဒါကြောင့်ပြည်တိရှာအစိုးရကမြို့ချစ်ခေါင်းဆောင်တွေကိုရွေးချယ်ပြီးအမဲချွေပြဖို့စီမံကိန်းတွေကိုရေးဆွဲတော့တယ်ဒီဇလန်တစ်ခုလုံးကအဲ့ဒီစီမံကိန်းကြောင့်ဖြစ်ပေါ်လာတာဖြစ်ပါတယ်လူငယ်ဖခင်ဦးတိုင်မောင်ကအတွေ့အကြုံများတဲ့တော်လေးခေါင်းဆောင်တူဦးပြီးမဇာမီနယ်ချက်စစ်ပလိတ်တွေနဲ့ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားတော့မယ်လို့ကြိုတင်ရေးစားမိတယ်။ဒါကြောင့်သူ့ရဲ့တူဒီတော်သားတီဟကိုစပယ်တောင်နဲ့ဝေးရအရက်ကိုကြိုတင်ရှောင်တင်းခိုင်းခြင်းဖြစ်ပါတယ်။အဲဒီကမှတီဟကတိုက်ပွဲတွေပြင်းထန်တော့မှကိုသိရနဲ့ကျွန်တော်ကရှောင်ထွက်ပြေးရမယ်ဟုတ်လား။ကျွန်တော်နာမည်ကတီဟဆိုတာကချင်းသိချင်းသိပြပြီးရှောင်တင်းပြေးရမယ်ဆိုတာကတော်လိုင်းရဲဘော်တွေကိုကျွန်တော်ဘယ်လိုမျက်နှာပြရမလဲလို့မေးမြန်းခဲ့မှုတယ်။ဖခင်ပြည်သူကခေါင်းခါရန်လို့အဖေတဲ့ဘောကြောင့်ပြီးကိုရင်တွေကိုနေချက်လက်ကနေရှောင်လင်းခဲ့တာမဟုတ်ဘူးငါသားမှာစွမ်းရည်ရှိတယ်ဒီစွမ်းရည်တွေကိုသုံးချပြီးတော့စစ်ပလိတ်တွေကိုအဖေတို့ကိုစားလက်စားချပေးရမယ်ဒီလိုလက်စားချတဲ့နေရာမှာငါသားရဲ့လက်ရုံးရည်နဲ့နှလုံးရည်ကိုအသုံးပြုရမယ်ငါသားကစစ်ပလိတ်တွေကိုဓာတ်တစ်စင်းနဲ့တွန်းလှန်ဖြုတ်ပြမယ်အစားနှလုံးရည်နဲ့တိုက်ပွဲဆင်ရမယ်အဖေတို့စစ်စစ်ဆိုရင်နေချက်စစ်ပလိတ်တွေကိုကောင်းကောင်းဒုက္ခပေးနေသူဖြစ်ရမယ်လို့လေးနဲ့စွာနဲ့မှာကြားတယ်ဒီကဖခင်ပြည်သူရဲ့စကားကိုမြေဝဲမချနားထောင်ပြီးနေချက်ကိုတွန်းလှန်ဖြုတ်ပြမယ်လို့ဆုံးဖြတ်ချက်ချထားလိုက်ပါတယ်ရှမ်းပြည်ဘက်ကလာတဲ့မြေထားကြီးကဒါစီဘူရာကိုဆိုက်ခဲ့ပြီးခဏအကြာဘူရာကနေပြန်လဲထွက်ခွာခဲ့တယ်ဒါစီဘူရာမှာခီးသည်တွေဆင်းသွားကြတော့ရထားပေါ်မှာခီးသည်ကနေပါသွားတယ်ရထားထွက်ပြီးတဲ့နောက်ခီးသည်တွေကရထားပေါ်မှာအိမ်ငိုက်ပြီးလိုက်ပါလာတယ်ဒီရခိုင်မှာမျက်ကမှောက်ဆောင်ထားတဲ့လူနှစ်ဦးတက်လာပြီးလက်ထဲမှာရှိတဲ့တကြီးတွေကိုဝေရမ်းလို့တကူကအိမ်ငိုက်တာလေးရက်ပြီးတော့အဖိုးတန်ပြင်းစလေးတွေအကုန်ထုတ်လိုက်စမ်းအကောင်မထုတ်ဘဲနဲ့ခိုးဖွဲ့ထားလို့ရင်တော့အသက်ပါပေးရမယ်ဒီလမ်းပေါ်မှာအိုက်ပန်နဲ့အိုက်ဆန်ဆိုတာကြားဘူးတယ်မလားလို့ဆိုတော့အိုက်ပန်နဲ့အိုက်ဆန်ဆိုတာကနာမည်ကြီးတမညီနောင်ဖြစ်လီတော့ခီးသည်တွေကတုံးလို့ခြောက်ချသွားပါတယ်အိုက်ပန်တို့ကလည်းနဲ့အားကိုနဲ့ခီးသည်တွေစီကလက်ဝတ်ရတနာတွေကိုလူရယူငင်းနေခီးသည်တွေကအိုက်ပန်တို့ညီရကိုရဲ့ရက်ဆက်ချမ်းချုံပုံကိုသိနာလေတော့ဘ
ပါသမျှပစ္စည်းတွေကိုနှမျောတသားဆိုတဲ့ထုတ်ပေးကြတယ်ဓမြညီနောင်ကယထာတော်ပေါ်မှာလိုက်ပါလာသူတွေအားလုံးတရားမကြံဓမြတိုက်ယူရင်အသက်10နှစ်ပြည့်မိမပြိုလေးတူရဲ့ငကတ်ကိုပင်အတင်းအဓမ္မချုပ်ယူဖို့ကြိုးစားတော့ခလေးငယ်ကကြောက်ရွံ့စွာနဲ့ငိုကြွေးတယ်ဒီအခိုင်မှာတွဲနောက်ဆုံးမှာရှိတဲ့ခုံတန်းလျားမှာအိတ်ဆက်နေတဲ့လူငယ်တယောက်ကအေးရကလန်တို့နဲ့ထားရက်ပြီးဒီမှာခမရတို့လွန်လုံးနေပြီခလေးတယောက်စီကပစ္စည်းကိုတော့မှဓမြတိုက်တယ်ဆိုတော့တော်တော်ကိုအကျဉ်းသားတရားမဲ့ပြီးရမ်းပြတဲ့လူတွေပါလားလို့ဆိုတော့ဓမြညီနောင်ကလူငယ်ကိုအံ့ဩဟန်နဲ့ကြည့်ပြီးတော့ငါတို့ဘယ်သူလဲမင်းသိလားအေဂျင့်မှုတို့နဲ့သိချင်လို့လားဒီလမ်းမှာအိုက်ပန်အိုက်ဆန်ဆိုတာမကြဘူးလားဓမြတိုက်နေတာကွဒီလိုပြောတော့လူငယ်ကအဝါးကနေတန်းလိုက်ပြီးခမရတို့ဓမြတိုက်နေတာသိပါတယ်ကျုပ်အိမ်နေပြီမဲ့နားကကြားနေရတယ်ကျုပ်ကသူများကိစ္စမှာဝင်မရှုပ်ချင်လို့နားထောင်နေတာခမရတို့ကလူမမဲကလေးငယ်ရဲ့ပစ္စည်းကိုတော့မှအတင်းအဓမ္မလူရဲချင်နေတာလွန်လွန်အားကြီးနေပြီကျုပ်မပါလို့မရတော့ဘူးလို့ဆိုတယ်လူငယ်စကားကြောင့်မလို့ဓမြညီနောင်ကစိတ်မထိနိုင်တော့ပဲနဲ့ရာဆက်ဆက်ငါတို့ကိစ္စမှာဝင်ပါအောင်မလဲမလောက်လေးမလောက်စားကောင်းပါများမင်းကိုဆုံးမရမယ်ဒီလိုဆိုပြီးလူငယ်ရှိရကိုရှောက်လန်းလာလို့လူငယ်ကိုလက်ပြန်လွှဲရလိုက်ပါတယ်လူငယ်ကဓမြရဲ့ချက်ကိုအသားရရှောင်ထိန်လိုက်ပြီးဓမြရဲ့လက်ကိုချုပ်ကန်လို့မြန်မာချင်းချင်းဘာလို့ရံပြုတ်နေရတယ်လဲခမရတို့တက်တီသိကောင်းနေသလားတက်တီကောင်းလည်းကြိုးရှိတဲ့နေရာမှာသုံးချပါလားစပယ်တော်မှာနေချက်စစ်ပလိတီဝိုင်းတိုက်လို့မြို့ချင်းမြန်မာတွေအထိနာနေပြီခမရတို့တက်တီကိုနေချက်ကိုတွန်းလှန်တဲ့နေရာမှာအသုံးချပါလားလို့ဆိုတော့ဓမြကလူငယ်လက်ကနေရုန်းကန်ပြီးခွေးကောင်ဘာတွေပြောနေတယ်လဲငါတို့ကိုသဘုံလောက်ခိုင်းနေတာလားမျက်နှာပြိုသခင်ကြီးတွေကိုငါတို့ဘယ်တော့မှတက်စားမဖောက်ဘူးကွဒီလိုပြောလိုက်တယ်လူငယ်ကဓမြညီနောင်ရဲ့မျိုးချစ်စိတ်ကင်းမဲ့တဲ့စကားကြောင့်အဲ့ဒီသူတွေကိုယွန်းရှာသွားပြီးတက်စပါလောက်ကောင်လေးလို့ဆိုပြီးဓမြအရှိုက်ကိုလက်သီးနဲ့ထိုးတော့ဓမြကလဲကျသွားတယ်ကျန်တဲ့ဓမြကလက်ထဲမှာရှိတဲ့ထားကိုဝေရမ်းပြီးလူငယ်ကိုဝင်ရောက်တိုက်ခိုက်တယ်လူငယ်ကဓမြရဲ့ထားကိုရှောင်တိန်ပြီးခြေထောက်နဲ့ဆောင်းကန်လိုက်တော့ဓမြကနောက်ပြန်လဲကျပါတယ်ဓမြကလူလဲထပြီးဝင်ရောက်တိုက်ခိုက်ပြန်တယ်လူငယ်ကဓမြရဲ့ပေါင်ကြားကိုခြေနဲ့ဆောင်းကန်လိုက်တော့ဓမြလည်းအားကနေအော်ပြီးလဲကျသွားပြန်တယ်ဓမြညီနောင်လဲကျသွားတဲ့အခါမှာလူငယ်ကဓမြတွေကိုယွန်းရှာဟန်နဲ့ကြည့်လို့တိုင်းပြည်သူ့ကျုံပေါ်ကရောက်နေတာတော့မြန်မာချင်းချင်းအနိုင်ချင်းချင်းတဲ့သူတွေသူတို့ကိုနီးဆုံးပူတာကိုရောက်ရင်ပလိလက်သာအပ်လိုက်လို့ဆိုပြီးရထားခေါင်မှုပေါ်ကိုတွေ့တက်လို့နောက်တစ်တွဲကိုကူးတန်းသွားတယ်အဲ့ဒီခါမှာဓမြတိုက်ခံတဲ့ခရီးသည်တွေကလူငယ်ရဲ့အစွမ်းကိုတယောက်တစ်ပေါက်ချီးမွမ်းကြပြီးခေတ္တချင်းကလေးကိုကျေးဇူးတင်စကားတော်မှမပြောလိုက်ရဘူးလို့ဆိုပြီးကြံ့ခဲ့ကြပါတယ်မြို့တစ်မြို့ရဲ့ဇေဒီငယ်လေးအရှိမမြေကွက်လက်တစ်ခုမှာလူငယ်တစုကဘောလုံးကန်နေတယ်လူငယ်တွေဘောလုံးကန်နေတဲ့နေရာကလူသွားလမ်းနဲ့နီးနေတော့ဖျားဘူးလာတဲ့လူအများကိုလူငယ်တွေရဲ့ဘောလုံးကထိမှန်ကြတယ်ဒါပေမဲ့ဒီလူငယ်တွေထဲမှာမြို့ပေါ်မှာရှိတဲ့လူမိုက်အုံးဖေးကြီးရဲ့သားသမီးတွေပါတော့လူငယ်တွေရဲ့အပြုအမူကိုဘယ်သူမှတားဆီးဝင်ခြင်းမရှိဘူးလူငယ်တွေကအတင်းရဲစွာနဲ့ဘောလုံးကိုစိတ်ရှိလက်ရှိကန်နေလေတော့အဖွားဦးကြီးတူကိုဘောလုံးကထိမှန်ပြန်တယ်ဒါပေမဲ့လူမိုက်အုံးဖေးကြီးကိုကြောက်ရွံ့တော့အဖွားဦးကလည်းရင်ကိုနှုတ်ပြီးထွက်ခွာသွားတယ်ခဏကြာမှဆယ်ကျော်သက်ရွယ်မိမပြူတူကလူငယ်တွေကိုကြော်ပြတ်ပြီးဖျားဘော်ကိုတက်သွားတယ်လူငယ်တွေတဲကအုံးဖေးကြီးရဲ့သားအုံးမြင့်ကဖျားဘော်တက်သွားတဲ့မိန်းကလေးကိုလည်းညှို့ထိုးပြပြီးဒီလိုတိုင်ပင်ပါတယ်အတန်ကြာတဲ့ခါမှာမိမပြူကဖျားဘော်ကပြန်ဆင်းလာတယ်အုံးမြင့်ကမိန်းကလေးပြန်ဆင်းလာတဲ့ကလူငယ်တူကိုမျက်ရည်ပြလိုက်တယ်ဒီကလူငယ်ကဘောလုံးကိုအုံးမြင့်ရှိကိုကန်ချပေးလိုက်တယ်အဲ့ဒီကအုံးမြင့်ကမိမပြူရှိရကိုဘောလုံးနဲ့မှန်းကန်လိုက်တယ်ဘောလုံးကအုံးမြင့်ကန်လိုက်တဲ့အတိုင်းဆိုက်ဆိုက်မြင့်မြတ်ပဲမိမပြူရဲ့တင်ပါကိုထိမှန်သွားတယ်မိမပြူလူပုံလေးမှာသူမရဲ့တင်ပါကိုထိခဲ့ခံရတော့နင်တို့မိုင်းရိုင်းလာကြည်လားဒေါသတကြီးနဲ့ဆိုတယ်မိမပြူရဲ့အဝါနုရောင်ထမင်းပေါ်မှာဘောလုံးရထင်းထင်းကြီးပေါ်နေလေတော့အုံးမြင့်ခေါင်းဆောင်တဲ့လူငယ်တစုကအဲ့ဒီနေရာကိုလက်ညှိုးထိုးပြီးဝိုင်းဝန်းလောင်ပြောင်နေကြပါတယ်မိမပြူကသူ့ရဲ့အဖြစ်ကိုရေးစားမိပြီးရှက်လွန်းလို့မျက်နှာကရဲရဲနေသွားတယ်ဒီအခါမှာမိမပြူရဲ့အရှိကိုမျက်နှာစိမ့်လူငယ်တူရောက်လာပြီးမင်းတို့လိုရကအောက်တန်းကြလွန်းတော့ကွာမြန်မာချင်းချင်းဒီလိုအနိုင်ကျင့်တာယောက်ျားရင်းမကြီးလောက်ရမယ်အလုံးမဟုတ်ဘူးကွဒီလိုပြောတော့အုံးမြင့်ဆိုတဲ့လူရန်ကားကလက်သီးဆုပ်ပြီးမင်းနဲ့ဘာဆိုင်လို့ဝင်ပါရတာတော့မင်းဘယ်ရကောင်လဲနာကျင်လို့လားဒီလိုမေးတယ်မျက်နှာစိမ့်လူငယ်ကငါကမြန်မာကွမြန်မာမင်းကလေးတယောက်အရှက်ရနေတဲ့ကိစ္စမှာဝင်ပါဖို့ဝတရားရှိတယ်အဲ့ဒါလိုပြောတော့အုံးမြင့်ကလူမိုက်သားပြီးမခံမျက်နှာပြတ်သွားပြီးတော့အုံးမြင့်နဲ့တမျိုးလုံးလှည့်ပြီးပါရလာတဲ့ကောင်မင်းနာဖို့သာပြင်ပြီးတော့လို့ဆိုပြီးမျက်နှာစိမ့်လူငယ်ကိုဝင်ရောက်ထိုးကြည့်ပါတယ်လူငယ်ကအုံးမြင့်လက်သီးကိုလွယ်ကူစွာနဲ့ရှောင်းတိန်ကဒီမျိုးကိုရောက်ချင်းကရံမဖြစ်ချင်ဘူးကွာအေးနေဒီလိုပြောပြမဲ့လဲအုံးမြင့်ကလူမိုက်သားပြီးခေါင်းမစွာနဲ့ဆက်လက်ထိုးကြည့်ဖို့ကြိုးစားတယ်လူငယ်ကလူမိုက်ရဲ့လက်သီးချက်ကိုရှောင်းတိန်နေုံနဲ့မရတော့အုံးမြင့်နန်းကြားကိုခြေနဲ့စောင့်ကန်တဲ့အခါအုံးမြင့်ကမြေပေါ်ကိုခွေကောက်လဲကြတယ်အုံးမြင့်ကနာကျင်စွာနဲ့ညှင်းညူရင်လူရန်ကားတွေကိုဒီကောင်ကိုဝင်ချကြလို့အော်ဟစ်အစီခိုင်းလိုက်တော့လူငယ်ကမျက်နှာစိမ့်လူငယ်ကိုဝိုင်းဝန်းထိုးကြည့်ကြတယ်သို့တော်လည်းမျက်နှာစိမ့်လူငယ်ကတပ်ပေါ်ပညာပိုင်းမှာအလွန်ကျွမ်းကျင်သူဖြစ်တော့လူရန်ကားလေးတယောက်ပြီးတယောက်လဲပြူကြပါတယ်နောက်ဆုံးမှလူရန်ကားလေးတွေကလက်တံပြောင်းတဲ့လူငယ်ကိုမရှင်ဝန်းတော့ဘဲနဲ့လူငယ်နဲ့ဝေးရကိုပြေးတယ်ဒီအခါမှပဲရှမ်းရုံနေတဲ့မိမပြူကလူငယ်ဒီကိုရောက်ရှိလာပြီးကျေးဇူးတင်ပါတယ်ဒါနဲ့ရှင်ကဧည့်သည်လားဒီမျိုးကတခါမှမတွေ့ဘူးလို့မေးတယ်လူငယ်ကခေါင်းညိပြီးတော့ကျုပ်ကဒီမျိုးကမဟုတ်ပါဘူးဧည့်သည်ပါဆေးစရာကြီးဦးမဲကောင်စီကိုသွားမလို့ဆိုတော့မိမပြူလည်းမျက်မှောင်ကျုံလို့ဆေးစရာကြီးဦးမဲကောင်ကကျမအဖေပဲရှင်ကအဖေရဲ့ဧည့်သည်လားလို့မေးတယ်လူငယ်ကလည်းခေါင်းညိပြလိုက်ပြီးကျုံနာမည်တီဟပါ
ကျုပ်ဖခင်ကဦးမဲကောင်းစီကိုလွတ်လိုက်လို့စားရဆောင်လဲပေးလိုက်ပါတယ်လို့ဆိုတော့မိမပြောလဲခေါင်းညင်ပြီဒါဆိုရင်လဲကိုတီဟာကြီးကျမနောက်ကိုလိုက်ခဲ့ပါလို့ဆိုပြီးတီဟာကိုသူမရဲ့နေအိမ်ကိုခေါ်ဆောင်သွားတော့တယ်မိမပြောကတီဟာကိုမျိုးစမရှိတဲ့ခြံကြီးတစ်ခြံကိုခေါ်ဆောင်သွားပါတော့တယ်ဒီကမှာခြံကြီးထဲမှာရေကောင်းစွာရရှိတဲ့သိပ္ပံကြီးအောက်မှာဆေးထောင်းနေတဲ့လူကြီးတူကိုမြင်တွေ့ရတယ်လူကြီးကမိမပြောနဲ့တူလိုက်ပါလာတဲ့တီဟာကိုမြင်ထားနဲ့မျက်လုံးပြူပြီးထိုင်ရကထားလို့ထူးဆန်းလိုက်တာကွာမင်းကငါအချစ်ဆုံးမိတ်ဆွေတိုင်မောင်းနဲ့ရုပ်ချင်းခွဲမရအောင်တူတယ်လို့တိုင်တော့နဲ့ရေးရတော့မိမပြောကသမီးတို့အိမ်ကိုလိုက်ရှာနေလို့သမီးခေါ်လာတာပါလို့ဆိုတယ်အဲ့ဒီကတီဟာကလည်းကျွန်တော်နာမည်ကတီဟာပါကျွန်တော်ဖခင်ကဦးကြီးစီကိုဟော်ရီစာလေးပေးလိုက်ပါတယ်လို့ပြောပြီးဦးမဲကောင်လက်ထဲကိုဖခင်စာကိုအပ်နှံလိုက်တယ်ဦးမဲကောင်ကတီဟာလက်ထဲမှာရှိတဲ့စာကိုစုံးပြီးဖတ်ရှုပြီးမျက်မှောင်ကျုပ်လို့အော်တိုင်မောင်အရှင်တစ်ပါးပါတော်မူပြီးတဲ့နောက်နေချက်ကျော်တော့အရှောင်မခံနိုင်ဘူးဆိုပြီးတော့မျက်နှာဖြူတွေကိုတဲကြီးမဲကြီးတော်လန်နေလိုက်တာတိုင်မောင်ရဲ့မျိုးချစ်စိတ်ကိုတော့ငါချီးကျူးတယ်ငါတို့မှသူ့လိုရည်ချင်းမရှိဘူးကမင်းဘေးနဲ့ငါကပခုံးပတ်ကြီးလာတဲ့တငယ်ချင်းတွေပြီးတော့မင်းကငါအချစ်ဆုံးတငယ်ချင်းနဲ့ရုပ်ချင်းခွဲမရအောင်လဲတူးနေတယ်အဲ့တော့မင်းငါစီမှာစေးချမ်းသာနေတိုင်းမင်းတို့ငါအိမ်ကတကားမရှိဓာမရှိဘူးဒီလိုပြောရင်ငါသမီးဖြစ်သူပဲကိုလေလို့သူကဦးကြီးရဲ့သမီးကသူ့နာမည်ကမြညိုလို့ခေါ်တယ်သမီးမောင်တရားကအဖေငယ်ပေါင်းတိုင်မောင်းရဲ့သားမောင်တရားကဘီတို့စီမှာနေလိမ့်မယ်သမီးသူ့ကိုအနောက်အိမ်လေးကိုတော့ပို့လိုက်ဒီလိုမှကြတော့မြညိုဆိုတဲ့မိန်းကလေးကတီးဟာကိုခြံနောက်ကိုခေါ်သွားတော့တယ်ခြံနောက်မှာရေနံကြီးတုပ်ထားတဲ့အင်္ဂလိပ်တစ်လုံးရှိပြီးမြညိုကဒီအိမ်လေးမှာကျမဖေဖေရဲ့အရေးကြီးစေးချမ်းတွေရှိတယ်စေးချမ်းတွေကိုမထိခိုက်အောင်ရှင်အတက်နိုင်ဆုံးထိန်းသိမ်းပါလို့ဆိုတော့တီးဟာကကောင်းကြည့်ပြီစိတ်ချပါဗျာကျုပ်အတက်နိုင်ဆုံးထိန်းသိမ်းပါမယ်ဒီလိုပြောပြီးတော့မှမြညိုကအင်္ဂလိပ်ထဲမှာရှိတဲ့ဗီဒီယိုထဲမှာရှိတဲ့ဆောင်းချင်တောင်နဲ့အသုံးဆောင်တွေကိုပြသပြီးပြီရေချိုးဖို့ခြံနောက်မှာရှိတဲ့ရေရင်းငယ်လေးကိုပြသတယ်မြညိုထွက်သွားတဲ့အခါတီးဟာတကူတဲ့အခန်းလေးကိုလေ့လာကြည့်လို့တော့အခန်းထဲမှာမန်ဗီဒီယိုကြီးတွေကိုတွေ့ရပြီးဗီဒီယိုထဲမှာကစေးချမ်းတွေကိုမြင်ရတယ်စေးဗီဒီယိုတွေကိုတောက်ခတ်ထားတဲ့အတွက်စေးချမ်းတွေပျက်စီးဖို့မဖြစ်နိုင်တော့ဘူးတီးဟာကခရီးပန်းလာတော့အိယာပေါ်မှာလဲချလိုက်ပြီးစပယ်တောင်မှာကြံရိတ်ခဲ့တဲ့ဖခင်ဦးတိုင်မောင်းနဲ့မြို့ချစ်တသားတွေကိုဆွေးမိတယ်စပယ်တောင်မှာကြံရိတ်ခဲ့တဲ့ဖခင်ဦးတိုင်မောင်းနဲ့မြို့ချစ်တသားတွေကိုဆွေးမိတယ်စပယ်တောင်မှာရှိတဲ့မြို့ချစ်တွေနဲ့စစ်ပလိတ်တွေတိုက်ပွဲများဖြစ်နေပါလားမသိတီးဟာကဖခင်နဲ့မြို့ချစ်တွေအတွက်မိမိမှာတောင်းများစွာကြံရှိကြောင်တွေးမိပြီးရှင်ထဲမှာလေးလံသွားတော့တယ်ဖခင်အတွက်ကိုလည်းအလုံးကုန်မှဆွေးရင်ပူပန်မိတယ်ညနေဆောင်လေးတော့တီးဟာကအင်္ဂလိပ်ရဲ့အနောက်ဘက်မြေခွက်လက်ကိုထွက်ပြီးကိုလည်းလှူရှာတိုင်းကစားတယ်သူကဖခင်တင်ကြားပေးထားတဲ့မြမတိုင်းပညာကိုငယ်စဉ်ကတည်းကလိုက်စားခဲ့တော့အထူးကျွမ်းကျင်တယ်တီးဟာကတော်တော်ကြာအောင်တိုင်းကစားပြီးဒီကိုလုံးကချွေးချွေးဆူလာတယ်ဒီအခါမှပဲအနီးမှာရှိတဲ့ရေရင်းလေးကိုသွားပြီးရေကိုငယ်လို့ချိုးတယ်တီးဟာရေချိုးပြီးတဲ့နောက်ခဏကြာမှအိမ်တကားဘက်ကိုမြညိုရောက်လာပြီးညစာစားဖို့လာရောက်ဖိတ်ခေါ်တယ်တီးဟာကမြညိုခေါ်ရအောင်ကိုလိုက်သွားတဲ့အခါညစာစားဖို့အသင်းဆောင်နေတဲ့ဦးမဲကောင်ကိုတွေ့ရတယ်တီးဟာကဘိုက်ထဲမှာစားလောင်နေတော့ညစာကိုမေးရှင်းစွာနဲ့စားတော့ပါတယ်ညစာစားပြီးတဲ့နောက်တော့ဦးမဲကောင်ကတီးဟာကိုအင်ကြီးရဲ့ဝရဏကိုခေါ်ယူပြီးတော့မှစပယ်တောင်မှာကြံရိတ်ခဲ့တဲ့ဦးတိုင်မောင်ရဲ့အခြေအနေကိုမေးမြန်းတယ်တီးဟာကလည်းတပြင်းရှည်ကြီးကိုချပြီးစပယ်တောင်ရဲ့အခြေအနေကိုပြောပြပါတယ်ဦးမဲကောင်လည်းစိတ်ဝင်စားနဲ့နားထောင်လို့ဒါဆိုရင်တော့စပယ်တောင်မှာမကြမီတိုက်ပွဲပြင်းထန်ဖြစ်ပွားတော့မယ်ထင်တယ်လို့ဆိုတော့တီးဟာကတပြင်းချကဟုတ်တယ်အဖေနဲ့မျိုးချစ်တွေကိုစိုးရိမ်မိတယ်အဖေကသူတို့အချီမလာတော့ဘူးထင်လို့ကျုပ်ကိုစပယ်တောင်ကဆုံးခွာခိုင်းခဲ့တာပဲကျုပ်အလိုရတော့တုံးတက်တဲ့ကြားကစပယ်တောင်ကမခွာဘဲနဲ့စစ်ပလိတ်တွေကိုခုခံလိုက်ချင်တယ်လို့ဆိုတော့ဦးမဲကောင်ကတပြင်းချပြီးလူလေးကိုတိုင်မောင်းကဘလို့မားလိုက်တယ်လို့မေးမြန်းတယ်တီးဟာကဝေးစီကိုငေးကြည့်ပြီးကျုပ်ကိုလက်ရုံးရည်စာနှလုံးကြီးကိုသုံးချပြီးနေချက်တွေကိုတွန်းလှန်ပါစပယ်တောင်အတွက်လက်စားချီပြီးပါလို့မှားလိုက်တယ်ဦးမဲကောင်ကလည်းခေါင်းညင်လို့တိုင်မောင်းကလူလေးရဲ့ဆွမ်းရည်တတိကိုအကဲဖြတ်မိပုံရတယ်ဒါကြောင့်နေချက်စစ်ပလိတ်ရဲ့လက်မှာအချင်းကြီးအသေးမခံခိုင်းတာပဲလောကမှာလက်ရည်ထူးချွန်တဲ့လူတွေရှိတယ်လို့နှလုံးရည်ထူးချွန်တဲ့လူတွေလည်းရှိတယ်လူလေးကနှလုံးရည်ထူးချွန်သူဖြစ်တဲ့အတွက်တိုင်မောင်းကစပယ်တောင်ကိုဆုံးခွာခိုင်းတာပဲကိုကြီးမန်းချက်ကိုမပြတ်စေနဲ့အမြဲတမ်းနှလုံးသွင်းထားပါဒါပဲဖြစ်ဖြစ်လောကမှာအရာရာကတပ်ပိတရကမ္မတကာပဲလို့ပြောပြီးဦးမဲကောင်ကဘုရားကန်းတွေကိုဝင်သွားတော့တယ်ဦးမဲကောင်ထွက်ခွာသွားတဲ့အခါအနီးကိုမြညိုရောက်လာပြီးရှင်ပြင်းရင်တက်ဆက်ဖွင့်ပါလားတချင်းတွေလည်းရှိတယ်ဇက်တွေလည်းရှိတယ်ကြာရနားတော်မှလို့ဆိုတယ်တီးဟာကစပယ်ပေါ်မှာရှိတဲ့တက်ဆက်ကိုကြည့်ပြီးခေါင်းခါရမ်းလို့ကျတို့ညီနောင်နေစပယ်တောင်မှာအသက်ဆုံးရုန်းကန်နေချိန်ကျုပ်ကတက်ဆက်ဖွင့်ပြီးစိတ်မခံနိုင်ဘူးကျုပ်သွားတော့မယ်မြညိုလို့ဆိုပြီးတော့မှအနောက်ဘက်မှာရှိတဲ့အင်္ဂယ်လေးကိုပြန်ခဲ့တယ်မြညိုကတီးဟာရဲ့နှောက်ချုပ်ကိုကြည့်ပြီးစိတ်မသက်မသာဟန်နဲ့ခေါင်းခါရမ်းလို့ကြံရိတ်ခဲ့တယ်တီးဟာကနောက်တနေ့မနက်စောစောအိယာထပြီးခြံနောက်မှာရှိတဲ့မြေကွက်လက်မှာတိုင်းလေးချင်းလို့တခြားလုံးကိုအမိုက်လဲချင်းနေတယ်ပြီးတဲ့နောက်မြေမကောင်းအောင်ချုံတဲ့ပေပေါင်းတွေကိုရှင်းလင်းတယ်ဒီအခါမှပဲမြညိုကအိယာကနိုးလာလို့တခြားလုံးတန်ရှင်းနေတော့အံ့ဩသွားပြီးတခြားလုံးကတန်ရှင်းနေတာပဲဧည့်သည်ကဧည့်သည်လို့နေပါအာနာဖို့ကောင်းလိုက်တာလို့ဆိုတော့တီးဟာကခေါင်းရမ်းပြီးတဲ့နောက်ကျုပ်ကဧည့်သည်မှမဟုတ်တာပြီးတော့ကျုပ်လိုယောက်ျားချင်းမကြီးတယောက်ရှိရတဲ့တခြားလုံးချုံတဲ့ပေပေါင်းတွေထူထပ်နေတာကျုပ်မနေတတ်ဘူးလို့ဆိုပါတယ်တီးဟာကမနေ့ကစားပြီးတဲ့နောက်မြညိုနဲ့တူဦးမဲကောင်ရဲ့စီးတဲ့အတွက်စင်းမြစေးဦးတွေကိုထူထောင်းတာအမုံကြည့်တာတွေကိုကူညီပေးတယ်ပြီးတဲ့အခါဦးမဲကောင်ရဲ့ဆေးပင်တွေကိုရေလမ်းပေါင်းတင်ခြင်းပြုလုပ်ပေးပါတယ်ဦးမဲကောင်ကတီးဟာရဲ့ကူညီတဲ့စိတ်တွေကိုကြည့်ပြီးသဘောကျရတဲ့ချီးမွမ်းတယ်ညနေဆောင်တဲ့အခါမှာမြညိုကတီးဟာကို
ပတ်လက်မြင်းလဲကလေးနဲ့မြို့ပတ်ဝန်းကျင်ကိုလှည့်လည်ပြသတယ်မြို့လေကောင်မှာဘုရားကြီးရှိပြီးတော့ဘုရားကြီးကိုမြတ်ညွန်တဲ့အတူဖူးမြော်ကြတယ်တရားကဘုရားဝတ်ပြုပြီးစပယ်တော်မှာကျန်ရင်ခဲ့တဲ့ဖခင်ကြီးနဲ့တော်လိုင်းတပ်သားတွေအတွက်ဆုတောင်းပါတယ်ဘုရားဘော်ကပြန်ဆင်းလာကြပြီးမြတ်ညူကသူရဲ့မြို့မှာနာမည်ကြီးတဲ့တရုတ်စားတော်ဆိုင်ကိုသွားလို့တရားကိုကျွေးမပြုစုတယ်ပြီးတဲ့နောက်တော့ပတ်လက်မြင်းလဲကလေးကိုမောင်းနေပြီးပြန်ခဲ့ပါတယ်အပြန်လမ်းမှာတရားကသတင်းစာဝယ်လို့ကြောင်းပြောတော့မြတ်ညူကဈေးနီးမှာရှိတဲ့သတင်းစာရောင်းချတဲ့ဆိုင်ကိုလိုက်ပို့ပေးပါတယ်တရားကသတင်းစာတွေကိုတစ်ထက်ကြီးဝယ်ပြီးပြန်ခဲ့တယ်မြတ်ညူကတရားလက်ထဲမှာရှိတဲ့သတင်းစာတွေကိုကြည့်လို့သတင်းစာတွေကများလာကြလားကိုတရားဒီလိုမေးတော့တရားကတပ်ပြင်းချလို့စပယ်တော်မှာကြံနေခဲ့တဲ့အဖေတို့မျိုးချစ်တီအခြေအနေကိုသိချင်လို့ဆိုတယ်မြတ်ညူကတရားမျက်နှာကိုကယူနာတန်နဲ့ကြည့်ပြီးတော့ကိုတရားရင်ထဲမှာအမြဲတမ်းစပယ်တော်ရေးကိုပဲတွေးနေတတ်တယ်နော်ဒီလိုပြောတော့တရားကကောင်းညင်ပြီစပယ်တော်ကကျုပ်ဘွားပဲကျုပ်ဘွားကစပယ်တော်မှာပဲကုံလုံခဲ့ရတယ်စပယ်တော်မှာဒီချင်းဆိုရင်ဘယ်ပန်းနေပွင့်ပြီးတော့မှဘယ်ငှက်တွေတချင်းဆိုနေပြီဆိုတာကအစာကျုပ်သိတယ်အခုတော့စပယ်တော်နဲ့ခွဲခဲ့ရပြီလို့ဆိုပါတယ်တရားရဲ့စကားကြောင့်မြတ်ညူကရီမောပြီးစပယ်တော်မှာကိုတရားအတွက်လွမ်းစံများကြံခဲ့လို့လားလို့မေးတော့တရားကခေါင်းခါရမ်းလို့ကျုပ်ဘဝမှာတစ်ခါမှမတွေ့ဘူးတဲ့အရာပါကျုပ်တို့ကောင်းထဲမှာအမြဲရှိနေတဲ့အရာကနေချက်လောက်ကလွတ်မြောက်ဖို့ပဲလို့တီးတူပြောပါတယ်ဒီလိုနဲ့တရားကဈေးစရာကြီးဦးမဲကောင်ရဲ့ဈေးထဲမှာကိုကြီးလောက်ကန်ပေးငါခိုလုံခဲ့တယ်သူကဦးမဲကောင်ရဲ့ဒီမှာဒီတိုင်းစဉ်အတွင်းဦးမဲကောင်ရဲ့ဈေးထဲမှာမြတ်ညူနဲ့တူကိုကြီးလို့လူနာတွေကိုဖန်ရည်ဆေးပြီးတာဆေးတက်တာဆေးလိမ့်နဲ့စားတဲ့အလုပ်တွေကိုကိုကြီးနာမကဦးမဲကောင်ရဲ့ဈေးပြီးနေကိုလည်းအထူးဂရုစိုက်ပြီးရေလောင်းတာမျိုးစားလောင်းတာတွေပြုလုပ်ပေးပြီးတော့ဦးမဲကောင်ကတရားကိုတပိပိတူသားရင်းလို့ရင်းနှီးလာတယ်တလလောက်ကြာတော့တရားကထုံးစံတဲ့ဈေးကိုပက်လက်မြင်းလေးနဲ့သွားပြီးတော့မှသတင်းစာတွေကိုဝယ်ယူတယ်သတင်းစာတွေရလာတဲ့ခါမှာအင်္ဂလိပ်တွေကိုဝင်ပြီးသတင်းတွေကိုဖတ်တယ်အဲဒီကမှသတင်းစာတွေမှာစပယ်တောင်ကိုစစ်ပလိတ်တွေဝိုင်းဝန်းပြီးတော့မှချိန်မုံလိုက်ပြီးဖြစ်ကြောင်းတော်လေးကောင်းဆောင်ဦးတိုင်မောင်းတဲ့မျိုးချစ်တွေအားလုံးကြာဆုံးသွားတဲ့သတင်းကိုဖတ်ရှုရတော့ခေါင်းထဲမှာမိုက်ကနေဖြစ်သွားပြီးမဟာပထဝီမြေကြီးတစ်ခုလိုအိုးထိန်ဆက်လူခြားခြားလဲသွားတဲ့အောင်ခံစားလိုက်ရပါတယ်ဖခင်နဲ့ကြာဆုံးသွားတဲ့မျိုးချစ်တွေအတွက်နေချက်စစ်ပလိတ်တွေကိုလက်စားကြည့်ဖို့မိမိတောင်းဖြစ်တယ်ဖခင်ကြီးကိုယ်တိုင်နေချက်စစ်ပလိတ်တွေကိုသူတို့ကိုဆက်လက်စားကြည့်ဖို့မှာချားခဲ့မှုတယ်သတင်းစာကိုဆက်လက်ဖတ်ရှုကြည့်တော့ဖခင်နဲ့မျိုးချစ်တပ်သားတွေကိုတက်ခတ်ချင်းမုန်းသူကဝန်တော်တန်းရွှေနဲ့ရာဇိုးအုံမြင့်စွေခေါင်းဆောင်တဲ့စစ်ပလိတ်အဖွဲ့လို့သိရပြီးတော့ဝန်တော်တန်းရွှေကမျိုးချစ်တို့လည်းအဖွဲ့များစွာကိုချင်းမုန်းခဲ့ကြောင်းရေးသားထားတယ်သတင်းစာထဲမှာမျိုးချစ်တွေကိုနှိမ်နှင်းတဲ့ဝန်တော်တန်းရွှေနဲ့ရာဇိုးအုံမြင့်စွေရဲ့ပုံကိုတခဏခဏဖော်ပြထားတယ်တရားကသစ္စာပေါင်း2ယောက်ရဲ့ဓာတ်ပုံကိုကြည့်ပြီးလက်သီးကိုကြည့်ပေါင်းဆိုရင်ကသစ္စာပေါင်းလောက်ကောင်2ယောက်ကိုအဖေတို့ကိုစားကျုပ်လက်စားချေပြောင်းချေပြီးပါမယ်လို့ကြုံသွားလိုက်တယ်အဲ့ဒီအခါမှာသူ့ရဲ့နောက်ကိုစီးစရာကြီးဦးမဲကောင်ရောက်လာပြီးတော့စပယ်တောင်ကျောင်းကိုလူလေးတီးပြီးတော့ပေါ့ဒင်းတို့မိုးကောင်းတို့ရွာထားအောင်ပေါ့တနေ့ငါတို့အလဲရောက်လာမှာပါအလဲကျတော့မနှွေစရမ်းပေါ့ကွာလို့ဆိုပါတယ်တရားကခေါင်းညင်ပြီးတော့အဖေနဲ့မျိုးချစ်တွေအတွက်အကျုံမှာတာဝန်ရှိလာပြီးဦးကြီးလို့ဆိုတော့ဦးမဲကောင်ကခေါင်းညင်ပြီးတိုင်မောင်းကသူတို့အနာဂတ်ကိုမင်းဆက်ပြီးဖော်ဆောင်ရမယ်ဆိုတာသူကြိုပြီးသိတယ်ဒါကြောင့်လေလူလေးကိုကျုပ်စီမှာခိုလုံခိုင်းတာပေါ့အခုချိန်မှာတော်လိုင်းကြီးကလူလေးပခုံးပေါ်ကိုရောက်လာပြီစိတ်အေးထားပါအချိန်တန်လူလေးအလဲရောက်လာမှာပါလို့ဆိုတယ်တရားကအန်ကိုတင်းနေကြည့်ပြီးကျုပ်အလဲရောက်ကိုရောက်ရမယ်ဦးကြီးဝန်တော်တန်းရွှေနဲ့ရာဇိုးအမြင့်စီကိုကျုပ်လက်စားချေပြောင်းချီမယ်လို့ရည်ရွယ်လိုက်ပါတော့တယ်ဒီလိုနဲ့တရားကဦးမဲကောင်ရဲ့စီးထဲမှာဝိုင်းလိုဝိုင်းစားပြနေတိုင်းခဲ့တယ်အဲ့ဒါလိုနေတိုင်းကနေကျစစ်ပလိတ်တွေကိုလက်စားချေနိုင်မဲ့နီလန်းကိုအစဉ်သဖြင့်ရှာဖွေနေတယ်သူကနေကျစစ်ပလိတ်တွေကိုမိုးကောင်းတို့ရွာထားကြလို့သဘောထားပြီးရင်ဆိုင်နိုင်မဲ့အချိန်ကိုစောင့်မျှော်နေတယ်ဒီလိုနဲ့ဦးမဲကောင်တို့တားဖားနဲ့နေထိုင်ရာ၃နှစ်တင်းပြည့်တဲ့ညမှာတရားရဲ့အိမ်မက်ထဲကိုဖခင်ကြီးဦးတိုင်မောင်ရောက်လာလို့ရန်သူတွေကိုလက်စားချေဖို့အချိန်ရောက်ပြီလို့လေတို့မျိုးချစ်တွေအတွက်နေကျသစ္စာပေါတွေကိုလက်စားချေပြီးပါလို့ဆိုတယ်တရားကအိမ်မက်ထဲမှာနေကျသစ္စာပေါတွေကိုလက်စားချေမဲ့အကြောင်းကတိပြုခဲ့တယ်တရားဟာအိမ်မက်ကနေလန်နိုးလာတော့တကူလုံးကချွေးတွေရွှဲနေတယ်အိမ်မက်ထဲမှာဖခင်ကိုတီးပေးတဲ့အတိုင်းနေကျသစ္စာပေါတွေကိုလက်စားချေမယ်လို့ဆုံးဖြတ်လိုက်တယ်ဒါကြောင့်မိမိရဲ့အိမ်မက်ကိုကျေးဇူးရှင်ဆေးစရာကြီးဦးမဲကောင်ကိုဖွင့်ပြောလိုက်တယ်ဦးမဲကောင်ကလေးနဲ့စောနဲ့နားထောင်ပြီးလူလေးဆုံးဖြတ်ပြီးပြီဆိုရင်တော့မထားတော့ပါဘူးလူလေးကျုပ်နောက်ကိုလိုက်ခဲ့ပါအောင်လို့ဆိုပြီးခြံကြီးနောက်ကိုခေါ်ဆောင်သွားပါတော့တယ်ဦးမဲကောင်ကခြံကြီးရဲ့နောက်စီးယူကိုရောက်တဲ့အခါတကားချက်ကိုဖွင့်ပြီးအပြင်ကိုထွက်တယ်တရားကဘူးမသိပါမသိနဲ့ဦးမဲကောင်နောက်ကိုလိုက်ခဲ့တယ်ခြံပြင်ကိုရောက်တဲ့အခါလေးတူတိုက်နေတဲ့ကြောက်ကြီးကိုတွေ့ရတယ်ဦးမဲကောင်ကရှေ့ကနေပြီးကြောက်ကြီးအဆက်ကိုတွေ့ခဲ့လို့ဆင်းလေတော့တရားကနောက်ကလိုက်ခဲ့တယ်ကြောက်ကြီးကအလုံးကုန်မှမက်ဆောက်ပြီးမြဲအောက်ကိုတွေ့ခဲ့ဆင်းနိုင်တဲ့လမ်းရှိပါတယ်အဲ့ဒီလမ်းကမတော်တဆချီချော်ပြီးပြုတ်ကြရင်အယူရကြအသားရကြပြတ်သွားနိုင်တယ်တရားကဦးမဲကောင်ရဲ့အကြောင်းတစုံတရာရှိမယ်လို့ယူဆလို့မင်းမြန်ချင်းမရှိဘဲနဲ့အနောက်ကနေတွေ့ခဲ့ဆင်းခဲ့ပါတယ်ဦးမဲကောင်ကကြောက်ကိုတွေ့ခဲ့ပြီးဆင်းကတနေရာကိုရောက်တဲ့အခါရက်တက်လိုက်တယ်အဲ့ဒီနေရာမှာကွက်လက်တကူရှိနေပြီးအမောင်ထဲမှာလိုင်းကုန်းကတလုံးကိုတွေ့မြင်ရတယ်အဲ့ဒီနေရာကကြောက်ကြီးရဲ့အလေလောက်မှာရှိပြီးတော့မှချောက်ကရေစီးတဲ့တဲ့ကိုလည်းကြားရတယ်ဦးမဲကောင်ကအောက်ကိုငုံကြည့်လိုက်ပြီးတော့အောက်မှာစမ်းချောင်းလေးရှိတယ်လို့ဆိုတယ်ပြောရင်ကဦးမဲကောင်ကရှေ့ကဦးဆောင်လို့လိုင်းကုန်းငယ်လေးတွေကိုဝင်တယ်လိုင်းကုန်းထဲမှာရှိတဲ့ကြောက်တုံးကြီးတုံးရှိကိုရောက်တော့ဒူးညွတ်ပြီးထိုင်ချလိုက်တယ်ဒီနောက်မှာတရားဘက်ကိုလှည့်ပြီးထိုင်လူလေးပြီးရင်ကျုပ်လို့သူတို့လိုက်ပြီးခါရွာပြူစမ်းလို့ဆိုတာကြောက်တုံးကြီးကိုခါရွာပြူတော့တရားကလည်းဦးချောင်းချောင်းလိုက်လို့ရတယ်ပြီးတဲ့ကဦးမဲကောင်ကတရားဘက်ကိုလှည့်ပြီးလေးနဲ့တဲ့အမူအရာနဲ့ဒီကြောက်တုံးကြီးထဲမှာတော်လေးကောင်းဆောင်တကောင်ဘွားရဲ့အယိုးရှိတယ်လို့ပြောတော့တရားကအလွန်အောင်းသွားတာ
တကောင်ဘွားရဲ့အယူရှိတယ်ဟုတ်လားတကောင်ဘွားရဲ့အကြောင်းကိုသူငယ်စဉ်ကပင်ကောင်းစွာကြားဘူးတယ်တကောင်ဘွားကရှင်တစ်ပတ်ပေါတော်မူပြီးနေကျအစိုးရကိုပြင်းထန်ပုံကန်ခဲ့သူဖြစ်တယ်တကောင်ဘွားလွန်စွာဆွမ်းထက်ပြီးတော့မှဗြိတိရှအစိုးရကိုကောင်းစွာဒုက္ခပေးနိုင်ခဲ့တော့လန်ဒန်မှာရှိတဲ့သတင်းစာတွေကပင်တကောင်ဘွားအကြောင်းကိုတခဏခဏရေးသားဖော်ပြခဲ့တယ်နောက်ဆုံးမှပြင်ကန်ချုပ်ရဲ့မိန့်နဲ့တကောင်ဘွားတပ်ဖွဲ့တွေကိုပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့တယ်စင်ရအလွန်ကွာခြားတော့တပ်ဖွဲ့ဝင်တွေကြာဆုံးခဲ့ပေမဲ့တကောင်ဘွားကိုမဖမ်းမိဘဲနဲ့နေပေါင်းများစွာပြောင်းဆုံးနေခဲ့တယ်ဒီတော့ကလင်းလို့တောင်ပေါ်မှာတကောင်ဘွားကိုစစ်ပလိတ်တွေဝိုင်းဝန်းပြစ်ခတ်ခဲ့ပေမဲ့ကြီးစံထိမှန်ခဲ့ခြင်းမရှိတာကြောင့်တကောင်ဘွားမှာသနပ်ပြီးထားပြီးအစွမ်းရှိတယ်လို့နာမည်သတင်းကြီးခဲ့တယ်တကောင်ဘွားကစစ်ပလိတ်တွေရဲ့ခြားကလင်းလို့တောင်ကဘာအောက်ကိုခုန်ချပြီးချောင်းရည်စည်းနဲ့မျောပါသွားတော့တကောင်ဘွားသေဆုံးသွားသလားအသက်ရှင်နေသေးသလားဘယ်သူမှတက်ပြောနိုင်ခြင်းမရှိဘူးတကောင်ဘွားရဲ့သတင်းကလင်းလို့တောင်ပေါ်ကခုန်ချပြီးစုံစုံမျိုးပြောက်ကွယ်သွားတယ်တချို့ကလည်းတကောင်ဘွားတနက်ကြီးစံထိမှန်ပြီးသေဆုံးသွားခဲ့တယ်လို့ဆိုခဲ့တယ်တချို့ကလည်းတကောင်ဘွားကတနက်ပြီးထားပြီးသူဖြစ်လို့သေဆုံးခြင်းမရှိဘဲနဲ့မြန်မာပြည်တနေရာမှာဗြိတိရှဆိုရကိုတော်လှန်ဖို့ဒါဆိုနေတယ်လို့ဆိုကြတယ်အဲ့ဒီစကားတွေမှန်တယ်မားတယ်လို့ဘယ်သူမှထောက်ခံမှုမပေးနိုင်ဘူးတရားကဦးမဲကောင်ကိုတန်တော်ကြည့်ပြီးတော့ဒါဆိုရင်တကောင်မှသေဆုံးသွားပြီပေါ့သူ့လိုတနက်ပြီးထားပြီးတဲ့သူတယောက်ကဘယ်လိုများသေဆုံးသွားတာလဲလို့မေးလိုက်တယ်ဦးမဲကောင်ကအခုလိုပြန်ပြောတယ်တကောင်မှသေဆုံးတာကတနက်ကြီးစံကြောင့်မဟုတ်ဘူးလူကြီးယောဂကြောင့်သေဆုံးရတာအဲ့ဒီကတရားကစိတ်ဝင်စားသွားပြီးတော့တကောင်မရဲ့ကိုသိန်းချိုင်းကဒီကြောက်ကြီးတွေကိုဘယ်လိုရောက်နေတာလဲဗျအဲ့လိုဆိုတော့ဦးမဲကောင်ကအခုလိုပြန်ဖြေတယ်တကောင်ဘွားကငါတငယ်ချင်းကွသူကလင်းတို့တောင်ပေါ်မှာစစ်ပလိတ်တွေလက်ကလွတ်မြောက်လာကြတဲ့ကငါစီမှာခိုလုံနေခဲ့တာ3နှစ်လောက်ကြာတယ်အဲတုန်းကတကောင်ဘွားကိုနေကျစစ်ပလိတ်တွေကပိုက်စစ်တဲ့လိုက်ပြီးတော့မှရှာဖွေနေခြင်းပေါ့တကောင်ဘွားငါစီမှာခိုလုံနေတာကိုသိတဲ့လူဆိုလို့မင်းဖေတိုင်မောင်းနဲ့ငါပဲရှိတယ်မင်းဖေရဒါကြောင့်လည်းငါစီမှာမင်းကိုခိုလုံခိုင်းတာဖြစ်မယ်ဒီလိုပြောလိုက်တော့တီဟာကဖခင်ရဲ့စိတ်တွေကိုလေးစားသွားတယ်ဖခင်ရဲ့သားရင်ဖြစ်တဲ့မိမိကိုပဲတကောင်ဘွားကြောင့်ပြောပြခဲ့ခြင်းမရှိဘူးဦးမဲကောင်ကဆက်လက်လို့တကောင်ဘွားငါစီမှာ3နှစ်လောက်ခိုလုံနေခဲ့ပြီးတော့သူ့မှာရှိတဲ့ချောင်းစုသေးပါဝေဒနာကဆိုးရွားလာပြီးအသက်ဆုံးသွားတာပဲကွာအဲ့လိုပြောလိုက်တဲ့အခါတီဟာကဒါဆိုရင်တကောင်ဘွားကစစ်ပလိတ်တွေတန်းနဲ့ဝိုင်းအောင်ပြစ်ခတ်တာဘာတန်ရမှမရဘူးပေါ့လို့မေးလိုက်တယ်ဦးမဲကောင်ကဟုတ်တယ်တကောင်ဘွားမှာဘာတန်ရမှမရခဲ့ဘူးလို့ပြန်ပြောပြီးထိုင်ရကထားရက်လို့တကောင်ဘွားရဲ့အယိုးထေတာကြောက်တုံးကြီးစီကိုသွားတယ်ဒီနောက်မှာကြောက်တုံးကြီးရဲ့ရှိမှဒူတော့ထိုင်ချလိုက်ပြီးကြောက်တုံးရဲ့အရှိပဲမျက်နှာစာကိုဓားငယ်လေးနဲ့ချက်ထုတ်လိုက်တော့ကြောက်တုံးရဲ့ရှိမှလေးတောင်ပုံစံစကြောင်းတစ်ခုပေါ်ပေါက်လာပါတယ်ဦးမဲကောင်ကအဲ့ဒီစကြောင်းတစ်ခုဓားငယ်လေးနဲ့ကလန့်ထုတ်လိုက်တော့အဝါကလေးတစ်ခုပေါ်ထွက်လာပြီးအဝါထဲမှာကျေးသေးတာလေးတစ်လုံးကိုအံ့ဩဖွယ်ရတွေ့ရတယ်ဦးမဲကောင်ကကျေးသေးတာကိုယူပြီးတော့မှဖွင့်ကြည့်တော့ကျေးသေးတာထဲမှာလက်တစ်စက်လောက်ရှိတဲ့ခြေပြားလေးတစ်ပြားကိုတွေ့ရတယ်အဲ့ဒီခြေပြားလေးကိုဦးမဲကောင်ကထုတ်ယူလိုက်ပြီးတကောင်မှမဆုံးမီနောက်ဆုံးချိန်မှာသူ့ကိုယ်ပေါ်မှာမြဲဆောင်ထားတဲ့ခြေပြားဆောင်လေးကိုငါ့ကိုပေးခဲ့တယ်သူ့ရဲ့အပြောအရဒီဆောင်လေးကဓာပြီးထုတ်ပြီးတယ်လို့ဆိုတယ်သူငယ်တုန်းကစစ်ပြေးငါကေလာတာတောင်ပေါ်မှာရသေးကြီးတယောက်နဲ့တွေ့ပြီးရသေးကြီးကဆွန့်ကျင်းခဲ့တယ်လို့ဆိုတယ်ဒီအဆောင်လေးကိုလူလေးကိုကျုပ်ကပြန်ပြီးဆွန့်ကျင်းလိုက်မယ်လို့ဆိုတော့တီဟာကသူတို့ဘာပစ္စည်းကိုကျုပ်ယူလို့မသိတော့ဘူးနဲ့တူတယ်လို့လက်ကပြီးညင်းစင်တော့ဦးမဲကောင်ကခေါင်းကိုခါရမ်းကတကောင်မဆုံးကန်ဒီတုန်းကသူ့ရဲ့အဆောင်လေးကိုတန်းပြေအတွက်အသုံးပြုမဲ့လူရှင်လူလိုက်ပါလို့မှာခဲ့တယ်ဒါကြောင့်တကောင်မရဲ့အဆောင်လေးကလူလေးနဲ့တင့်တော်ပါတယ်တကောင်မကိုယ်တိုင်ကလည်းတက်ရှိနေရရှိနေရင်လူလေးကိုသူ့ဆောင်လေးဆွန့်ကျင်းရင်သူလက်ခံမှာပါလူလေးကနေချက်တွေအတွက်တော့ဒုတိယမြောက်တကောင်ဘွားပါပဲလို့ဆိုလိုက်ပါတယ်ပြီးတဲ့ကဦးမဲကောင်ကတီဟာရဲ့မျက်နှာကိုလေးနဲ့ဆွာကြည့်လို့ဟောဒီမှာဒုတိယမြောက်တကောင်ဘွားအတွက်ဒီလိုပြောပြီးတော့မှခြေပြားဆောင်လေးကိုတီဟာလက်ကိုပေးရလိုက်တယ်တီဟာကဦးမဲကောင်ဘလို့အထိပ်ပဲနဲ့ဆုံးမမသိပေမဲ့မိမိရင်ထဲမှာတကောင်ဘွားဆိုတဲ့အတန်ကြောင့်မြေကြီးစိတ်တွေပြည့်ရှံလာပြီးတော့ခြေပြားကိုတင်းတင်းဆုပ်ကန်ကသင်းစပါလောက်ကောင်တွေကိုလူစုစားကြီးတကောင်ဘွားကိုနမူနာယူပြီးတော့မှကျုပ်အစွမ်းကိုချိန်မုံပြစ်မယ်လို့ဂရုပြုလိုက်တယ်ဦးမဲကောင်ကလူလေးရဲ့စကားကိုတမန်လုံးမှာရောက်နေတဲ့တကောင်ဘွားကြားရင်လက်ကမောင်းကမှသေးကြတယ်လို့ဆိုပါတယ်ဦးမဲကောင်ကတီးရလက်ထဲမှာရှိတဲ့ခြေပြားဆောင်လေးကိုကြည့်ပြီးတော့ဒီနေ့တစ်ချိန်ချင်းမှာလူလေးအတွက်မလိုအပ်တော့ဘူးဆိုရင်အကျိုးရှိမဲ့လူတယောက်ကိုလက်ဆင့်ခံပေးလိုက်ပါမသမာသူတွေလက်ကိုမရောက်ဖို့တော့လိုတယ်လို့ပြောတော့တီးရကအဆောင်လေးကိုစိတ်ဝင်စားနေကြည့်ပြီးဒီအဆောင်လေးကအမှန်တကယ်စွမ်းထက်တယ်လို့ဦးကြီးယုံကြည်သလားလို့မေးလိုက်တော့ဦးမဲကောင်ကတပ်ပြင်းတစ်ချက်ချကတကောင်ဘွားကတော့ယုံကြည်တယ်ကျုပ်ကတော့အဆောင်ကိုလက်တွေမစမ်းသက်သေးဘူးတော့အဆောင်ရဲ့အဆောင်ကိုမသိဘူးဒါပေမဲ့လင်းတို့တောင်ပေါ်မှာစစ်ပလိတ်တွေဝိုင်းဝန်းပြစ်ခတ်တဲ့ကြားကတကောင်ဘွားလွတ်မြောက်လာဖို့ထောက်တော့အမှန်တကယ်စွမ်းသက်ပုံရပါတယ်လို့ဆိုနေတဲ့အခါတရားကတကောင်ဘွားစီကဆွန့်ကျလိုက်တဲ့အဆောင်လေးကိုတင်းတင်းဆုပ်ကန်ပြီးသင်းစပါလောက်ကောင်လေးကိုခြေမုံပြစ်မယ်လို့ကြုံဝလိုက်ပါတော့တယ်တပတ်လောက်ကြာတဲ့အခါမှာတော့တီဟာကဦးမဲကောင်ရဲ့အိမ်ကနေထွက်သွားဖို့ကြံစီတယ်အဲ့ဒီခါမှာမောင်ရင်းနှမလိုတန်ရုံးစင်တွင်နေကြတဲ့မြညူကဆိုရင်ဟန်နဲ့အရာရာသတိရှိပါကိုတီဟာကြီးမြညူကိုတီဟာအတွက်ဆိုရင်လည်းလို့ဆိုတယ်တီဟာကတပြင်းချပြီးမဆိုရင်မှနဲ့မြညူကိုဂျိုးခွေးဆိုတဲ့လူကိုကြုံမလုပ်ပါဘူးပိုင်မလုပ်မှာပါလို့ပြောတော့မြညူကတပြင်းချပြီးဘာပဲဖြစ်ဖြစ်အန်ဒီများတယ်လို့ဆိုပါတယ်တီဟာကအန်ကိုကြည့်ပြီးသင်းစပေါက်တွေနဲ့ရင်ဆိုင်ရင်ဘယ်လိုအန်ဒီပဲကြုံမမှုဘူးဒါပေမဲ့တုံးတဲ့ရှားကမလုပ်ဘူးသတိနဲ့ဆင်ကြီးပြီးလုံးမှာပါလို့ဆိုလိုက်တယ်ဒီအပိုင်းတွေမှာမြညူကတီဟာနဲ့တဲ့ဟင်းတွေကိုတိုင်ကန်ချက်ပြုတ်ပြီးကျွေးမွေးပါတယ်တီဟာကမြညူချက်ပြုတ်တဲ့ဟင်းတွေကိုမိန်ရှင်းစွာနဲ့စားသုံးပြတယ်ဒီ
ဒီနောက်မှာတော့တရားကဦးမဲကောင်တို့သားဘကိုနှုတ်ဆက်ပြီးလင်းနေဒီဘကိုလုံခဲ့တဲ့အင်ကြီးကနေထွက်ခဲ့တယ်မြညူကပက်လက်မြင်းလဲကလေးကိုကိုယ်တိုင်မောင်းပြီးတရားကိုမြို့ပြင်ကိုလိုက်ပို့ပေးတယ်တရားနဲ့လမ်းခွင့်ခန်းဒီမှာမြညူကအခုပြန်လာခဲ့တော့တို့တို့လေးပြောတယ်တရားကမြညူရဲ့ဝိုင်းဆက်တဲ့မျက်လုံးတွေကိုကြည့်လို့မသိရင်ပြန်လာခဲ့မှာပေါ့မြညူလို့ပြန်ဖြေတယ်ဒီနောက်မှာတော့ကားကြောင်တစ်စီးနဲ့မြို့ကနေထွက်ခဲ့ပါတော့တယ်တရားကမြန်မာပြည်အနှံ့လဲလှယ်သွားလာရင်ကရန်သူတော်ကြီးနှစ်ယောက်ကိုလှုပ်ချန်နိုင်မဲ့နီလန်းတွေကိုရှာဖွေနေပါတော့တယ်ရှေးဥစွာပလိရရှိကြီးနှစ်ယောက်ရဲ့သတင်းကိုစုံစမ်းတော့ရာဇိုအမြင့်စွေကတာယာဝတီမြို့မှာတာဝန်ကျနေကြောင်းသိရတယ်ဒါကြောင့်တာဝတီမြို့ကိုဦးစွာသွားပြီးဈေးနီမှာရှိတဲ့အိမ်တိမ်မှာဈေးကူလီတွေနဲ့ရောတော်နေတိုင်းနေဒီလိုနေတိုင်းကဈေးကူလီလုပ်တွေကိုလည်းလုပ်ကင်ခဲ့တယ်ဈေးကူလီလုပ်ပြီးတလားလောက်အချာမှာတော့ဈေးကူလီအုံတန်းစီကရာဇိုအမြင့်စွေလက်ပတန်းမြို့မှာရှိတဲ့ရှင်ပြလူတော်မင်္ဂလာပွဲကြီးကိုတက်ရောက်မဲ့တင်ကြားရတယ်မြို့လေဈေးရှိကြားဝိုင်းမှာကူလီအုံတန်းကအမှန်မတင်ထုတ်ပြောခဲ့တာပါငါကနည်းနည်းရမထင်နဲ့တော့အခုလက်ပတန်းကတတိဦးရွှေပြအလူအတွက်ကူလီလုပ်ပေးနေတာဦးရွှေပြအလူကိုရာဇိုအုံမင်းဦးမြင့်စွေကိုတက်မယ်ဆိုပဲသတင်းစာထဲမှာတပုံတွေကိုနှိမ်နှင်းလို့နာမည်ကြီးတဲ့သူပေါ့ဒီလိုဆိုတော့တရားကဖခင်နဲ့မျိုးချစ်တည်းရဲ့အကြောင်းကိုကြားသိရတော့ရင်ထဲမှာနာကျင်သွားပါတယ်တဲစပါမြင့်စီကိုလှုပ်ချံမှုအခွင့်အရေးတရပေါ်ထွက်လာပြီးဒီနောက်တော့တရားကအိမ်ကိုပြန်လာပြီးရာဇိုမြင့်စီကိုလှုပ်ချံနိုင်မဲ့နီးလန်းတွေကိုရှာချင်ပါတယ်နောက်ဆုံးမှလက်ပတန်းမြို့မှာရှိတဲ့အလူဘဲကိုကိုယ်တိုင်သွားပြီးအခွင့်အလန်းရှာဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်ကူလီတွေကိုဇာတိရဲ့ကိုပြန်မဲလို့နှုတ်ဆက်ပြီးလက်ပတန်းကိုထွက်ခဲ့ပါတော့တယ်လက်ပတန်းမြို့ကိုရောက်တဲ့အခါမှာတော့ရှင်ပြအလူဘဲလုံးမဲ့အိမ်ရင်းကြီးကိုဒေါသတယောက်ဟန်နဲ့မရောက်မလဲသွားတယ်ဒီကအင်ဂျင်နီယာကအလူရှင်မိမကြီးထွက်လာပြီးတရားကိုမြင်တော့အလုရှာတဲ့ဒေါသတယောက်လိုယူဆကငါတို့အလူအတွက်ထင်းခွဲရေခက်ဖို့လူလူနေတယ်မင်းလုံနိုင်မလားလို့မေးတော့တရားကလည်းဝမ်းသာအားရနဲ့လုံနိုင်ကြအောင်ပြန်ပြောလိုက်တဲ့ကမိမကြီးကတရားကိုအင်ဂျင်နီယာကိုခေါ်ဆောင်သွားတယ်တရားကလည်းအကြံရှိသူပြီးအင်ဂျင်နီယာဘဝန်းကျုံမျက်စိတောက်ကြည့်လို့လိုက်ပါလာတယ်မိမကြီးကတရားကိုအင်ဂျင်နီယာနောက်ဘက်မှာရှိတဲ့ထင်းပုံကြီးကိုခေါ်သွားပြီးနေဘူးထဲမှာထင်းပုံကြီးကိုခွဲခိုင်းတယ်ခြံကြီးထဲမှာအင်ဂျင်နီယာတို့အင်္ဂလိပ်တစ်လုံးစောက်ထားတာကိုတွေ့ရတယ်အင်္ဂလိပ်ကရဝီးကလာတဲ့ဧည့်သည်တဲခုဖို့စီစဉ်ထားပုံရတယ်တရားကနေဘူးကြီးထဲမှာထင်းပုံကြီးကိုပင်မကြီးစွာနဲ့ခွဲချမ်းနေစဉ်ကျူနာတန်တူတဲ့အိမ်စင်မင်းကလေးကတရားကိုရေတစ်ခွက်ခတ်တိုက်ပါတယ်တရားကရေထဲကိုဝင်ပြီးရေတောက်ရင်းကအိမ်စင်မင်းကလေးစီမှာအင်ကြီးနဲ့ပတ်သက်သမျှမင်းမြန်စုံစမ်းတယ်အဲ့ဒီကရှင်ပြအလူပွဲကြီးပြုလုပ်ဖို့တပတ်သားလူတော့ပြီးတော့အလူပွဲကိုအင်ရှင်ဦးရွှေပြညီတော်သူရဆိုးဦးမြင့်စွေတက်ရောက်မှဖြစ်ကြောင်းသိရတယ်အလူအိမ်မကလူအများစီကားနေတော့ရန်သူတော်ကြီးကိုလှုပ်ကြံဖို့ကလွယ်ကူမှာမဟုတ်ဘူးဆိုတာကိုလည်းဆင်ញင်တွေးတော်မိတယ်မိတို့ပင်ဖြစ်စီမိဘနှစ်ပါးနဲ့မျိုးချစ်တည်းရဲ့ကိုစားတင်းစပေါက်လောက်ကောင်ကိုတုတ်တင်ပြရတော့မယ်တရားကအလူမာခိုင်းစီသမျှကိုဖင်ပေါ့ပေါ့နဲ့လောက်ခံပြီးတော့အလူရှင်မိမကြီးကသဘောကျကမင်းဒီမျိုးကလားလို့မေးတယ်တရားကတော့ရက်ကိုဆုံးခါပြီးတရားမကောင်းတကားမဖြစ်ဆိုသလိုရန်ကုန်မြို့ကိုလှုပ်ရှားဖို့ထွက်လာကြောင်းပြောတော့မိမကြီးကခေါင်းညင်ပြီးဒါဆိုတော့ရန်ကုန်ကိုမသွားနဲ့ဦးငါတို့အလူပြီးတဲ့အထိအောက်ခြေသိမ်းလုပ်ပြီးအလူပြီးရင်ငွေ9ချက်တက်ပေးမယ်လို့ဆိုတယ်တရားကလည်းအကြံသမားပြီးအလူရှင်မိမကြီးပြီးတဲ့ငွေ9ချက်ကိုမမောဟန်နဲ့လက်ခံလိုက်ပါတယ်ဒီလိုနဲ့တရားကအလူအိမ်မှာအောက်ခြေသိမ်းလုပ်ကိုလုပ်ရတယ်အလူပွဲကြီးမဆမီတရဲ့အလူမှာခြံကြီးတဲ့ကိုရဆိုးမြင့်စွေချစ်ကားကဝင်ရောက်လာတယ်တရားကရဆိုးမြင့်စွေကိုလူရှင်လူကြီးလင်မယားသားမကတဆွေလုံးတစ်မျိုးလုံးထပ်ပြီးကြိုဆိုကြတယ်တရားကရဆိုးမြင့်စွေရဲ့မျက်နှာကိုသတင်းစာတွေမှာမြင်ဘူးပြီးတော့အပြင်လောကမှာအခုမှစတင်မြင်ဘူးခြင်းဖြစ်တယ်တရားကလူရုံမှာမြင့်စွေမျက်နှာကိုမြင်တော့ခြာဆုံးသွားတဲ့ဖခင်နဲ့မျိုးချစ်တဲ့သားတွေကိုမြင်အောင်ပြီးသွေးတွေပွဲပွဲဆူအောင်ခံစားမိတယ်ရဆိုးမြင့်စွေကသူ့ကိုလှိုက်လဲစောနဲ့ကြိုဆိုသူတွေနောက်ကိုလိုက်ပါသွားရင်းကတရားနဲ့ရုပ်တရက်မျက်လုံးချင်းစုံမိတယ်တရားကသူ့ရဲ့မြေဝင်ဝင်တောင်းနေတဲ့မျက်လုံးတွေကိုရဲစိုးမြင့်စွေမြင်သွားမှဆိုလို့မျက်နှာချလိုက်တယ်မြင့်စွေကတော့ရိမ့်မိရမရှိဘဲနဲ့အင်ကြီးတဲ့ကိုဝင်သွားတယ်တရားကလူအိမ်ကိုမြင့်စွေရောက်တဲ့ချိန်ကစပြီးအလုပ်ကိုမမဲရမလုပ်နိုင်မင်းနဲ့မြင့်စွေကိုလှုပ်ကြံပုဂ္ဂိုလ်သားအစိတ်ဆုံးနေတယ်သူ့ရဲ့လွယ်ထဲမှာလူသက်လက်နဲ့အနေနဲ့ထမြောင်တစ်ချောင်းနဲ့မှုတ်ပြောင်းတက်တာပါတယ်မှုတ်ပြောင်းကချင်းလူမျိုးချစ်တယောက်ရဲ့လက်ရဖြစ်ပါတယ်တရားကဖခင်နဲ့တူနေတိုင်းစဉ်ချင်းလူမျိုးချစ်တယောက်ရဲ့လက်ထဲမှာမှုတ်ပြောင်းတက်လက်ကိုအစင်တွေးရှိရတော့မှုတ်ပြောင်းမုံဒီကိုစိတ်ဝင်စားနဲ့တင်ယူခဲ့တယ်အဲ့ဒီတပ်သားကြီးကတရားကိုမှုတ်ပြောင်းမုံနေတာမကမှုတ်ပြောင်းတက်လက်ကိုကိုယ်တိုင်ပြုလုပ်ပေးခဲ့ပါတယ်ပြီးတဲ့နောက်မှုတ်ပြောင်းတဲ့အတူထွေးဘက်အသုံးပြုရတဲ့လျှို့ဝှက်အစိတ်ဖော်ဆန်ဒီကိုလည်းတင် जा ပေးတယ်ချင်းလူမျိုးတပ်သားကြီးကအစိတ်လူများကိုအသုံးပြုပြီးထောက်ကောင်ကြီးကိုတော့မှဖမ်းဆီးရမိနိုင်တယ်လို့ဆိုပါတယ်အဲ့ဒီချိန်ကစပြီးတရားကမှုတ်ပြောင်းအသုံးပြုနည်းကိုလွန်ဆောင်မှနှစ်သက်ပြီးတော့မှမှုတ်ပြောင်းတက်လက်နဲ့အချိန်ကုန်လုံးနေပါတော့တယ်တရားကရာဇိုးအုပ်ကိုတိုက်ခိုက်ဖို့ညီမျိုးချမ်းစီတယ်ဒါကြောင့်အရှင်တော်ကြီးစီကိုသွားပြီးမိမိကအနှိပ်ပညာကိုကျွမ်းကျင်သူဖြစ်ကြောင်းရွာမနေတိုင်းစဉ်နှိပ်တဲ့ဖြစ်အသက်မဝန်းချောင်းပြုကြောင်းပြောလီတော့အလူရှင်တော်ကြီးကရာဇိုးအုပ်ညောင်းနေတာနဲ့အတော်ပဲခေါင်းကောင်းနေတော့လို့ဆိုပြီးတရားကိုအင်ကြီးရဲ့ပေါ်တက်ကိုခေါ်ဆောင်သွားတယ်ရာဇိုးမင်းရဲ့အခန်းကိုရောက်တဲ့အခါမှာတော့ရာဇိုးမင်းကတရားမျက်နှာကိုစစ်စစ်ကြည့်လို့အနှိပ်ပညာကောင်းကောင်းတိုက်ရလာလို့မေးမြန်းတယ်တရားကခေါင်းညင်ပြီးတက်ပါလေဗျာကျွန်တော်ဘူဘီတွေကရှင်နန်းတော်မှာအနှိပ်တော်ဇက်တီပါလို့ဆိုတော့ရာဇိုးအုပ်မင်းကလောင်ပြောင်းဟန်နဲ့တဲဆိုတဲ့စာပါလားအဲ့လေပညာဘယ်လောက်ကောင်းလဲဆိုတာကြည့်ရတာပေါ့လို့ဆိုပြီးတရားကိုစတင်နေခိုင်းပါတယ်တရားကစပယ်တော်မှာနေတိုင်းစဉ်ကျော်မြင့်ဆရာကြီးတို့ဦးစီမှာအနှိပ်ပညာကိုတီးမိခေါင်းမိအောင်သင်ကြားထားတော့ရာဇိုးအစိတ်ကျင်အောင်နှိမ့်နိုင်တယ်
တရားကရာဇဝတ်အုပ်ကိုနှိမ်ရင်းကလက်စားခြင်းနဲ့မှုအခွင့်အလမ်းကိုရှားချမ်းနေပါတယ်ခဏကျတော့တိန်လုံးတေးစီသွားလီတော့ရာဇဝတ်ရဲ့လေတိုင်းမှာရှိတဲ့ဒေစီတဲ့အကျုပ်ကိုနှိပ်ပြီးလှုပ်ကြံမှုဆုံးဖြတ်လိုက်တယ်ရာဇဝတ်ကိုမတတ်မီသူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကိုပြန်လည်ပြောဆိုဖို့လည်းပြင်လိုက်တယ်အဲ့ဒီအခိုင်မှာအခန်းထဲကိုအလူရှင်တော်ကြီးကရောက်လာတော့လှုပ်ကြံမှုအစီအစဉ်ကိုလက်လျှော့လိုက်ရပါတယ်ရာဇဝတ်ကအသက်ဘေးကနေလက်မတိန်လွှတ်မြောက်သွားတာဖြစ်ပါတယ်အလူရှင်တော်ကြီးကအိတ်ခမ်းထဲကမထွက်တော့ဘဲနဲ့ခွေးချီပေါ်မှာထိုင်ပြီးရောက်တဲ့ရာစကားတွေကိုပြောနေတော့တရားရဲ့လှုပ်ကြံမှုအစီအစဉ်ကိုလက်လျှော့လိုက်ရတယ်တရားကပူအိုက်လာဟန်နဲ့အိတ်ခမ်းထဲဆက်နေတဲ့ဝရန္တာကိုမသိမသောထကြည့်တော့ဝရန္တာအနီးမှာသေပင်ကြီးတစ်ပင်ရှိချောင်းတွေ့ရတယ်အဲ့ဒီသေပင်မော်ကိုတက်ပြီးရာဇဝတ်ကိုလှုပ်ကြံတဲ့ကြောင်းတွေးလိုက်မိတယ်တရားကရာဇဝတ်အုပ်ကျင်းတဲ့လောက်နှိမ့်နှင်းပေးပြီးအိတ်ခမ်းထဲကပြန်ထွက်လာခဲ့ပါတယ်တရားကအလူရှင်တော်ကြီးခြေထဲလောက်အောင်ခိုင်းသမျှလုပ်တွေကိုဖန်ပေါ်လှုပ်ပေးပြီးတော့မှညရောက်တဲ့ကမိမိအိတ်ဖို့ခွင့်ပြုထားတဲ့ထင်းယုံလေးတွေကိုဝင်ခဲ့တယ်တရားကထင်းယုံလေးကိုရောက်တဲ့ကမိမိရဲ့မှုတ်ပြောင်းလက်နက်ကလေးကိုသေချာစွာနဲ့တိုက်ချုပ်ဆေးကြောတယ်မှုတ်ပြောင်းတဲ့တွဲဘက်အသုံးပြုမဲ့မြားငယ်လေးကိုလည်းအစိတ်ပလင်းလေးတွေကိုအတန်းချောင်းစိုက်ထားပြီးတော့အစိတ်နဲ့လိမ့်ကြံစေတယ်တရားကတကောင်ကျော်တဲ့ဒီအစိတ်ရှိလက်ရှိထိုင်ဆောင်နေတယ်တကောင်ကျော်တဲ့ကမှမှုတ်ပြောင်းလက်နက်ကလေးကိုယူပြီးရာဇဝတ်အိတ်ခမ်းနဲ့အနည်းဆုံးတပ်ပင်မော်ကိုတက်တယ်တပ်ပင်မော်ကိုရောက်တဲ့အခါမှာတော့တကိုင်းမော်မှာနေရာယူပြီးအိတ်ခမ်းတကားကိုဂဲလုံးနဲ့ပေါက်တယ်ရာဇဝတ်ရဲ့အိတ်ခမ်းတကားကိုဂဲလုံးထိမှန်ပြီးမဲ့အခန်းထဲကလှုပ်ရှားတယ်မကြားရဘူးတရားကဂဲလုံးတစ်လုံးပြီးတစ်လုံးပြတ်ပေါက်ပြီးမဲ့ရာဇဝတ်အိမ်မောချနေပုံရပြီးတုံ့ပြန်တယ်မကြားရတရားကနောက်တဲ့ဂဲလုံးတစ်လုံးနဲ့ထပ်မံပြတ်ပေါက်လိုက်တော့ရာဇဝတ်ရဲ့အခန်းကမီးပွင့်လာပါတယ်တရားကမှုတ်ပြောင်းလက်နက်ကိုအသင်ပြင်ထားလိုက်တယ်ရာဇဝတ်ကဝရန္တာတကားကိုဒေါသတကြီးနဲ့ဖွင့်လို့ဘဲကောင်လက်ကမျက်နှာလေးလို့အော်ဟစ်လိုက်ပါတယ်တရားကဒီအခွင့်အရေးကိုလည်းမခံမဲနဲ့ရာဇဝတ်ရဲ့လေတံကိုမှုတ်ပြောင်းလက်နက်နဲ့ပြစ်လိုက်တော့အစိတ်လူများကရာဇဝတ်ရဲ့လေတံကိုထိမှန်ပြီးအော်ဟစ်လဲကျသွားတယ်တရားကလည်းဝရန္တာဘုတ်ကိုလဲကျနေတဲ့ရာဇဝတ်ကိုအာပါရရကြည့်လို့အန်ကိုတင်းတင်းကြိတ်ပြီးဒါတာဝန်ကြည့်ပြီးအဖေဒီလိုလေးရေရွတ်လိုက်တယ်ဖခင်နဲ့မျိုးချစ်တွေအတွက်မိမိလက်စားချလိုက်ရတော့ရှင်ထဲမှာလွတ်လပ်ပေါ်ပါသွားတဲ့အောင်ခံစားလိုက်ရတယ်ဝန်တော်တန်းရှိကိုလည်းမိုးစုံမြေစုံရှာဖွေရအောင်ပါကူတရားကရာဇဝတ်ကိုလှုပ်ချန်ပြီးတဲ့နောက်သေပင်ကြီးဘောကတိတ်တိတ်စိတ်ပြန်ဆင်းလာပြီးမိုးမလင်းမီအဲ့ဒီရက်ကနေထွက်ခွာခဲ့တယ်လမ်းပေါ်ကိုရောက်တဲ့ကမောင်ကြီးကိုပြီးရှောက်လိုင်းကဘူတာကိုထွက်ခဲ့တယ်အတန်ကြာတဲ့ခါမှာစားဖို့ရထားကြီးတစ်စီးကထိုးဆိုင်လာတော့အဲ့ဒီရထားနဲ့လိုက်ခဲ့တယ်ရထားကနေလေကိုရောက်တဲ့အခါဘူတာတခုမှရနာပြီးရထားကိုလေးပေါင်းပြည့်တယ်တရားကမိမိရဲ့ခီးစဉ်ကိုပလိတ်တွေမရိပ်မိစေဖို့အတွက်ဘူတာကနေဆင်းပြီးအနည်းဆုံးမျက်စိကိုလှမ်းခဲ့ပြန်တယ်မျက်စိရဲ့အနီးမှာဓမင်းဆိုင်တစ်ဆိုင်ကိုတွေ့ရတော့အဲ့ဒီဓမင်းဆိုင်ကိုဝင်ပြီးဓမင်းစားတယ်တရားကဓမင်းစားပြီးအနီးပတ်ဝန်းကျင်မှာရှိတဲ့ဇေယီတဆူကိုသွားလို့ဖျားဝတ်ပြုတယ်ဖျားဝတ်ပြုပြီးတဲ့နောက်ဇေယီနောက်မှာရှိတဲ့ဇေယျကိုသွားကတညလုံးအိပ်ပြက်လာလို့တကြီးအိပ်ဖို့ကြံပါတယ်တရားကခဏကြောင်အိပ်ဆက်ပြီးတဲ့နောက်စကားပြောတဲ့တည်းကြားလို့ပြန်နိုးလာတယ်တရားကအိပ်ဆက်နေရကနေစကားပြောတဲ့ကြားနေရာကိုလမ်းကြည့်လိုက်တော့ဇေယျလေးကလေးမှာထိုင်နေတဲ့လူ၃ယောက်ရဲ့စကားတန်ကိုကြားရတယ်ဒီလူ၃ယောက်ကအရက်တလုံးကိုတောင်းရင်းကပြောဆိုနေကြတယ်လူတဦးကဒီနေ့ညငါတို့စီစဉ်အောင်မြင်မလားလို့ဆိုလိုက်တော့အချန်တဦးကမအောင်မြင်နေစရာအကြောင်းမရှိပါဘူးကွာကောင်းမကိုဖမ်းလို့ရတာနဲ့တရေစီကိုပို့လိုက်ငါတို့အတွက်ပတ်စံကအစင်သင်မဲ့လို့ဆိုတော့အချန်တဲ့တယောက်ကငါတို့ဖမ်းနေတော့လူတွေသိသွားဘယ်လိုလုပ်မလဲလို့မေးတယ်ချန်တဲ့တယောက်ကတပြင်းချလို့မြို့ပြင်ကလူပြတဲ့နေရာမှာဘယ်သူသိမှာလဲကွာငါတို့ရံအောင်မြင်ဖျားရှိလောက်ဆိုရင်အစီအပြေဆုံးဖြစ်မယ်ထင်တယ်လို့ဆိုတယ်အဲ့ဒီကမှဒုစရိုက်သမားတယောက်ကဒီကောင်မကိုတရေလက်ထဲကိုအပ်ပြီးငါတို့ပတ်စံရပြီပတ်စံရရင်ရန်ကုန်ဆင်းပြီးတော့မှဂျင်ဝိုင်းမှာသွားချဲပြစ်မယ်ဒီလိုကျုံသွားတယ်ချန်တဲ့သူနှစ်ယောက်ကလည်းသဘောကျဟန်နဲ့ဝိုင်းဝန်းထောက်ခံကြတယ်ဒီသူတွေကမောင်ရေးကြတဲ့နေရာမှာအေးဆက်နေတဲ့တီဟာကိုမမြင်မဲနဲ့တိုင်ပင်ဆွေးနွေးနေကြတာဖြစ်ပါတယ်အဲ့ဒီသူတွေကပတ်စံအလုံးကမိန်းကလေးယောက်ကိုဖမ်းဆီးပြီးတရေဆိုသူလက်ကိုအနှံ့မှုဂျန်နေပုံရတယ်တီဟာကသူ့ရဲ့ရှိမှမကောင်းမှုဒုစရိုက်လုပ်သူတွေကိုကိုစွမ်းညံစွမ်းရှိတဲ့လောက်တားဆီးဖို့ကြံစီလိုက်တယ်ဒါကြောင့်ဒုစရိုက်သမားတွေဇဲကထွက်ခွာသွားတဲ့အခါနိုင်အောင်ခံမိလိုက်သွားတယ်ဒီလို၃ယောက်ကမြို့တနေရာမှာရှိတဲ့ကြက်ဝိုင်းကိုသွားပြီးလောင်းကစားခြင်းပြုကြတယ်တီဟာကအဲ့ဒီသူတွေရဲ့လုပ်ရက်ကိုတားဆီးဖို့ရန်အတွက်မြို့ပြင်မှာရှိတဲ့ရအောင်မြေဘုရားရှိခိုးစုံစမ်းပြီးဘုရားပတ်ဝန်းကျင်မှာမယောင်မလဲနဲ့သွားဆောင်နေတယ်ညနေဆောင်တဲ့ကမှလူရန်က၃ယောက်ကချက်ကားတစ်စီးနဲ့ရအောင်မြေဘုရားကိုရောက်လာကြတယ်သူတို့ကချက်ကားကိုသုံးပြပြီးမိန်းကလေးကိုဖမ်းဆီးဖို့ကြံထားပုံရတယ်ခဏကြာမှရအောင်မြေဘုရားဘက်ကိုစပိန်စီလာတဲ့မိန်းကလေးတောက်ကိုတွေ့မြင်ရတယ်အဲ့ဒီကချက်ကားပေါ်မှာရှိနေတဲ့လူရန်က၃ယောက်ကလှုပ်လို့ရဖြစ်လာပြီးတော့မှကားပေါ်ကဆင်းကြတယ်ဒီနောက်မှာစပိန်စီလာတဲ့မိန်းကလေးကိုရှိကနေတားဆီးတယ်အဲ့ဒီကမိန်းကလေးကရှင်တို့ဘာလုပ်တာလဲလို့မေးတယ်လူရန်ကားတွေကမိန်းကလေးရဲ့မိကိုမဖြေဘဲနဲ့သူမကိုကားပေါ်ကိုတွန်းထိုးခေါ်ဆောင်သွားတယ်တရားကလည်းမိန်းကလေးကိုကယ်တင်ဖို့ကားရှိကိုပိတ်ရလိုက်ပြီဟေးလူဒီမတရားမလုပ်နဲ့လွှတ်လိုက်စမ်းလို့တားဆီးတယ်တရားကလူရန်ကားတွေကတရားကိုအံ့ဩဟန်နဲ့ကြည့်ပြီးလူရန်ကားတယောက်ကဟေးကောင်ကိုနဲ့မဆိုင်မနဲ့ဝင်မရှုံနဲ့တည်သွားခြင်းလားလို့ချိန်မောင်းတယ်တရားကသူတို့ရဲ့စကားကိုကြိုးစားမပြဘဲနဲ့မိန်းကလေးကိုလွှတ်လိုက်ပါလို့ဆိုလိုက်တယ်လူရန်ကားတွေကကျန်းစီအောင်မြင်ကန်နီးမှာအနောက်ရှက်ရောက်လာတော့တရားကိုဒေါသတကြီးအော်ဟစ်ဆဲဆိုပြီးလူရန်ကားတယောက်ကခြေကားတွေကထုတ်ကြီးတစ်ချောင်းကိုယူလို့တရားကိုလာရိုက်တော့တယ်တရားကလည်းသားရရှောင်းတင်းကလူရန်ကားရဲ့နံကြားကိုလက်သီးနဲ့ထိုးတော့အော်ကနေအော်ဘီတူတော့ကျသွားတယ်ကားပေါ်မှာကြံနေတဲ့လူရန်ကားနှစ်ယောက်ကအချင်းကြီးမဟန်မှန်းသိလေတော့ကားပေါ်ရှိထုတ်တွေကိုယူပြီးတော့တရားကိုဝိုင်းဝန်းတိုက်ခိုက်ကြတယ်တရားကတိုင်းမညာကိုကောင်းစွာတက်ကြွထားတော့သူတို့ရဲ့တိုက်ခိုက်မှုတွေကိုတရားခုခံနိုင်ပြီးပြန်လည်တိုက်ခိုက်လေတော့လူရန်ကားတွေက၃ယောက်နဲ့တယောက်ဖြစ်ပြီးမဲ့လေတရားကိုမရှင်ဝန်းတော့တဲ့အတွက်ကားပေါ်ကိုပြစ်တက်ပြီးမောင်းနေပြည်တယ်အဲ့ဒီခါမှာပဲတရားကကြောင်ရုပ်တလုံးနေတဲ့မိမပြိုနီးကိုသွားပြီးအာဘီစကားပြောကြတယ်
မိမပြိုကတရားကိုကြည့်ကကျေးဇူးတင်ပါတယ်ရှင်သာမကင်ကျမဘွားရေတင်နေတော့မလို့လို့ဆိုတော့တရားကမိမပြိုကိုကြည့်ပြီးသူတို့ဘယ်သူတွေလဲသိလားလို့မေးမြန်းတော့မိမပြိုကခေါင်းခါရမ်းကမသိပါဘူးသူတို့ဘာလို့ကျမကိုဖမ်းဆီးတယ်လဲမသိဘူးလို့ဆိုတယ်တရားကလည်းတပ်ပြင်းချလို့လူရန်ကတော့တိုင်းပင်ဆွေးနွေးကြခြင်းအကြောင်းကိုပြောပြလိုက်ပြီးတော့အဲ့ဒီသူတွေတိုင်းပင်ဆွေးနွေးမှုကိုကြားသိရလို့ကက်တင်မှုရောင်မြဘုရားရှိခိုးမိမိကရောက်နေခြင်းအကြောင်းတွေဆုံးလင်းစွာနဲ့ပြောပြလိုက်ပါတယ်ဇလန်းစာဆုံးနားထောင်ပြီးမိမပြိုကတစုံတရာကိုသဘောပေါက်ဟန်နဲ့ဟုတ်ပြီကျမဘာလို့အဖမ်းခံရတယ်လဲဆိုတာကိုသိပြီကျမကိုဖမ်းဆီးခိုင်းတဲ့သူတွေကတနာယူစိန်တောင်းကိုဒီကလည်းဒီတန်ကြားတော့မျက်မှောင်ကျုပ်ပြီးစိန်တောင်းသူကဘာလို့လဲဒီလိုမေးတော့မိမပြိုကကျမနာမည်ကမနှမ်းမှုပါစိန်တောင်းဆိုတာကဒီမြို့မှာအမျက်ကြီးစားခေါင်းပုံဖြတ်နေတဲ့လူရုံမှာတတိတယောက်ကျမကဒီမြို့ကမဟုတ်ဘူးရန်ကုန်သူဒီမြို့မှာကျမအမဝန်းဝဲအငြိမင်းသမီးရွှေဘိုးတီရှိတယ်ကျမကအမရွှေဘိုးတီစီကိုလာလေငါအကဆရာမကြီးစီမှာအကပညာသင်နေတာတညညလောက်အမရဲ့အငြိနေမှာဝင်ကပေးဘူးတယ်ကျမအငြိကတာကိုမြင်သွားတဲ့တတိစိန်တောင်းကကျမကိုမရမကချီးဆိုလိုတာပဲကျမကသူ့ကိုမြတ်တာမထားနိုင်တဲ့အတွက်မဖြစ်နိုင်ကြောင်းညှင်းဆန်ပေးမယ်လို့အချင်းချင်းလိုက်ပြီးတော့မှနှောက်ယှက်နေတာသူ့ကိုတားမရလို့ကျမအမရွှေဘိုးတီနဲ့ပြဿနာကြီးတက်ခဲ့သေးတယ်နောက်ဆုံးမှငွေကုန်မပြီးမှရိုင်းတဲ့တတိစိန်တောင်းကနင်းညီမကိုငါမရရတဲ့နီးနဲ့ရအောင်ယူမဲဆိုပြီးကျုံသွားတယ်ဒါကြောင့်လေလူရန်ကားတွေလွတ်ပြီးတော့ကျမကိုအတင်းအဓမ္မသိမ့်ပတ်ဖို့ကြံစီတာဖြစ်မယ်လို့ဆိုပါတယ်တရားကမနှမ်းမှုဆိုတဲ့မိမချောလေးကိုခူးနာတန်နေကြည့်ပြီးမနှမ်းမှုကဘယ်ကပြန်လာတာလဲလို့မေးတယ်မနှမ်းမှုကရောင်မြေဘုရားနောက်ကရွာရန်ရှိမှာရှေးအငိမ့်မင်းသမီးကြီးဒေါ်ငွေမုံဆိုတာရှိတယ်သူစီကအကပညာသင်နေတယ်လို့ဆိုတော့တရားကလည်းတပ်ပြင်းချလို့မနှမ်းမှုအဖေမပါဘဲနဲ့သွားနေရင်တော့တရေစိန်တောင်းရဲ့အနေနဲ့ဆက်ကြုံရမှာပဲဒီလိုပြောလိုက်တော့မနှမ်းမှုကခေါင်းညင်ပြီးကျမမသိတော့ပါဘူးရန်ကုန်ပြန်တော့မှာပါလို့ပြောကတရားကိုသူမရဲ့နေအိမ်ကိုခေါ်ဆောင်သွားတော့တယ်အိမ်ကိုရောက်တဲ့အခါမှာမနှမ်းမှုရဲ့အမအငြိမင်းသမီးရွှေဘိုးတီနဲ့တွေ့ဆုံပြီးအကြောင်းဆုံးသိရလေတော့ရွှေဘိုးတီကဒေါသတကြီးတောက်ခေါက်လိုက်ကလေုံမှာစိန်တော့ဒင်းကိုပလိတ်သွားတိုင်ရမယ်လို့ကြုံသွားတယ်မနှမ်းမှုကအမဖြစ်သူကိုခေါင်းခါပြလိုက်ပြီးမတိုင်မှလည်းတော့အမရဲ့ကျမမနှက်ပြန်ရန်ကုန်ပြန်တော့မယ်ကိုလိုနီပလိတ်တီကရေများရေနဲ့မီးများမိနိုင်မယ်တိုင်လည်းဘာမှထူးမှမဟုတ်ဘူးလို့တားဆီးလိုက်တယ်ရွှေဘိုးတီကညီမဖြစ်သူတို့တီဟာကိုကျေးဇူးတင်စကားပြောပြီးအလောက်ကန်ကိုမေးမြန်းတယ်တရားကမိမိကိုမိမိရေကြီးရာမျက်နှာရာရှာဖွေသွားလာနေတဲ့ခြေသလိုအိမ်နဲ့တရားပြကြောင်ပြောပြတယ်ရွှေဘိုးတီကလည်းတစုံတရာစဉ်းစားလို့ဒီလိုလုပ်ပါလားကိုတီကရန်ကုန်သွားမယ်ဆိုရင်ကျမညီမလေးမနှမ်းမှုကိုအဖော်ခေါ်သွားပြီးဖို့တောင်းပန်ပါတယ်ညီမလေးကိုစိန်တောင်းရန်ကစိတ်မချလို့ပါလို့ပြောတော့တရားကရပါတယ်မနှမ်းမှုကိုကျွန်တော်အဖော်ခေါ်သွားဖို့မလေးပါဘူးလို့ဖြေတော့ရွှေဘိုးတီကကျင်းနဲ့ဟန်နဲ့တပ်ပြင်းချပြီးကျေးဇူးတင်လိုက်တဲ့ကိုတီဟာရဲ့အခုမှပဲစိတ်အေးရတယ်လို့ပြန်ပြောလိုက်ပါတယ်တရားကအဲ့ဒီနေညာကရွှေဘိုးတီကျွေးမွေးတဲ့ညစာကိုစားပြီးအငိမ့်ထောင်အိမ်မှာပဲအိတ်ဆက်တယ်နောက်တစ်နေ့ကိုရောက်တော့ညင်မင်းသမီးရွှေဘိုးတီကိုယ်တိုင်တရားနဲ့မနှမ်းမှုကိုဘူရာကိုလိုက်ပို့ပြီးရထားနဲ့ရန်ကုန်ကိုထွက်ခဲ့ပါတယ်တရားတို့လိုက်ပါလာတဲ့ရထားကဘကိုးဘူရာကိုရောက်တဲ့အခါဒွဲဒီဘကိုပလိတ်တီတက်လာပြီးစစ်ဆေးတယ်တရားကပလိတ်တီရဲ့ရေးချီကိုမြင်တော့ရင်ထဲမှာအနေအချက်ပေးခေါင်းလောင်းတယ်မြည်သွားတယ်ရထားပေါ်မှာရှိတဲ့လူရည်လန်ရှိတဲ့လူကြီးတူကပလိတ်တီကိုမျက်နှာချိုသွေးလို့အကျိုးကြောင့်မေးမြန်းလီရောပလိတ်တူကရာဇဝတ်အုံမင်းကိုလှုပ်ချန်ခံလို့ဗျဒါကြောင့်ဘူရာဒီကားဂိတ်ဒီမှာစစ်ဆေးနေရလို့ဆိုတယ်တရားကမိမိရဲ့အတွက်အန်ဒီလက်တော်ရောက်နေပြီဖြစ်ကြောင်းရေးစားမိလိုက်တယ်ပလိတ်တွေကတွဲပေါ်မှာရှိတဲ့လူတွေကိုတူပြီးတူလိုက်လန်စစ်ဆေးကတရားတို့ရှိရကိုရောက်လာတယ်ပလိတ်ကတရားမျက်နှာကိုမကြည့်ဘဲနဲ့ချောမောလှပတဲ့မနှမ်းမှုမျက်နှာကိုမျက်တောင်မခတ်တန်းကြည့်ပြီးညီမလေးတို့ကဘယ်သွားမလို့လူမေးမြန်းတယ်မနှမ်းမှုကကျမအမအငြိမင်းသမီးရွှေဘိုးတီစီကပြန်လာတာပါလို့ဆိုတော့မျက်နှာကြီးပလိတ်ကလည်းအော်ရွှေဘိုးတီရဲ့ညီမလေးလားဒါကြောင့်လှနေတာဟုတ်အကိုကြီးကရွှေဘိုးတီကပြီးဆိုရင်မလွတ်တန်းကြည့်ရမှကျင်နေတာအခုဘယ်ကိုပြန်မလဲလို့မေးတယ်နမ်းမိုးကလည်းတပ်ပြင်းချလို့ကျမတို့မောင်နှမကရန်ကုန်ပစုံတောင်မှနေတာပစုံတောင်ကိုပြန်မလို့ပါလို့ဖြေတော့ပလိကတရားကိုပင်ဆက်ဆေးခြင်းမရှိတော့ဘဲနဲ့အလွယ်တကူခွင့်ပြုလိုက်တယ်တရားကအဲ့ဒီခါမှာရင်ထဲကအလုံးကြီးကျသွားတယ်မိမိကိုချောမောလာပါတဲ့နမ်းမိုးကခဲတင်လိုက်ခြင်းပဲဖြစ်ပါတယ်ရန်ကုန်ကိုရောက်တော့တရားကမနှမ်းမိုးကိုပစုံတောင်ကိုလိုက်လံပေးပို့ခဲ့ပြီးလမ်းခွဲထွက်ခဲ့တယ်မနှမ်းမိုးကသူမမိဘတွေနဲ့မိတ်ဆက်ပြီးအဲ့ဒီအိမ်မှာတဲကိုဖိတ်ခေါ်ပြီးမဲ့တရားကလက်မခံဘဲနဲ့ထွက်ခဲ့တယ်တရားကရှေးဦးစွာရွှေတကုံစိတော်မြတ်ကြီးကိုတွားရောက်ဖူးမြော်ခဲ့တယ်ရန်ကုန်မြို့မှာမိမိကိုယ်တိုင်အလုပ်တစ်ခုလုပ်ရန်တဲ့ရန်သူတော်ကြီးဝန်တော့တန်းရွှေကိုရှာဖွေလို့တော့ဖခင်နဲ့ခွဲဝါကနေရင်းနှီးစားတော့ဖို့ပေးလိုက်တဲ့ရွှေရင်းကားတွေကိုရောင်းချလို့စောင်းနေပြဿနာကိုဖြေရှင်းဖို့ဆုံးဖြတ်လိုက်တယ်။ဒါကြောင့်ရွှေစံကြီးဆိုင်ကိုသွားပြီးတော့မှရွှေရင်းကားအနေငယ်ကိုရောင်းချတယ်။ပြီးတဲ့နောက်ရန်ကုန်မြို့ထဲမှာလောလောဆယ်နေထိုင်မှုနေရာကိုစုံစမ်းတော့ကန္နာလန်ဘက်မှာဈေးပေါ်တဲ့တဲကူကန်တွေရှိချောင်းသိရတယ်။ဒါကြောင့်ကန္နာလန်ကိုသွားပြီးဈေးပေါ်တဲ့တဲကူကန်တစ်ခုကိုရှာဖွေတဲခုတယ်။အဲ့ဒီတဲကူကန်မှာမိမိလိုတော့ကတက်လာသူတွေတဲကူချောင်းသိရတယ်။တရားကရန်ကုန်မြို့ကိုရောက်ပြီးတဲ့နောက်လက်တာလမ်းမှာရှိတဲ့ပလိတ်တွေထိုင်လေးရှိတဲ့ကာကာဆိုင်ကိုနေစဉ်သွားရောက်ပြီးထိုင်တယ်ဒီလိုထိုင်ကပလိတ်တွေနဲ့မြန်မြန်တန်းလာမိပြီးဝန်တော်ဦးတန်းရွှေနဲ့ပတ်သက်ပြီးစုံစမ်းတော့ဝန်တော်ဦးတန်းရွှေကဘရင်ကန်အိမ်တော်မှာရှိတဲ့လုံကျွေးဌာနကိုရောက်ရှိသွားကြောင်းသိရတယ်ဝန်တော်ဦးတန်းရွှေဘရင်ကန်အိမ်တော်လုံကျွေးကိုရောက်ရှိသွားတော့မိမိတို့လှုပ်ချင်မှုအခက်အခဲရှိမှဖြစ်ကြောင်းရိပ်စားမိတယ်ဒါကြောင့်ဦးတန်းရွှေကိုလှုပ်ချင်မဲ့နီလန်းကိုခေါင်းရည်နဲ့ရှာဖို့ဆုံးဖြတ်လိုက်ပါတော့တယ်
တရားကရှေးဦးဆောင်ဝန်တော်ဦးတန်းရွှေနေထိုင်တဲ့တာမွေဘက်ကိုပြောင်းရွှေ့နေတယ်မို့ဆုံးဖြတ်တယ်တရားကတဲဘူကထွက်ပြီးတဲ့နောက်ဝန်တော်တန်းရွှေနေထိုင်တဲ့တာမွေကဲပဲလမ်းမှာငှားရမဲ့အိမ်ရှိမရှိစုံစမ်းလိတော့ခံကောင်းထောင်းမှသွားတဲ့ဝန်တော်တန်းရွှေနေထိုင်တဲ့ခြံကြီးနဲ့မျက်စောင်းတို့မှာရှိတဲ့တထက်ပြန်အောင်အိမ်ကလေးကိုငှားရရှိခဲ့တယ်တရားကသူငှားရထားတဲ့အိမ်ငယ်လေးတွေကချောင်းကြည့်ဝန်တော်တန်းရွှေနေအိမ်ကိုမြင်ရတော့အလုံးကမှသဘောကျသွားတယ်သူကဝန်တော်တန်းရွှေအိမ်ကိုပုံမူပြီးမြင်တွေ့စီဖို့ရိုးကမ်ပဏီကိုသွားပြီးအင်္ဂလန်လို့မှန်ဘလူးတစ်လက်ကိုဝယ်ယူခဲ့တယ်မှန်ဘလူးရရှိတော့ဝန်တော်တန်းရွှေအိမ်ကိုမြင်တွေ့ဖို့ခြံဝင်းထဲမှာရှိတဲ့တရက်ပင်ကြီးပေါ်ကိုတက်ကြည့်ရှုပါတယ်တရားကဝန်တော်တန်းရွှေနေထိုင်သွားလာမှုပုံစံကိုပုံမူပြီးတော့မှသိမြင်လာရတယ်ဝန်တော်တန်းရွှေမှာမိသားစုမရှိဘဲနဲ့အိမ်စီမိမကြီးတယောက်ကလားသမင်းချက်တယောက်နဲ့ဒလမတယောက်သာရှိကြောင်းသိရတယ်တရားကအားလက်တဲ့အချိန်တိုင်းဝန်တော်တန်းရွှေနေအိမ်ကိုမှန်ဘလူးနဲ့ကြည့်ပြီးလောက်ကျန်တဲ့မဲ့နီလန်းကိုရှာဖွေတယ်တရားကဝန်တော်တန်းရွှေကကန္နာလမ်းမှာရှိတဲ့ဘလူးပြော်ပွဲဆိုင်ကိုမကြာခဏသွားရောက်ပြပလေးရှိကြောင်းသိရတယ်တရားကဘလူးပြော်ပွဲဆိုင်ကိုနောက်ခံလိုက်ပြီးအကဲခတ်တော့ဝန်တော်တန်းရွှေကပြော်ပွဲဆိုင်ကနေညနေမှပြန်လေးရှိကြောင်းသိရတယ်ပြီးတဲ့အခါမနေ့စောစောစပြီးကန်တော်ကြီးတဝက်ကိုလမ်းလျှောက်ထွက်လေးရှိကြောင်းတွေ့ရတယ်တရားကဝန်တော်တန်းရွှေနေ့စဉ်လမ်းလျှောက်တဲ့အချိန်ကိုစောင့်ပြီးတရက်နေ့လောက်နောက်ခံလိုက်ကြည့်တယ်အဲဒီကဝန်တော်တန်းရွှေလမ်းလျှောက်လေးရှိတဲ့လမ်းကြောင်းကိုသိရတယ်ဝန်တော်တန်းရွှေကလမ်းလျှောက်ရင်ကနေဒီကျုံးကိုဝင်ပြီးကန်တော်ကြီးရေပြင်ဘက်ကိုမျက်နှာမူးလို့လေ့ကျင့်ခန်းလုပ်ကြောင်းသိရတယ်နောက်ဆုံးတော့တရားကဝန်တော်တန်းရွှေကိုအဲ့ဒီနေရာမှာပဲလက်စားတုံးစီရင်ဖို့ဆုံးဖြတ်လိုက်တယ်ဒီနောက်တော့ဝန်တော်တန်းရွှေကိုလာမယ့်စနေနေ့မှာလှုပ်ချင်ဖို့ကြံစီလိုက်ပါတယ်စိန်တန်းဆိုသူကစပယ်တောင်ပုံကမှုနဲ့ပတ်သက်ပြီးတရားခံပြီးဖြစ်နေသူဖြစ်တယ်လို့လွန်ခဲ့တဲ့ရက်ကမှပလိကဖမ်းဆီးမိခဲ့တာဖြစ်တယ်အဆိုပါစိန်တန်းဆိုသူကရာဇဝတ်မြင့်စွေသက်ခံမှုနဲ့ပတ်သက်ပြီးသတင်းပေးလို့ကြောင်းဒီလိုသတင်းပေးခြင်းကြောင့်သူ့ရဲ့အမှုကိုတတ်တာစီလိုကြောင်းခန့်လန့်တယ်အစ္စဘယ်တော်လာမှုကဆေးရတန်စွာနဲ့စိန်တန်းဆိုသူနဲ့တွားရောက်တွေ့ဆုံတယ်စိန်တန်းကအမှုနဲ့ပတ်သက်ပြီးဖော်ကောင်လုပ်တာကြောင့်အပြစ်ဒဏ်ကလွတ်မြောက်စေလိုကြောင်းတောင်းဆိုတော့အစ္စဘယ်တော်လာမှုကတပြင်းချပြီးခမည်းကိုလွတ်မြောက်အောင်တော့ကြိုးတောင်းဝန်ပြုနိုင်မှုပြစ်ဒဏ်ကရှော့ပေါ်တော့ကုညီနိုင်ပါတယ်လို့ဆိုတော့စိန်တန်းကတန်းချောင်းစဉ်းစားပြီးလက်ခံလိုက်တယ်စိန်တန်းကရာဇဝတ်မြင့်စွေအသက်ခံတဲ့အမှုပဲတရားခံကတရားဆိုတဲ့လူငယ်ဖြစ်ကြောင်းပြောတော့အစ္စဘယ်တော်လာမှုကမျက်လုံးပြူသွားပြီးတရားဆိုတာဘာတူလဲလို့မေးမြန်းတယ်စိန်တန်းကလည်းလေတံတိုးတိုးနဲ့စပယ်တောင်ကခေါင်းဆောင်ကြီးဦးတိုင်မောင်ရဲ့သားပေါ့လူငယ်ပေမဲ့အထင်မသေးနဲ့လူစွန်စာတယောက်ပဲလို့ဆိုလိုက်တယ်အစ္စဘယ်တော်လာမှုကမျက်မှောင်ကျုပ်ပြီးဦးတိုင်မောင်ရဲ့သားဆိုတော့ခင်ဗျားဘယ်လိုပြောနိုင်တယ်လဲလို့မေးတော့စိန်တန်းကကောင်းကြီးလို့ဒီအမှုမှာကျူးလွန်သွားတာမှုတ်ပြောင်းလက်နဲ့ဆိုတာသိကြတဲ့ကတီဟာရဲ့လက်ချက်မှန်သိလိုက်ပြီမြို့ကြီးပွဲနဲ့အတူနေတော့ကခေါင်းဆောင်ကြီးဦးတိုင်မောင်ရဲ့သားတီဟာကမှုတ်ပြောင်းလက်နဲ့ကိုအသုံးပြုတာမြင်ဘူးတယ်သူကမှုတ်ပြောင်းလက်နဲ့ကိုချင်းတဲ့သားတယောက်စီကတင်ပြီးတော့မှကျွမ်းကျင်ချင်းအသုံးပြုတတ်တယ်ချင်းတဲ့သားတယောက်စီကတင်ပြီးတော့ကျွမ်းကျင်ချင်းအသုံးပြုတတ်တယ်လို့ဆိုတော့အစ္စဘယ်တော်လာမှုကမှုတ်ပြောင်းကိုချင်းတဲ့သားကိုတိုင်အသုံးပြုပြီးလူသက်မှုကျူးလွန်တာမဖြစ်နိုင်ဘူးလားလို့မေးတော့စိန်တန်းကခေါင်းခါရဲလို့မဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့ချင်းတဲ့သားကတိုက်ပွဲမှာကြာဆုံးသွားပြီလို့ဆိုတယ်။အစ္စဘယ်တော်လာမှုလည်းခေါင်းညင်ပြီးဒါဆိုရင်ဦးတိုင်မောင်ရဲ့သားတီဟာကတိုက်ပွဲမှာလွတ်မြောက်သွားသလားလို့မေးတယ်။စိန်တန်းကဦးတိုင်မောင်ရဲ့သားကတိုက်ပွဲမဖြစ်မီနှစ်လသုံးလအလိုကလေးကစပယ်တောင်ကထွက်သွားတယ်လို့ဆိုတော့အစ္စဘယ်တော်လာမှုလည်းမျက်မှောင်ကျုပ်ပြီးတော့ဘာလို့ထွက်သွားတယ်လဲလို့မေးမြန်းလိုက်တယ်။စိန်တန်းကဆရာကြီးကိုယ်တိုင်စပယ်တောင်ကထွက်သွားခိုင်းတာပါ။တိုက်ပွဲတွေဖြစ်တော့မယ်ဆိုတာသိလို့သားပြစ်သူကိုတင်းရှောင်ခိုင်းလိုက်တာလို့ဆိုတော့အစ္စဘယ်တော်လာမှုကတပြင်းချပြီးသူသားကတိုက်ခိုင်မရှိလို့လားသူရတတ်တည်နေလို့မေးပြန်တယ်စိန်တန်းကခေါင်းခါရဲလို့တရားဆိုတဲ့တငယ်ကနာမည်နဲ့လောက်ရဲစွမ်းတတိရှိတယ်စကမ်းမှာရှိတဲ့လူငယ်တွေမှာကိုယ်ကပညာကောင်းဆုံးပဲသူကဆရာကြီးဦးတိုင်မောင်စီကပညာကိုရထားတာဦးတိုင်မောင်ကမြန်မာယူဟာဘန်တူပန်ရှိတိုင်းပညာကိုတပတ်ကန်းကကျွမ်းကျင်သူဒါကြောင့်တရားဆိုတဲ့လူငယ်ကကြောက်စရာကောင်းဆုံးလူသက်သမားတစ်ယောက်ဖြစ်နေပြီလို့ဆိုတော့အစ္စဘယ်တော်လာမှုကမျက်မှောင်ကျုပ်ပြီးတရားရုပ်စင်းတရံကဘယ်လိုရှိတယ်လဲကိုစိန်တန်းမှတ်ပြီးသလားပြောပါလားလို့မေးတော့စိန်တန်းကခေါင်းညိပြီဒါလွယ်လွယ်လေးပါဆရာကြီးဦးတိုင်မောင်နဲ့တရားတို့သားဘာကရုပ်ချင်းသိစင်တယ်တရားရုပ်ကိုသိချင်ဆရာကြီးဦးတိုင်မောင်ရဲ့ငယ်တုန်းကရုပ်ကိုမှန်းဆပြီးမြင်ကြည့်လိုက်တရားရုပ်ရည်နဲ့ဒီပုံစံနဲ့တူတာတွေ့ရမယ်လို့ဆိုတယ်အစ္စဘယ်တော်လာမှုကလည်းတပြင်းချပြီးအခုလိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အမှုနဲ့ပတ်သက်ပြီးကိုစိန်တန်းတတ်တာဖို့ကြိုးစားပေးပါမယ်လို့ပြောပြီးတော့မှစိန်တန်းနဲ့လမ်းခွဲပြီးထွက်လာခဲ့တယ်စိန်တန်းစကားသာမှန်ကန်ခဲ့တယ်ဆိုရင်တရားဆိုတဲ့လူငယ်ကမြို့ကြီးပွဲကိုဒုက္ခပေးခဲ့တဲ့သစ္စာပေါက်လောက်ကောင်တွေကိုရှာဖွေနေနေဦးမှသိကြတယ်အစ္စဘယ်တော်လာမှုကသိဆုံးသွားတဲ့ရာဇဝတ်မြင့်စွေရဲ့ဆရာဝန်တော်တန်းရွှေအတွက်အန်ဒီနဲ့နီးကပ်နေပြီးဆိုတာကိုရေးစားမိတယ်ဒါကြောင့်ဝန်တော်တန်းရွှေကိုမြန်ဆုံးသတိပေးဖို့ဆုံးဖြတ်တယ်အစ္စဘယ်တော်လာမှုကစီအန်ဒီကိုပြန်ပြီးတော့မှမြို့ကြီးခေါင်းဆောင်ဦးတိုင်မောင်ရဲ့ဓာတ်ပုံတွေကိုရှာဖွေပြီးစီအန်ဒီပကြီးဆရာစီမှာဦးတိုင်မောင်ရဲ့ငယ်ညွှန်းစဉ်ကဘုံကိုအမြန်ဆုံးခမရေးဆွဲခိုင်းတယ်ပကြီးဆရာကဦးတိုင်မောင်ရဲ့ငယ်ရွယ်စဉ်ဘဝဘုံကိုကြိုးစားရေးဆွဲလီတော့ညရောက်တဲ့အခါမှာပြီးဆုံးသွားတော့တယ်အစ္စဘယ်တော်လာမှုကပကြီးဆရာပေးတဲ့ဘုံကိုကြည့်တော့အလွန်ကုန်မှယောက်ျားပြီးသားပြီးဥပဒေကိုကောင်းမွန်တဲ့
ယောက်ျားပြိုတယောက်ရဲ့ပုံကိုတွေ့ရတယ်အစ္စပယ်ရိုလာမိုးကနောက်တနေ့မနေ့စောစောထပြီးတော့ဝန်တော်ဦးတန်းရွှေနေကိုသွားဖို့ဆုံးဖြတ်လိုက်တယ်ဝန်တော်ဦးတန်းရွှေအတွက်အန်ဒီယာကလက်တကမ်းကိုရောက်ရှိနေပြီဖြစ်ပါတယ်ဒီရကစနေနေ့ကိုရောက်တဲ့အခါမနေ့စောစောထပြီးပုတ်ပြောင်းလက်နဲ့ကိုပြင်ဆင်တယ်ဝန်တော်တန်းရွှေနဲ့အနီးကပ်ဆောင်တွေ့ရင်တိုက်ခိုက်ဖို့ဆင်ဆွေရွတ်တဲ့တမြောင်တစ်ချောင်းကိုလည်းယူဆောင်ခဲ့ပါတယ်အလုံးစုံပြင်ဆင်ပြီးတဲ့အခါကနေဒီကျွန်းကိုသွားပြီးတော့မှဝန်တော်တန်းရွှေလေးချင်ကန်ယူရတဲ့ပင်ကြီးအောက်မှာထိုင်လိုက်တယ်သူကဖခင်နဲ့တော်လိုင်းရဲဘော်ဒီအတွက်လက်စားကြီးတိုက်ခိုက်ရတော့မှဖြစ်တော့အလုံးကမဆေးလှရှာနေမိတယ်လွေထဲမှာအသိယူဆောင်လာတဲ့ရှမ်းတမြောင်ကိုတင်းတင်းဆုပ်ကန်ပြီးသွေးတွေစူပွက်လာတဲ့အောင်ခံစားရတယ်အတန်ကြာတဲ့အခါမှာဝန်တော်တန်းရွှေကကနေဒီကျွန်းကိုဝင်လာပြီးလေးချင်ကန်ပြလို့ရတဲ့ပင်ကြီးအောက်ကိုရောက်လာတယ်ဦးတန်းရွှေအိမ်ကိုရောက်တဲ့အခါမှာဝန်တော်မင်းကံတော်ကြီးဆောင်ကိုလက်လျှောက်ထွက်သွားကြောင်းသိရတယ်လာမိုးကဝန်တော်မင်းအတွက်အသက်နဲ့နီးကပ်နေတော့ထမင်းချက်ကလားကိုဝန်တော်မင်းရဲ့လမ်းလျှောက်ပေါ်ဘသူတွေရှိတယ်လို့မေးလိုက်တော့ထမင်းချက်ကလားကစဉ်းစားအပြည့်ပြီးလက်တိကကဆိုင်မှာဆရာကြီးနဲ့လမ်းလျှောက်ပေါ်လူကြီးတွေကတော့ရှိတယ်လို့ဆိုတယ်အစ္စဘယ်ရိုလာမိုးကကလားရဲ့စကားမဆုံးမီလက်တိကကဆိုင်ကိုသွားပြီးတော့မှလမ်းလျှောက်တော့ဖို့ဟန်ပြနေတဲ့အဖိုးကြီးတစုစီမှာအကူကြီးတောင်းလို့ဝန်တော်ဦးတန်းရွှေနောက်ကိုလိုက်ခဲ့တယ်ဝန်တော်ဦးတန်းရွှေရဲ့အန်ဒီယာကလက်တကမ်းမှာရှိနေမယ်ထင်ပါတယ်ဝန်တော်တန်းရွှေကကံတော်ကြီးဆောင်တဲ့လမ်းလျှောက်လာပြီးမိမိနေစဉ်ကိုလက်လူရှာလေးချင်းငံယူလေးရှိတဲ့အသက်ပင်ကြီးအောက်ကိုရောက်လာတယ်ဒီသက်ပင်ကြီးရဲ့အသက်မြင့်ဆုံးမှာတရားကကြောကိုင်းထိုင်နေတော့ဝန်တော်တန်းရွှေကမနစ်မြုံနဲ့ကြည့်ပြီးဟဲ့ကောင်ဒီနေရာကငါလေးချင်းငံလုပ်တဲ့နေရာဝေးဝေးမှသွားထိုင်စမ်းလို့မောင်းနေထုတ်တယ်တရားကဝန်တော်တန်းရွှေရဲ့စကားကြောင့်ထိုင်နေရာကထားရက်ပြီးမိဝင်တောက်တဲ့မျက်လုံးနဲ့ကြည့်လို့ကျုပ်ကဒီနေရာကဖယ်ပေးရမယ်လားတကယ်တော့ကျုပ်ဒီနေရာကဖယ်စရာမလိုတော့ဘူးလို့ဆိုလိုက်တော့ဝန်တော်တန်းရွှေကတရားကိုနားမလည်ကြည့်လို့ဘာကြောင့်လဲကွာဒီလိုမေးမြန်းလိုက်တယ်တရားကဝန်တော်တန်းရွှေကိုမတီးလေးစားကြည့်ပြီးဘာကြောင့်လဲဆိုတော့အဲ့လိုဆိုပြီးတော့မှလွေထဲမှာရှိတဲ့စင်ဆွေရွတ်တဲ့တမြောင်ကိုဆွဲထုတ်ဖို့ပြင်းတယ်ဒီရခိုင်မှာမလန်းမကန်းကိုဝန်တော်တန်းရွှေရဲ့လက်လျှောက်ပေါ်ကြီးရောက်လာပြီးဝန်တော်မင်းဟိုမှာလေးချင်းကလုံနေတယ်ထွားကြရအောင်ဒီလိုဆိုပြီးရောက်လာတယ်တရားကဝန်တော်တန်းရွှေကိုလက်စားတုံးစီရင်မှုကြံစီပြီးခါမှအနောက်ရှက်ပေါ်လာလေတော့တော်တပြည့်ထုတ်ပြီးတဲ့စင်ဆွေရွတ်တဲ့တမြောင်ကလေးကိုပြန်ထည့်လိုက်ပြီးတပင်အောင်ကပြန်ထွက်လာတယ်ဝန်တော်တန်းရွှေကကြောကိုင်းထွက်ခွာသွားတဲ့တီဟာကိုနားမလည်နိုင်ရတဲ့ကြည့်ပြီးအနီးကိုရောက်လာတဲ့လမ်းလျှောက်ပေါ်တွေကြောင့်တရားစီကအာယုံပြောင်းသွားတော့တယ်ဝန်တော်တန်းရွှေကနေဒီကျွန်းမှာကိုလက်လို့ရှာလေးချင်းကပြုလုပ်ဝေပြင်ဆင်နေစဉ်အစ္စဘယ်ရိုလာမိုးကရောက်ရှိသွားတယ်သူကမိမိကိုစီယန်နီစော်တော်ရဖြစ်ကြောင်းမိတ်ဆက်တယ်အဲဒီကဝန်တော်တန်းရွှေကအစ္စဘယ်ရိုလာမိုးကိုနားမလည်ကြည့်ပြီးကျုံးနဲ့ဘာကိစ္စအလောကြီးတွေ့ချင်ရတာလေလို့မေးတယ်အစ္စဘယ်ရိုလာမိုးကပဝန်းကျင်ကိုငယ်ဆောင်ကြည့်လို့တိတ်အရေးကြီးတဲ့ဝန်တော်မင်းကျိုးတို့ဒီနေရာမှာသွားပြတ်မှဖြစ်မယ်လို့ဆိုတယ်ဝန်တော်တန်းရွှေကအစ္စဘယ်ရိုလာမိုးကိုနားမလည်ဟန်နဲ့ကြည့်ပြီးတော့ကံတော်ကြီးပလန်ကိုခေါ်ဆောင်သွားတယ်အစ္စဘယ်ရိုလာမိုးကရဲစိုးမြင့်စီကိုလှုပ်ကြံသွားသူကစပယ်တော်တိုက်ပွဲမှာကြာဆုံးသွားတဲ့မျိုးချစ်ခေါင်းဆောင်ဦးတိုင်မောင်ရဲ့သားဖြစ်ကြောင်းပြောတယ်ဝန်တော်တန်းရွှေကအစ္စဘယ်ရိုလာမိုးရဲ့စကားကိုလက်ခံခြင်းမရှိဘဲနဲ့နေပါဦးတပုံခေါင်းဆောင်တိုင်မောင်သားဆိုတာကဘာသက်သေရှိတယ်လို့ဆိုတယ်အစ္စဘယ်ရိုလာမိုးကတပြင်းချပြီးအချင်းချင်းမျိုးချစ်တယောက်ကဒီအခန့်တီဟာရဲ့သတင်းပေးတယ်ဒီရကစပယ်တော်မှာနေတော့ကမှုတ်ပြောင်းကိုကျွမ်းကျင်ကျင်သုံးဆွဲတတ်တယ်စပယ်တော်ကိုဝန်တော်မင်းတို့ဝင်မသိမ့်ပိုင်ပြီး2လ3လလောက်ကတည်းကဒီရကစပယ်တော်ကနေပျောက်သွားခဲ့တယ်အခုတော့စပယ်တော်ရင်းနဲ့ပတ်သက်ပြီးဒီကစကန်ထလာပြီအဲ့လိုဆိုတော့နားထောင်နေတဲ့ဝန်တော်ဦးတန်းရွှေကခေါင်းခါရဲလို့တတ်သိမခိုင်လုံသေးဘူးလို့ညင်းဆိုတယ်အစ္စဘယ်ရိုလာမိုးကခေါင်းကြီးလို့ဒီကန်တီဟာကဒီလွန်သွားတဲ့ဖခင်နဲ့ရုပ်ချင်းအလွန်တူတယ်ဒါကြောင့်ဦးတိုင်မောင်ငယ်ဘဝပုံရိပ်တွေကိုမှန်းဆပြီးရေးဆွဲခံလိုက်တော့အခုဟောဒီပုံလေးထွက်လာတယ်ဒီပုံလေးကိုတင်လွန်သွားတဲ့ရာဇဝမိသားစုကိုသွားပြလိုက်တော့သူတို့အားလုံးဒီကန်ကသူပါပဲလို့အသေးချာရှင်းလင်းပြသနေတယ်ဒီလိုဆိုပြီးတော့မှပကြီးဆရာရဲ့လက်ရပုံကလေးကိုဝန်တော်တန်းရွှေကိုပြတော့ဝန်တော်တန်းရွှေကအအောင်လုံးပြီးပါစအောင်သားဖြစ်သွားလို့သူကဦးတိုင်မောင်ရဲ့သားတီးဟာဆိုတဲ့ကောင်လားအခုလေးတင်ကျုပ်ရှိကနေထွက်သွားတယ်ခင်ဗျားတို့နဲ့ရှေ့စင်နောက်စင်ပဲအဲ့လိုဆိုလိုက်တော့အစ္စပယ်ရိုလာမိုးကရင်ထဲမှာတေကနေဖြစ်သွားပြီကိုင်းကြီးအောင်မရှိတဲ့တနက်ကိုလက်နဲ့ဆန်းလို့ဘဝန်းကျင်ကိုငယ်ဆောင်ကြည့်တာဒါဆိုတော့အန်ရဲကလက်တကမ်းမှရှိနေပြီကျုပ်တို့အိမ်ကိုမြင်မြင်ပြမဖြစ်မယ်လို့ဆိုပြီးရတလုံးတစ်စီးကိုတားဆီးလို့ဦးတန်းရွှေရဲ့ခဲမဲလန်တီကိုပြန်ခဲ့တယ်ဦးတန်းရွှေနေကိုရောက်တဲ့ကအစ္စပယ်ရိုလာမိုးကဦးတိုင်မောင်ရဲ့သားတီဟာဆိုတဲ့တရားခံကကိုယ်ကပညာကိုအစမြင့်မြတ်တက်ကြွပြီးကျောင်းမဖွေရကောင်းတယ်ဝန်တော်မင်းဒီရှင်ကစပြီးတော့အသွားလာနေတဲ့ဆင်ញမှုလူတွေဒီနေ့ဝန်တော်မင်းနဲ့ဘလို့ဆုံလာလိုက်ပြောပါအောင်လို့မေးတော့ဝန်တော်ဦးတန်းရွှေကကနေဒီကျွန်းမှာမမျောလင်းမဲ့တရားနဲ့တွေ့ဆုံမှုကိုပြောပြတယ်အစ္စဘယ်ရိုလာမိုးကစိတ်ဝင်စားစွာနားထောင်ပြီးကျတို့လည်းသူ့ကိုဖမ်းဖို့အစွမ်းကိုကြိုးစားနေတာရာဇဝမြင့်စီကိုလှုပ်ကြံသွားတာအစိတ်လူများနဲ့ဆိုတော့တရားကပညာအတော်ဆုံးမှုရတယ်လို့မှတ်ချက်ပြုတော့ဝန်တော်တန်းရွှေလည်းအံကိုကြိတ်လို့ဒီကနောက်တစ်ရှင်ကျုပ်ရှိကိုရောက်လာရင်တော့ကျုပ်ရဲ့6လုံးပြူစာမိသွားမယ်မျိုးချစ်ပါတယ်ဆိုတဲ့သဘုံတွေကိုတောင်ကျုံနေနေခဲ့သေးတာပဲဒီလိုအကောင်ပေါက်လေးကိုတော့ကျုံမမှုပါဘူးလို့ဆိုပါတယ်
Isabel လာမှုကတပ်ပြင်းချပြီးဘာပဲဖြစ်ဖြစ်ဝန်တော်မင်းသတိထားပါတရားကအမောင်တွေကလူအမောင်တွေကလူကိုအလင်းတွေကလူကဂရုစိုက်ရမှာဒါနဲ့တရားကဝန်တော်မင်းနောက်တစ်ရှင်တွေမှတ်မိနိုင်မလားလို့မေးတယ်ဝန်တော်တန်းရွှေကမျက်မှောက်ကျုပ်ပြီးမှတ်မိပါတယ်ဒီနေ့ဒီကောင်နဲ့အမြဲတမ်းချင်းဆိုင်တော့မှစကားပြောခဲ့တာပဲလို့ဆိုတယ်Isabel လာမှုကဝန်တော်မင်းနဲ့တွေ့တော့ကတရားရဲ့အမူအရာဘယ်လိုရှိသေးလဲလို့မေးတယ်ဝန်တော်မင်းကလည်းမျက်မှောက်ကျုပ်ပြီးဒီကောင်ကကျုပ်ကိုမီးဝင်းတောက်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတာသူ့ရဲ့အကြည့်ထဲမှာအမုန်းတရားတွေနဲ့ပြည့်နေတယ်ဘာပဲဖြစ်ဖြစ်နောက်တစ်ချိန်တွေ့ရင်တော့ဒီကောင်မလွယ်ဘူးကျုပ်6လုံးမိနဲ့တွေ့တော့မယ်လို့ကြုံရပြန်တယ်Isabel လာမှုကတပ်ပြင်းချလိုက်ပြန်ပြီဝန်တော်မင်းဘရင်ကအိမ်တော်မှာရုံးတက်ပြီးတော့တခြားဖေးနေရာတွေကိုသွားလိရှိတယ်လို့မေးတယ်ဝန်တော်တန်းရှိကလည်းကျုပ်ကတကူတဲ့သမားဆိုတော့အိမ်မှာပဲရှိပါတယ်လို့ပြန်ပြေးလိုက်တယ်Isabel လာမှုကဝန်တော်မင်းရဲ့စကားကိုယုံကြည်မရှိဘဲနဲ့ဘာပဲဖြစ်ဖြစ်ဒီချိန်ကစပြီးတော့ဝန်တော်မင်းအသွားလာဆင်ခြင်စေချင်ပါတယ်မတက်တာလို့သွားရရင်တော့လက်နဲ့ယူသွားပါအဆောင်ချက်ခေါ်သွားပိုကောင်းပါလေလို့ဆိုတော့ဝန်တော်တန်းရှိကညဘက်ကလပ်တက်တဲ့အခါပလိတ်ခေါ်သွားလို့ပဲဖြစ်မလဲလို့စိတ်ထဲကပြောပါတယ်အဲဒီနောက်မှာ Isabel လာမှုကဝန်တော်တန်းရှိအိမ်ကိုလက်ပတ်ကြည့်ပြီးဒီအချိန်ကစပြီးတော့အိမ်ပရင်းပေါက်တွေကိုအကြောင်းမရှိဘဲနဲ့လုံးဝပိတ်ထားဖို့အေးစီတကူပြောပါအိမ်ရှိချန်တကားကြီးကိုလည်းတန်ပြားတွေနဲ့ရပ်ပြီးစေခြင်းနဲ့အိမ်ထဲကိုဒိုးပေါက်ကြီးမြင်နေရတာရန်သူကိုလည်းရခွန်နေတယ်လို့ပဲလို့အကြံပေးပါတယ်တရားကဝန်တော်တန်းရှိကိုလှုပ်ချမ်းမှုကြံစီပြီးခါမှလက်မတင်လေးလွမြောက်သွားလေတော့ဝန်တော်တန်းရှိဒီနေ့မစိသေးလို့တွေးပြီးလှုပ်ချမ်းမှုနောက်တနည်းကိုစဉ်းစားတယ်အဲဒီကမှဝန်တော်တန်းရှိကညာဘက်သွားလိရှိတဲ့ဘလူးပြိုပွဲဆိုင်မှာလှုပ်ချမ်းမှုကြံစီလိုက်တယ်ဒီနောက်တော့ဘလူးပြိုပွဲဆိုင်ကိုမယောင်မလဲသွားပြီးတော့မှအလုပ်တနေရာရဖို့ကြိုးပမ်းပါတယ်မန်နေဂျာလူဝါကြီးကဆိုင်နောက်မှာခေါ်တွေ့ပြီးတော့မင်းဘာမှမဆိုလုပ်မယ်ဆိုရင်တောက်တူမရအလုပ်တနေရာရမယ်လုပ်နိုင်မလားလို့မေးတော့ဒီဟာလေးလုပ်နိုင်ကြအောင်ကမန်းကနေပြန်ပြေးတယ်အဲဒီခါမှာမန်နေဂျာကချောမောလာပါတဲ့မိန်းမတယောက်ကိုခေါ်ပြီးမလိုက်ဒီကောင်ကိုဆိုင်မှာလုပ်ရမယ့်အလုပ်တွေလိုက်ပြလိုက်လို့ဆိုတော့မလာဆိုတဲ့မိန်းမကဒီဟာကိုပြပွဲစားအောင်တစ်ခုလုံးလိုက်လည်းပြသပြီးပါတယ်အလုံးစုံပြသပြီးတော့မလာကဒီဆိုင်မှာမန်နေဂျာပြီးရင်ငါအကြီးဆုံးပဲငါစကားကိုမင်းနားထောင်အောင်မင်းမနဲ့ပြန်အလုပ်စဆင်းလို့ရပြီမင်းလာစားချိုးထုတ်ချင်တယ်လားလို့ပြီးတော့တီးယားကခေါင်းခါရမ်းပြီးလာစားတော့ချုံမထုတ်ချင်ပါဘူးအမားလိုပြန်ပြေးလိုက်တယ်မလာကတီးဟာရဲ့ခေါ်ဟန်ကိုမနစ်တတ်တော့မျက်မှောင်ကျုပ်ပြီးဒီဆိုင်မှာလူသမားတွေအားလုံးငါ့ကိုမမလို့ခေါ်တယ်မင်းလည်းငါ့ကိုမမလို့ခေါ်ရမယ်လို့အမိန့်ထုတ်ပြန်ပြီးတီးယားကိုသွားခွင့်ပြုတယ်တီးယားကပြပွဲဆောင်ကိုသွားပြီးနေ့စဉ်မှန်အလုပ်ဆင်းတယ်ပြပွဲဆောင်ကိုစောက်တဲ့နေ့မှာပဲမလာဆိုတဲ့မိန်းမကတီးယားနဲ့အဖော်မိန်းကလေးနှစ်ယောက်ကိုခေါ်ပြီးဈေးဝယ်ထွက်တယ်ဈေးဝယ်ပြီးတဲ့အခါမိန်းကလေးနှစ်ယောက်ကဆွဲချင်းကြီးတွေကိုဆွဲရပြီးတီးယားကတောင်းကြီးကိုထမ်းရတယ်မာလာကတော့ပတ်စရိတ်ချမ်းချမ်းညက်လို့အခမ်းသားလိုက်တယ်ပြပွဲဆောင်ကိုရောက်တဲ့အခါမာလာကတီးယားကိုမနှက်စာသမင်းကျော်နဲ့ပဲကျွေးမွေးတယ်မာလာကအပြောဆိုပေမဲ့စိတ်သဘောထားကောင်းမွန်သူဖြစ်ရန်တူးတယ်တီးယားကသမင်းစားပြီးမိဖို့ဆောင်မှာတင်းခွဲရေခဲစားတဲ့အလုပ်တွေကိုကိုကြီးလောက်ကန်ရတယ်ပြပွဲဆောင်ရုံမှာလူငယ်ယောက်ျားတွေရှိပေမဲ့ဒီလူငယ်တွေကမိဖို့ဆောင်ကိုမဝင်မဲနဲ့စပယ်တို့အလုပ်ကိုသာလောက်ကန်ရတယ်ဘလူးပြပွဲဆောင်ကမနက်နဲ့နေ့လေမှာလူသူကင်းရှင်းပေမဲ့လေညဘက်ဒီမှာလွန်စွာမှစီကားပါတယ်တီးယားကပြပွဲဆောင်မှာဖင်ပေါ်တော့မာလာမျက်နှာသာပေးခြင်းကိုခံရတယ်မာလာကပြပွဲဆောင်မှာမန်နေဂျာပြီးရင်ဩဇာအရှိဆုံးဖြစ်တယ်လို့ဖန်ရှင်တရုတ်တတိယယုံကြည်ကိုးစားခံရသူဖြစ်တယ်ပြပွဲဆောင်ကသုံးထက်အဆောင်ဖြစ်ပြီးတော့မှပြပွဲဆောင်အပေါ်ဆုံးထပ်မှာမိန်းကလေးနေနေပြီးတဲ့အနေခန်းရှိတယ်အဲ့ဒီအနေခန်းကိုပြပွဲဆောင်မှာရှိတဲ့ယောက်ျားအလုပ်သမားတွေအကြောင်းမရှိပဲတောက်ခွင့်မရှိဘူးတီးယားကဘလူးပြပွဲဆောင်မှာလောက်ကန်ရင်ကဝန်တော်တန်းရှိကိုလှုပ်ချံမှုဆောင်မြော်နေပြီးမဲ့လေဝန်တော်တန်းရှိရောက်လာခြင်းမရှိဘူးဝန်တော်တန်းရှိကကလေးဒီကျွန်းမှာမိမိလှုပ်ချံမှုစူးစမ်းခြင်းကိုတန်တရားဖြစ်သွားပုံရတယ်မိတို့ဆိုစီတီဟာကဝန်တော်တန်းရှိပြပွဲဆောင်ကိုရောက်လာမယ့်နေ့ကိုစိတ်ရှိရှိနဲ့စောင့်နေပါတော့တယ်တနေ့မှာမာလာကတီးယားကိုခေါ်ပြီးမင်းဆိုင်ကိုရောက်ပြီးကလေးကတီးယားမှနားတာမတွေ့ဘူးမနှက်ပြမင်းနာရဲ့တရားလောက်ယူလဲလို့ဆိုတော့တီးယားကဝန်တော်တန်းရှိရဲ့နေထိုင်သွားလာပုံကိုစူးစမ်းလို့တဲ့အတွက်မာလာပေးတဲ့ခွင့်ကိုယူလိုက်ပါတယ်တီးယားကခွင့်ရတဲ့နေ့မှာအိမ်နယ်ဘေးမှာရှိတဲ့တရားပင်ကြီးဘော်ကိုတက်ပြီးဝန်တော်တန်းရှိရဲ့အိမ်ကိုချောင်းမြောင်းကြည့်တယ်ဒီကဝန်တော်တန်းရှိရဲ့အိမ်ပရင်းပေါက်တွေအားလုံးကိုပိတ်ထားကြောင်းတွေ့ရတယ်အိမ်ရှိချန်တကားကြီးကိုလည်းတန်ပြားတွေနဲ့ကာရထားကြောင်းတွေ့ရတယ်ရခင်ကဝန်တော်တန်းရှိရဲ့ချန်တကားကိုကာရထားခြင်းမရှိတာကြောင့်ခြံထဲကိုလွယ်တူမြင်နိုင်တယ်ဝန်တော်တန်းရှိရဲ့အိမ်မှာပြောင်းလဲမှုတွေတွေ့ရတော့ရာဇဝမြေဆွေသက်ခံမှုနဲ့ပတ်သက်ပြီးမိမိကိုမိမိအန္တရာယ်ရှိနေပြီလို့ယူဆထားပုံရတယ်တရားကမိမိရဲ့လှုပ်ချံမှုပုံကိုခက်ခဲသွားပြီဖြစ်ကြောင်းရေးစားမိတယ်တရားကဝန်တော်တန်းရှိရဲ့ကိုစောင့်ကြည့်နေုံနဲ့အကြောင်းမထူတော့ပစနောဘက်ကိုထွက်ခဲ့ပါတယ်ပစနောမှာရှိတဲ့မန်နှမ်းမှုရဲ့နေအိမ်ကိုထွက်ခဲ့တယ်အိမ်ကိုရောက်တဲ့ကမန်နှမ်းမှုနဲ့ဆက်ဆက်မြမြတွေ့ဆုံပြီးမန်နှမ်းမှုကတရားကိုမြင်တော့ဘောတော်မူကြီးရောက်လာတဲ့အတော့ပဲ Elephant တို့ယုံကမြကနိုင်ဇာကကြည့်ချင်နေတာအဖော်မရှိလို့အခက်တွေ့နေတယ်အမေကလည်းလိုက်မပူဘူးရှင်လိုက်ခဲ့ရမယ်လို့ဆိုတော့တရားကတပ်ပြင်းချပြီရန်ကုန်မြို့ကရုပ်ရှင်တွေကျုပ်တစ်ခါမှမကြည့်ဘူးလို့ဆိုတော့မနှမ်းမှုကမကြည့်ဘူးရင်လိုက်ကြည့်မြကနိုင်ဇာကကိုရှင်သိကြိုက်သွားမယ်မြကနိုင်ထဲမှာမင်းသားချစ်ရွှေကြီးကမ
မိဘမြန်သူရဲကောင်ဦးချွေလို့စွန်စားပြီးတော့မိဘမြန်စီးတဲ့အခန်းပါတယ်။နွယ်ပင်တပင်ကတပင်ခိုးဆွဲပြီးစီးတဲ့စွန်စားကန်တွေကိုစိုက်ကယ်စီးစတန်ကန်တွေကိုအတော်ကောင်းနေဆိုပဲရန်ကုန်ကလူတိုင်းသွားကြည့်နေကြတာလက်မှတ်တော့မလွယ်ဘူးလို့မြားကနေစကားကိုညွှန်มาတော့တယ်။တရားကမနှမ်းဝင်မျက်နှာကိုကြည့်ပြီးလိုက်တာကတော့ဟုတ်ပါပြီမိဘတွေကခွင့်ပြုရလားလို့မေးတယ်။အဲဒီကမနှမ်းဝင်ရဲ့မိခင်ကြီးရောက်လာပြီးမောင်တရားနဲ့ဆိုတော့စိတ်ချပါတယ်မင်းညီမကိုလိုက်ပို့စမ်းပါလို့ခွင့်ပြီးတော့တရားကမနှမ်းမှုကြည့်ခြင်းနဲ့ Elephant Stone ရုံမှာရှိတဲ့မြားကနေစကားကိုတွားရောက်ကြည့်ရှုတယ်။ပြန်စံငွေရောက်တော့မြားကနေစကားကလူကြိုက်များထင်ရှားတဲ့စကားဖြစ်တော့ရုံရှိမှလူတွေကကြည်ကြည်တူစီကားနေတယ်။တရားတို့ကရုံရှိမှလက်မှတ်ဝေယူပြီးရုပ်ရှင်တွေကိုဝင်ခဲ့ကြတယ်။မနှမ်းမှုကရုံရှိမှရှိတဲ့မုံဆိုင်မှာမုံနေဝေုံနေစဉ်တရားအရှိကပြတ်သွားတဲ့လူကြီးတယောက်ကိုကြည့်တော့သူရဲ့ရန်သူတော်ဝန်တော်တန်းရှိဖြစ်နေတယ်။တရားကရန်သူတော်ကြီးကိုမမျှော်လင့်မဲ့တွေ့လိုက်ရတဲ့အတွက်အလွန်စိတ်လှရှားသွားတယ်။ဝန်တော်တန်းရှိမှအဖေမပါဘဲနဲ့နာမည်သတင်းကြီးနေတဲ့မြားကနေစကားကိုတကူလေးလာကြည့်ပုံရတယ်။ရန်သူတော်ကြီးကိုဖခင်တဲ့မျိုးချစ်တဲ့ကိုစားလောက်ချံမှုအခွင့်အရေးမကြုံသေးတဲ့အတွက်ဘေးမဲ့ပေးဖို့ဆုံးဖြတ်လိုက်တယ်။ဝန်တော်တန်းရှိက Elephant Stone ရုပ်ရှင်တွေကိုဝင်ရောက်သွားတယ်။အဲ့ဒီအခိုင်မှာအနီးကိုမနှမ်းမှုကရောက်ရှိလာပြီးရှင်ဖေမိမတွေကိုတလောက်ငေးနေတယ်လို့နောက်ပြောင်းတော့တရားကခေါင်းခါလို့ဖေမိမကမှမငေးဘူးရုပ်ရှင်တွေမှာကျိုးရဲ့ရန်သူတော်ကြီးတယောက်ကိုတွေ့လိုက်လို့အဲ့လိုပြောတော့မနှမ်းမှုကအံ့ဩဟန်နေပဲရှင်ရံကိုရောက်တော့မချသေးဘူးမိတ်ဆွေတိုးနေပါလားလို့ပြောပါတယ်တရားကဝန်တော်တန်းရှိထိုင်ကုန်နေရာကိုလမ်းမြော်ကြည့်တော့ဝန်တော်တန်းရှိကအထူးတဲ့နေရာမှာထိုင်နေကြောင်းတွေ့ရတယ်တရားကမနှမ်းမှုကကျမတို့ဝင်တော့မယ်နော်လို့ဆိုတော့တရားကလည်းမနှမ်းမှုအရင်ဝင်ပါကျုပ်ရင်ဝင်ကျင်သေးတယ်လို့ဆိုပြီးမနှမ်းမှုကတရားကိုလက်မတဆောင်ပေးလို့ယုံထဲကိုဝင်သွားတယ်တရားကဝန်တော်တန်းရှိစိတ်နှောက်ချက်ဖြစ်ရင်တခုခုလှုပ်ချင်တော့ယုံထဲကိုမဝင်သေးဘဲနဲ့အကြံထုတ်နေခြင်းဖြစ်တယ်ဒီတော့မှမနှမ်းမှုကတတန်းဘက်ကိုရှောက်သွားပြီးဝန်တော်တန်းရှိတဲ့တကုံကျော်မှာထိုင်နေတယ်တရားကမိမိလက်ထဲမှာရှိတဲ့လက်မှတ်ကိုကြည့်တော့တတဲ့ဆန်ဆန်ဝန်တော်တန်းရှိတဲ့ကဲ့ရဲ့ဖြစ်ကြောင်းတွေ့ရတယ်တရားကရန်သူတော်ကြီးနဲ့နီးနီးကက်ကက်ထိုင်ရမယ့်အခွင့်အရေးအတွက်ထူးဆန်းလာတဲ့ခံကြမကိုများစွာအံ့ဩမိတယ်တရားကဝန်တော်တန်းရှိကိုစိတ်နှောက်ရက်ပေးဖို့အချက်တခုရရှိသွားပြီးအနီးမှာရှိတဲ့ရေခဲမှုဆိုင်ကိုသွားလို့ဆောင်းရဲတဲ့ခဲတံကိုတောင်းလို့တစုံတရာကိုရေးချစ်လိုက်ပါတယ်ဒီလိုရေးသားပြီးတဲ့နောက်မြားကနေဇာကားပြဖို့အချိန်နီးလာတော့ရုံကိုတပြေးပြေးအမောင်ချလိုက်တယ်တရားကမောင်ကြီးဘိုးတော်ကအလင်းရောင်နဲ့ရုံထဲကိုဝင်ရောက်သွားပြီးရန်သူတော်ကြီးနဲ့မနှမ်းမှုရဲ့ကြားမှာဝင်ထိုင်လိုက်တယ်မနှမ်းမှုကတရားကိုလေးတန်သူနဲ့ကြားလိုက်တာဇာကားပြတော့မယ်လို့ဆိုတယ်ရန်သူတော်ကြီးကတရားကိုရေးမိရမရှိဘဲနဲ့ပိတ်ကားရှိရာကိုလမ်းမြော်ကြည့်နေတယ်မကြမီမြားကနေဇာကားပြတာပြီးမင်းသားချစ်ရွှေကြီးရဲ့ဆွန်စားကန်တွေကိုတရုံလုံးကတကယ်နဲ့အားပေးကြတယ်တရားကမိမိရန်သူတော်ကြီးနဲ့နီးကဲစွာထိုင်နေရတော့ရုပ်ရှင်ဇာကားကိုစိတ်ဝင်စားပဲနဲ့ဖခင်နဲ့မျိုးချစ်တည်းရဲ့စပယ်တော်တိုက်ပွဲကိုတမျက်လုံးနဲ့မြင်အောင်နေတယ်တရားကသူ့ရဲ့သွေးတွေကစူးပွက်လာတဲ့အောင်ခံစားပြီးတော့ရန်သူတော်ကြီးကိုအခုပဲလက်စားချခြင်းစိတ်တွေဖြစ်ပေါ်နေတယ်မြားကနေဇံကားဇက်သိန်းကရောက်တဲ့အခါတရားကမနှမ်းမှုနည်းကိုကပ်ပြီးတော့မှလီတန်တို့နဲ့ကျုပ်တို့ရုံမြင်ထွက်ရအောင်ကျုပ်ကဘာမှပြန်မမေးနဲ့ကျုပ်အပြင်ရောက်မှရှင်းပြမယ်လို့ဆိုတော့မနှမ်းမှုကတရားကိုနားမလည်ရတဲ့ခေါင်းကြီးပြတယ်တရားကမနှမ်းမှုကိုလက်ဆွဲပြီးယုံထဲကမထွက်မီဆောင်းရဲခောက်ကလေးကိုဝန်တော်တန်းရွှေပေါင်းဖို့ကိုမတိမတာတင်ပေးလိုက်တယ်ရုံမြင်ကိုရောက်တဲ့အခါမနှမ်းမှုကနားမလည်ရတဲ့ရှင်ဘာဖြစ်နေရလဲမြားကနေပြီးအောင်တော့မကြည့်လိုက်ရဘူးလို့ဆိုတော့တရားကတပြင်းချပြီးတောင်းပန်ပါတယ်မနှမ်းမှုယုံထဲမှာကျိုးရဲ့ရန်သူတော်ကြီးရှိနေတယ်သူ့ကိုလောလောဆယ်ကျုပ်မတွေ့ချင်သေးဘူးကျုပ်ဘဝအသက်ရှင်နေတာသူ့ကိုလက်စားချင်မလို့ပဲသူကနေချက်အလိုတော်ကြီးပြီးမြို့ကြီးပုဂ္ဂိုလ်ကြီးတွေကိုရဲရဲဆက်ဆက်အနှိပ်ကိုခဲ့တဲ့လူပဲမနှမ်းမှုနဲ့စားတွေ့တဲ့အချိန်ကလေးကသူ့ကိုလက်စားချင်မလို့ကျုပ်မျိုးကထွက်လာတာပါလို့ဆိုတယ်မနှမ်းမှုကတရားကိုနားလည်ရတဲ့ခေါင်းကြီးလိုက်ပြီးရှင်းကိုတွေးစားကလေးကလူတူလူစံတယောက်ဆိုတော့သိတယ်ဘာပဲဖြစ်ဖြစ်ကျမအပေါ်ကျေးဇူးရှိခဲ့တဲ့ရှင်းကိုလိုအပ်ပြန်ကူညီပေးဖို့အသင့်ပါကျမလည်းမျိုးချစ်စိတ်ရှိပါတယ်လို့ဆိုတယ်တရားကရုပ်ရှင်ပြီးဆုံးသွားတော့ရုံမြင်ကိုထွက်လာတဲ့လူကြီးကိုကြည့်ပြီးတနေ့နေ့လိုအပ်ရင်ပြောပါမယ်လောလောဆယ်ကျုပ်တို့သွားကြမယ်လို့ဆိုလိုက်ပါတယ်ဝန်တော်တန်းရွှေကရုပ်ရှင်ဝါသနာပါသူတယောက်မဟုတ်ဘူးဒါပေမဲ့အခုရက်ပိုင်းမှာမိမိရဲ့အသက်အန္တရာယ်ရှိနေတယ်တော့အင်းရွာမိနေရတဲ့နေ့ရက်မြပြလာတဲ့အတွက်ပြင်းတယ်လို့ဖြစ်လာတယ်ရုံးပရက်ဒီမှာနေ့စဉ်တို့တကြီးကြီးဆက်မြန်မာလင်တန်တော်စင်စားတဲ့သတင်းစာတွေကိုသာပြင်ပြန်ကောင်းပြန်ဖန်တီးရခြင်းကိုလည်းညှင်းငွေလာတယ်ဒါကြောင့်တန်တော်စင်သတင်းစာထဲမှာမြကနေသတင်းစာကြောင်းကိုဖတ်ရှုမိပြီးမြကနေစကားကြည့်ဖို့အတွက် Elephant Stone ရုံကိုထွက်ခဲ့ခြင်းဖြစ်ပါတယ်သူရဲ့ရန်သူတော်တီဟာကမြကနေစကားကိုမိမိနဲ့တပြိုင်တည်းအတူမရှိနိုင်ဘူးလို့ထင်မြင်မိတယ်အင်စပက်တော်လာမွေးရဲ့သတိပေးချက်အရရန်သူနဲ့တွေ့ရင်ရှင်မြတ်တက်ခဲ့ဖို့လူရမရဆောင်ထားတဲ့6လုံးမျိုးတက်လက်တော်အပူဆောင်ခဲ့တယ်ဝန်တော်တန်းရွှေကမြကနေစကားကိုစိတ်ဝင်စားကြည့်ရှုပြီးရုပ်ရှင်ပြီးတဲ့ကယုံထဲကထွက်ဖို့အဟန်ပြင်းနေဒီအခါမှာသူ့ရဲ့ပေါင်းပေါ်မှာတင်နေတဲ့ဆော်ရဲခောက်ကလေးတစ်ခုကိုအံ့ဩဖွယ်တွေ့ရတယ်ဝန်တော်တန်းရွှေကဆော်ရဲခောက်ကလေးကိုမျက်မှောင်ကျကြည့်ပြီးသူ့ရဲ့အနီးမှာလာလို့ထိုင်နေစုံတွေကချကြံခဲ့တဲ့ဆော်ရဲလို့ထင်မြင်လိုက်တယ်ဒါကြောင့်ဆော်ရဲခောက်ကလေးကိုကြမ်းမောက်ကိုပြစ်ချပြီးယုံထဲကထွက်ဖို့ဟန်ပြင်းနေဝန်တော်တန်းရွှေကဆော်ရဲခောက်ကလေးကိုပြစ်ချပြီးမှတစုံတရာကိုတွေးမိပြီးမျက်မှောင်ကျလို့နောက်ကိုပြန်သွားပြီးတော့ပြစ်ချလာတဲ့ဆော်ရဲကိုကောက်ဖက်လိုက်တယ်အဲဒီကဆော်ရဲပေါ်မှာရေးထားတဲ့စာကိုတွေ့ရတယ်စာကဝန်တော်ဆိုမျိုးချစ်တွေကစားခမားကိုကလစားချဖို့တာဝန်ရှိပြီမဲ့ခမားသေးနေမစီသေးလို့ဒီတစ်ခါတော့ဘေးမဲ့ပေးလိုက်တယ်
နောက်တစ်ချိန်ဆိုရင်တော့ခမရသားကိုကျုပ်မရအောင်နှုတ်ယူမယ်ကျုပ်ကခမရတဲ့မင်းအဆက်ပဲလို့ရေးသားထားတယ်ဝန်နောက်တန်းရွှေကစာကိုဖတ်ရှိပြီးတုံလုံးချောက်ချသွားတယ်သူ့ရဲ့ရန်သူတော်တီဟာကသူ့ရဲ့အနီးကပ်ဆုံးနေရာမှာရှိနေခဲ့တယ်ရန်သူတယောက်လုံးအနီးမှာရှိနေခြင်းကိုမိမိကရေးစားမိခြင်းမရှိဘူးရန်သူကမိမိကိုအလွယ်တကူတုတ်တင်သွားနိုင်တယ်ဝန်နောက်တန်းရွှေကမိမိအတွက်အလုံးကမှအန်ဒီယာကနီးကနေဖြစ်ကြောင်းရေးစားမိသွားပြီးအနေတိုင်းသွားလာဆင်ခြင်မှုအဆုံးဖြတ်လိုက်တယ်ရန်သူကထင်ထားတာထက်ပုံမူကြောက်မဲ့ဖွယ်ကောင်းနေတယ်ဝန်နောက်တန်းရွှေကရုပ်ရှင်မှတီဟာနဲ့ဆောင်းတွေ့ခြင်းကိုအင်စပက်တော်လာမှုကိုပြောပြလိုက်တော့အင်စပက်တော်လာမှုကစိတ်ပြည့်လက်ပြတ်နဲ့တေးသေးချာချာမှားထားရနေဗျာတရားကဝန်တော်မင်းကိုချင်းချောက်နေပြီကျုပ်တို့ဒီတိုင်းနေလို့မရတော့ဘူးဝန်တော်မင်းအိမ်မှာဘုံအောင်နေတာထက်လူတွေတွေကထွက်ပြီးဒီကောင်ကိုထောင်ဖမ်းမှရမယ်လို့ဆိုပြီးဝန်တော်တန်းရွှေကိုလေးနဲ့ဟန်နဲ့ကြည့်ပြီးကျုပ်တို့တိုင်းမင်းဆွေးနွေးမှရတော့မယ်လို့ဆိုတော့ဝန်တော်တန်းရွှေကစိတ်လှုပ်ရှားရတဲ့ဒီကောင်ကိုအထင်သေးလို့မရတော့ဘူးဒီကောင်ကညံတော်တော်ပြေးတယ်လို့ဝန်ခံလိုက်ရတယ်တရားကရုပ်ရှင်ဝင်မှာဝန်တော်တန်းရွှေနဲ့အနီးကဆုံးတွေ့ပြီးကမှတုတ်တင်နိုင်ခြင်းမရှိတာကြောင့်မကြည့်တင်ခဲ့ဖြစ်မိတယ်ဝန်တော်တန်းရွှေကိုလှုပ်ချင်ရင်အနီးမှာရှိနေတဲ့အပြစ်မဲ့မိမပြိုလေးနမ်းမှုထိခိုက်မှလဲဆိုတယ်ကံမကောင်းအကြောင်းမလာဘဲနဲ့ပလိလက်မှာအဖမ်းခံရရင်တော့အပြစ်မဲ့တဲ့နမ်းမှုကိုအန်ဒီအရေးဆိုးကြီးကနေလွမြောက်စေလို့တယ်ဒါကြောင့်မိမိရဲ့လက်စားချေစီမံကိန်းကိုရက်ဆိုင်လိုက်ရတာဖြစ်တယ်တရားကနောက်တနေ့မှာဘလူးရွယ်ဝဲဆောင်ကိုပြန်ပြီးအလုပ်ဆင်းတယ်ရွယ်ဝဲဆောင်ကိုရောက်တဲ့အခါမှာမာလာကဘလို့လဲစနေနေ့ကခွင့်ပေးလိုက်တာမင်းပျော်ရွှင်ခဲ့သလားလို့မေးမြန်းပါတယ်တရားကမာလာရဲ့စီနာကိုအတိမပြုတ်ရနဲ့ပြောပါတယ်ဗျာဘာကြောင့်လဲဆိုတော့မြားကနေဇာကားကိုကျွန်တော်ကြည့်ချင်နေတာကြားပြီဆိုင်မှာမအားတော့မကြည့်ရဘူးလို့ဆိုတော့မာလာကသဘောကျတဲ့ကောင်းချင်းလို့မြားကနေကသိနာမည်ကြီးနေတယ်ကောင်းရလားလို့ပြန်မေးတယ်ဒီဟာလေအာပါတရကောင်းချင်းလို့သိကောင်းတယ်မမကြီးချစ်ရွှေကြီးဂျွန်းပြပြီးမိဘမြင်ကြီးတက်စီတာကြည့်လို့တော့မဝဘူးလို့ဆိုတော့မာလာကသဘောကျဟန်နဲ့ရီမောလိုက်လို့ကောင်းတယ်မနေ့ကအပြောကျူးပြီးပြီဆိုတော့ဒီနေ့ဆိုင်လုပ်တွေစူးစမ်းလုပ်တော့လို့ဆိုပြီးပြပွဲဆောင်မှာရှိတဲ့အလုပ်တွေကိုဇဲဇက်သူတို့ခိုင်းတယ်တရားကပြပွဲဆောင်အလုပ်တွေကိုလုပ်ကြရင်ကမိမိပေးလိုက်တဲ့စာကိုရန်သူတို့ကြီးဖတ်မိမယ်ထင်တယ်တရားကမှာဝန်တော်တန်းရှိဘက်ကမိမိကိုမိမိခါဝဲမှုများစွာလုပ်တော့မှသိကြတယ်တရားကဝန်တော်တန်းရှိကိုလှုပ်ကြံမှုပုံမှုခက်ခဲသွားပြီဆိုတာကိုရေးစားမိတယ်ဒါကြောင့်မလို့ဝန်တော်တန်းရှိကိုဘလူးပြပွဲဆောင်ကစိတ်ရှိလက်ရှိစောင့်မှုတာကြတော့တယ်တရားကပြပွဲဆောင်မှာလုပ်ကြရင်ကဝန်တော်တန်းရှိကိုစောင့်မျှော်နေတယ်ဒါပေမဲ့တရားပြီးတရားကုံလုံးတဲ့အထိရန်သူတို့ကြီးကရောက်မလာတော့စိတ်လျှော့အောင်လို့ဖြစ်လာတယ်တညမှာဘလူးပြပွဲဆောင်ကိုဝန်တော်တန်းရှိရဲ့အော်စတင်ကားလေးကမမျောလင့်မနဲ့ဝင်ရောက်လာတော့တီးဟာလေအလုံးကမှစိတ်လှရှားသွားတယ်ဝန်တော်တန်းရှိကပြပွဲဆောင်ပေါ်ဆုံးတက်ကိုဥစွာတက်သွားတယ်ပြပွဲဆောင်ပေါ်ဆုံးတက်မှာမိမချော်လေးတွေရဲ့အနေခံရှိလေတော့ဝန်တော်တန်းရှိအနေခံမှုတက်သွားပုံရတယ်တီးဟာကယနေ့ညဝန်တော်တန်းရှိကိုလှုပ်ချင်တဲ့မဲ့နီးလန်းတွေကိုစဉ်းစားဆင်ခြင်တယ်ဒီကမှာဝန်တော်တန်းရှိပြပွဲဆောင်မှာညာလုံးပေါက်နေလှုပ်ချင်တဲ့မဲ့အခွင့်အရေးရှိကြောင်းတွေးမိတယ်ပေါ်ဆုံးတက်မှာရှိတဲ့အနှိမ့်တဲ့မိန်းကလေးတွေကသူတို့ရဲ့တာဝန်ချင်းပြီးစီရင်တရားပြီးတရားအောက်ထပ်ကိုဆင်းလာပြီးအနားယူလေးရှိတယ်အဲ့ဒီအချိန်မှာပေါ်ဆုံးတက်အနေခံနေမှာလူတွေကရှင်းလင်းသွားနိုင်တယ်တရားကအဲ့ဒီချိန်ကိုစောင့်ပြီးဝန်တော်တန်းရှိကိုလှုပ်ချင်လို့ရနိုင်တယ်လို့တွေးမိတယ်တရားကဝန်တော်တန်းရှိညနေအောင်နေပါစေလို့သာဆုတောင်းနေရတယ်တရားရဲ့ဆုတောင်းကပြည့်တယ်ထင်ပါတယ်ဝန်တော်တန်းရှိကည7 နာရီကျော်တဲ့အထိအပေါ်ဆုံးတက်ကဆင်းမလာခဲ့ဘူးတရားကအပေါ်ဆုံးတက်အနေခံမှာရှိတဲ့မိန်းကလေးတွေကိုရည်တွက်ကြည့်တော့မိန်းကလေးတယောက်ကလဲလို့အားလုံးဒီပါကအောက်ထပ်ကိုဆင်းလာကြကြောင်းတွေ့ရတယ်မိမိတို့အခွင့်ကောင်းခါကောင်းစိုက်ပြီးလို့တွေးမိတယ်ပြပွဲဆောင်ရဲ့ပေါ်ဆုံးတက်မှာဝန်တော်တန်းရှိနဲ့မိန်းကလေးတူတာကျန်တော့တယ်ဒီအချိန်မှာဝန်တော်တန်းရှိကိုတော့လှုပ်ချင်ရင်အကောင်းဆုံးချိန်မှာတရားကဆယ်ဆွဲရိုးတဲ့ဓမြကိုခါချထိုးပြီးတော့မှပြပွဲဆောင်ပေါ်ဆုံးတက်ကိုတက်ခဲ့တယ်သူကဖခင်ပြည်သူနဲ့မျိုးချစ်တီအတွက်လက်စားချေတိုက်ခိုက်နေမှဖြစ်တော့လွန်စွာမှစိတ်လှုပ်ရှားနေမိပါတယ်တရားကပြပွဲဆောင်မှာရှိတဲ့ပေါ်ဆုံးတက်ကိုခြေတန်းလုံးလုံးနဲ့တက်ခဲ့တယ်အလေတက်ကိုရောက်တော့မထင်မဲ့တဲ့ဖြစ်ရတဲ့ခုနဲ့ကြုံတွေ့ရတယ်အမောင်တွေကလူတယောက်ရုတ်တရက်ထွက်လာပြီးသူ့ရဲ့လက်ကိုဆွဲလိုက်တော့တရားကရုန်းကန်လို့အဲ့ဒီသူကိုတက်ခိုက်ဖို့ကြံလိုက်တယ်တရားကအမောင်ထဲမှာရှိတဲ့လူကတရားကိုလေးတန်းတို့နဲ့မလုံနဲ့မာလာပါလို့ဆိုတော့တရားကမာလာရဲ့အတန်ဖြစ်တဲ့အတွက်အလုံးအောင်သွားပြီခင်ဗျာဘာဖြစ်လို့ကျုပ်ကိုဆွဲတာလဲလို့မေးတယ်မာလာကလေးတန်းတို့နဲ့ငါအခန်းထဲကိုလိုက်ခဲ့စမ်းပါလို့ဆိုတော့တီးဟာလည်းအတိပဲနားမလည်နိုင်လို့ဘာဖြစ်လို့ခင်ဗျာအခန်းထဲကိုခေါ်တာလဲလို့တီးတို့မြင်းမြန်းတယ်မာလာကတီးဟာရဲ့စကားကိုမတုံ့ပြန်မနဲ့အနီးမှရှိတဲ့တကားချက်ကိုဖွင့်ကတီးဟာကိုအခန်းထဲကိုတောင်းထည့်လိုက်တယ်တီးဟာကရန်သူတော်ကြီးကိုတုတ်တင်ကနီးမှမာလာကအခန်းထဲကိုအထဲထဲမှာခေါ်ဆောင်နေတော့ဒေါသကြီးဖြစ်သွားပြီဒီမှာခင်ဗျာဘာဖြစ်လို့အခန်းထဲကိုဆွဲခေါ်နေတာလဲပြောပါလို့မေးလိုက်တော့မာလာကမင်းကိုမခေါ်မင်းတည်သွားလိမ့်မယ်မင်းကအသေးမခံနိုင်ဘူးလို့ဆိုတော့တီးဟာကမာလာကိုအံ့ဩနေကြည့်ပြီးခင်ဗျာဘာလို့ပြောနေတာလဲကျုပ်ကဘာလို့တည်ရမှာတုံးလို့မေးလိုက်တယ်မာလာကတီးဟာမျက်နှာကိုကြည့်ပြီးအေးချင်အောင်ဆောင်နေတဲ့သူကိုအနှုတ်ကကတဲ့တီးဟာနေဝန်တော်ဦးသန်းရှိကိုတမ်းမလို့မလားဒီလိုမေးတော့တီးဟာကအလွန်အံ့ဩဟန်နဲ့ကြည့်ပြီးခင်ဗျာဘယ်လိုလုပ်သိတယ်လို့မေးမြန်းလိုက်တယ်မာလာကတီးဟာကိုခူးနဲ့တန်းနဲ့ကြည့်ပြီးမင်းကိုမင်းပြီးလာပြီလို့အောက်မိနေပါလားပလိတ်ဖွဲကမင်းကိုခြေရခံပြီးသွားပြီမင်းကပလိတ်ဖွဲကအလိုရှိနေတဲ့တဲကန်တယောက်ဆိုတာကိုငါတို့သိတယ်မန်နေဂျာကိုပါကြီးစီမှာမင်းတပ်ပုံကိုတွေ့တယ်လွန်ခဲ့တဲ့နေ့ကတည်းကပလိတ်ဌာနကပို့ထားတာ
ကိုဘွားကြီးကမင်းဒီဆိုင်မှာလောက်ကြောင်ပလိဖွဲ့ကိုသတင်းပေးလိုက်တယ်ဒါကြောင့်ဒီနေ့ညထောင်ချောက်ဆင်ဖမ်းမှုခြံရတာပဲလို့ဆိုတယ်တရားကမလာရဲ့စကားကိုနားထောင်ပြီးမိမိတို့အန်ဒီကလက်တကမ်းမှာရှိနေပြီဖြစ်ကြောင်းရေးစားမိသွားတယ်ဒီနောက်တော့တပြင်းချလို့ဒီတစ်ချိန်လဲကျုပ်အချမ်းစီမအောင်မြင်တော့ဘူးပေါ့သစ္စာလောက်ကောင်တွေကိုနေနေရမယ့်တောင်းကကျုပ်မှရှိတယ်ဒီလိုဆိုတော့မာလာကခေါင်းညိပြီဒီလူကြီးဘယ်လိုပြစ်မှုတွေကျူးလွန်ထားသလဲဆိုတာငါသိပါတယ်ငါလည်းမြင်ပါပါမျိုးကြီးစိတ်ရှိပါတယ်ဒါပေမဲ့ဒီနေ့ညတော့နေ့အတွက်အချိန်ကြီးမပေးတော့ဘူးဆိုင်ရှိပဝန်းကျင်တစ်ခုလုံးစစ်ပလိတ်တွေဝိုင်းထားပြီးပြီနေအပေါ်တက်ပြီးတော့မှဝန်တော်မင်းကိုလှုပ်ကြတယ်အပေါ်တက်မှာဝန်တော်မင်းနဲ့တူအသင်းဆောင်နေတဲ့ပလိတ်ကနင့်ကိုအသေးပြတ်တတ်လိုက်မယ်နင့်တက်ကိုမနှမျောဘူးလားလို့မေးတော့မာလာရဲ့စကားကတရားအတ္တမာနကိုနှိုးဆွတယ်လို့ခံစားလိုက်ရတယ်ဒါကြောင့်အန်ကိုတင်းတင်းကြည့်ပြီးကျုပ်အသက်ကိုနှမျောရမယ်ဟုတ်လားဘာလို့နှမျောရမှာတော့စပယ်တော်မှာတည်ဆုံးသွားတဲ့မျိုးချစ်တွေရဲ့ဝိညာဉ်တွေကိုကျုပ်ရှက်တယ်ကျုပ်အသက်ကိုကျုပ်လောမနှမျောနိုင်ဘူးကျုပ်အပေါ်တက်ကိုတက်မယ်ခမရကျုပ်ကိုမတားနေလို့ဆိုပြီးမာလာကိုတွေးလို့အခန်းထဲကထွက်ဖို့ကြိုးစားတယ်မာလာကတရားကိုဆိုရင်လုံးတော့ထားစီဖို့ကြိုးစားတယ်သို့တော့ဖခင်နဲ့မျိုးချစ်တွေအတွက်လက်စားကြီးကိုစိတ်ပြင်းပြလုံးနေတဲ့တရားကိုထားစီဖို့မဖြစ်နိုင်တော့ဘူးတရားကမာလာကိုတွန်းထိုးပြီးအပေါ်တက်ကိုပြေးတက်သွားတယ်တရားကအပေါ်တက်ကရင်ကြီးပေါ်မှာချလုံးမြတ်တနက်ကပြီးအသင်းဆောင်နေတဲ့ဝန်နာသားရှိကိုအစင်းသေးတွေ့ရတယ်ဝန်နာသားရှိကတရားကိုတနက်နဲ့ချိန်ပြီးမကုန်းမခန့်ရီမောလို့ငါတင်တဲ့အတိုင်းဆက်ဆက်မြမြရောက်လာတော့တာပဲကောင်းလေးမင်းငယ်ပါသေးတယ်ကွာမင်းထက်မလေရင်မင်းဖိနေတဲ့ပုံတွေမတတ်ဘူးကွာမင်းရဲ့လက်ဘက်ကိုမြောက်ထားလိုက်ဒီလိုအမိန်ပြီးတော့တရားကကြောက်ရွံ့မရှိပဲနဲ့ကျုပ်လူကတနက်လေးနဲ့ချိန်ုံနဲ့ကြောက်ပြီးလက်မြောက်မယ်ထင်နေသလားခမ ्या ကိုအသေးခံပြီးတမ်းမလို့တက်လာတာတေဖို့သာပြင်းပြီးတော့လို့ဆိုပြီးဝန်နာသားရှိကိုလက်ထဲမှာရှိတဲ့ဓာတ်နဲ့ထိုးဆိုင်ဖို့တချိန်လုံးပြေးလွှားသွားတယ်ဝန်နာသားရှိကအထိတ်တလန့်အော်ဟစ်ပြီးတရားကိုတနက်နဲ့လှမ်းပစ်တယ်သို့တော်တရားရဲ့ခန္ဓာကိုယ်ကိုတနက်ကြီးစံကထိမှန်ခြင်းမရှိဘဲနဲ့တန်းရွှေရဲ့ကိုယ်ဘကိုဓာတ်နဲ့ထိုးဆိုင်လိုက်တယ်အဲ့ဒီခိုင်မှာသူ့ရဲ့အနောက်ကတစုံတစ်ယောက်ရောက်လာပြီးတရားရဲ့ဓာတ်ကိုတန်လင်မနဲ့ခါရင်လိုက်တယ်တရားကမိမိလက်ကိုဝင်ရှုပ်တဲ့ရန်သူကိုဒေါသတကြီးကြည့်ပြီးချီနဲ့လမ်းကန်တယ်သို့တော်ရန်သူကနည်းနည်းရလို့မဟုတ်ဘဲနဲ့တရားရဲ့ခြေခံချက်ကိုရှောင်တင်းကလက်ထဲမှာရှိတဲ့တနက်နဲ့ချိန်လို့ဒီမှာကိုတရားခမ ्या ကိုရာဇိုးမြင့်စွာအသက်ခံမှုနဲ့ပတ်သက်ပြီးဖမ်းဆီးလိုက်ပြီးကျုပ်ကအင်းစင်စီယန်ဒီကအင်စပက်တော်လှမှုပါလို့ဆိုတော့တရားကမိမိကိုတနက်နဲ့ချိန်ထားတဲ့အင်စပက်တော်လှမှုဆိုသူကိုမထီလေးစားကြည့်လို့ဒီမှာကျုပ်အသက်သာအသေးခံသွားမယ်မျက်နှာပြူအစိုးရအဖတ်မခံမှုဗျဒီလိုဆိုတော့ကလေးမမတမီဝေထိုင်နေတဲ့ဝန်တော်သားရှိကမလောက်လေးမလောက်စားကောင်လေးကလေလုံးထွက်လာကြည့်လားမင်းသားတိရှင်ရှေ့တလန်းတိုးကြည့်စမ်းအသေးပြတ်သက်လိုက်မယ်လို့ဆိုပြီးတရားကိုတနက်နဲ့ချိန်ရထားတယ်တရားကဝန်တော်သားရှိကိုလှုပ်ချင်မှုမလွယ်ကူတော့တဲ့အတွက်အဲ့ဒီနေရာကနေကိုလိုယုံပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါကြောင့်ဝရန်တာလျန်နေစီကိုတရှင်တို့ပြေးလွှတ်သွားပြီးတော့တဲ့အဆောင်ဘုံကနေခုံချလိုက်တယ်ဝန်တော်သားရှိကမိမိရဲ့ရန်သူအလုံးမပေးနိုင်တော့လက်ထဲမှာရှိတဲ့6လုံးပြူနဲ့တတိုင်းတိုင်းပြစ်ခတ်တယ်သို့တော်တရားကိုတနက်ကြီးဆန်ကထိမှန်ခြင်းမရှိဘဲနဲ့ဝရန်တာလျန်ကနေခုံချသွားနိုင်တယ်တရားကမိမိခုံချလိုက်တဲ့နေရာမှာခေါမိုးစင်းတွေရှိလီတော့အောက်ကိုအချိန်မြင့်မြင့်မကျနိုင်ဘူးလို့ယုံကြည်ပြီးခုံချလိုက်တာဖြစ်ပါတယ်တရားကမြေပေါ်ကိုလှလှပပကျသွားပြီးအဲ့ဒီနေရာကနေထွက်ပြေးဖို့ကြံနေစဉ်အမောင်ထဲမှာအသင်းဆောင်နေတဲ့ဆစ်ပလိတ်တွေပြေးထွက်လာပြီးတော့မှဝိုင်းဝန်းဖမ်းဆီးကြတယ်တရားကအနီးကိုရောက်လာတဲ့ပလိတ်နှစ်ယောက်ကိုတိုက်ခိုက်ပြီးအမောင်လေးကိုပြေးထွက်လာခဲ့တော့မိမိနောက်ကတနက်တန်တိုင်းတိုင်းကြားလိုက်ရတယ်သို့တော်လည်းတနက်ကြီးစံတွေကမိမိကိုမထိဘဲနဲ့လွတ်မြောက်ခဲ့ပါတယ်ကံကြမ္မာကမိမိဘက်မှာရှိနေပါသေးတယ်အက်စပယ်ရိုလာမိုးကမိကိုတူလူလူထွက်နေတဲ့6လုံးမျိုးကိုနားမလည်နိုင်တဲ့ကြည့်ပြီးခါကြတဲ့ကိုပြန်ထည့်လိုက်တယ်သူအသေးချာချိန်ရွယ်ပြီးပြစ်ခတ်လိုက်တဲ့ကြီးစံကဘာကြောင့်တရားကံကိုထိမှန်ခြင်းမရှိလေတယ်လဲဝန်တော်တန်းရွှေကအပေါ်တက်ဗရန်နာကလမ်းမြော်ကြည့်ပြီးဒေါသတကြီးတောက်ခေါက်လို့ဒေသီချာချာချင်းပြစ်လိုက်တာလွဲပြောင်လွဲသေးတယ်ဒီကောင်လွတ်သွားပလားလို့မေးတယ်အက်စပယ်ရိုလာမိုးကလည်းခေါင်းကြီးပြပြီးအောက်ကကောင်လေးဝိုင်းပစ်ပြီးမထိလိုက်ဘူးလွတ်သွားပြီဒီလိုဆိုတော့ဝန်တော်တန်းရွှေကဒီကောင်သိတ်ကံကောင်းသွားတယ်လို့ဒေါသတကြီးပြောဆိုတယ်အက်စပယ်ရိုလာမိုးကမျက်မှောင်ကျုပ်ပြီးသူကံကောင်းရင်ကောင်းမကောင်းရင်သူ့မှာထူးခြားဆန်းကျင်တဲ့ကံပိရအစွမ်းတကူရှိနေလို့ပဲလို့ဆိုတယ်အဲ့ဒီအခိုင်မှာအောက်ထပ်မှာရှိတဲ့ပလိတ်တီဖြိုးခွေးဆောင်ပေါ်စုံတဲ့ကိုပြည့်တက်လာပြီအပိုင်ဖမ်းပြက်လိုက်တဲ့တော့မှဒီကောင်လွတ်သွားသေးတယ်သူ့မှာတနက်ပြီးထားပြီးတဲ့ဝက်ဆွဲကိုကံပိတွေဘာတွေများရှိနေသလားမသိဘူးလို့ဆိုတယ်အက်စပယ်ရိုလာမိုးကတပြင်းချပြီးမပြောတတ်ဘူးသူတို့တော်လိုင်းသမားတွေထဲမှာပညာသည်တွေအများကြီးရှိတယ်အရင်တုန်းကလည်းတကောင်ဘွားဆိုတဲ့ပုံကိုကြီးတယောက်ပေါ်ခဲ့ဘူးတယ်သူလည်းတကောင်ဘွားလို့ဖြစ်နေတော့ခက်ပြီဒီလိုရရွရင်းကဝန်တော်တန်းရွှေကိုလမ်းကြည့်တော့ဝန်တော်တန်းရွှေရဲ့မျက်နှာကပြည့်ရွနေတာကိုတွေ့ရတယ်ဝန်တော်တန်းရွှေကလူစွန်းစားတကောင်ဘွားအကြောင်းကိုကောင်းစွာသိနာလေသူဖြစ်ပါတယ်တရားကဘလူးပြပွဲဆောင်ကနေကိုလိုရှုံးပြီးပြေးလာပြီးတဲ့နောက်မိမိရဲ့လှူရှားမှုတွေကိုပလိတ်တွေခြေရကောင်းပြီးသွားပြီဖြစ်ကြောင်းခေါင်းစွာရေးစားမိတယ်မိမိရဲ့ရန်သူတော်တန်းရွှေကိုလက်စားခြေကနီးမှာအင်းစင်စီယန်ကအက်စပယ်ရိုလာမိုးဆိုသူပေါ်ပေါက်လာပြီးတန်းရွှေရဲ့အသက်ကိုကယ်တင်သွားတယ်ဒီသူကအရေးချင်းရှိတဲ့ဆုံးတော်တရားဖြစ်ပုံရတယ်အက်စပယ်ရိုလာမိုးနဲ့လည်းယုံကြည်ခြင်းရှင်မဲ့တိုက်ခိုက်ကြည့်တော့အဲ့ဒီသူကတိုက်ခိုက်ရေးပညာတရက်ကိုကောင်းစွာတက်ချမ်းထားပုံရတယ်ယနေ့ညအထူးခြားချက်ကတနက်ကြီးစံဒီအားလုံးမိမိကိုထိမှန်ခြင်းမရှိဘဲနဲ့ရှောင်ကွင်းသွားခြင်းပဲဖြစ်ပါတယ်လူစွန်းစားကြီးတကောင်ဘွားရဲ့တနက်ပြီးတဲ့အဆောင်ကအမှန်တကယ်အစွမ်းတက်ပုံရတယ်
မိမိကိုအနီးကဝိုင်းဝန်းပြက်ခတ်တော့ထိမှန်ပြီးလို့တော့မှထင်မြင်ခဲ့တယ်ဒါပေမဲ့လည်းတနက်ကြီးစံဒီအားလုံးထိမှန်ခြင်းမရှိဘဲနဲ့ရှောင်ကွင်းသွားခဲ့တယ်လူစုံစားကြီးတကောင်ပွားရဲ့တနက်ပြီးအဆောင်ကအမှန်တကယ်ပဲအစွမ်းထက်နေတာသိကြတယ်အေးဆောင်ရဲ့အစွမ်းနဲ့နေချက်လူတော်ကြီးကိုရှင်မြန်တိုက်ခိုက်မယ်လို့ဆုံးဖြတ်လိုက်တယ်လောလောဆယ်မိမိနဲ့ပတ်သက်တဲ့ဒဲလုံစားတွေကိုပလိတ်တွေရရှိထားတော့လက်ရှိနေရာမှာဆက်လက်နေတိုင်းမှမဖြစ်နိုင်တော့ဘူးဒါကြောင့်မိမိ9ရက်နေတဲ့အင်္ဂလိပ်ကိုလျှို့ဝှက်စွာနဲ့ပြန်လာပြီးတော့အရှင်ကိုအခန်းပြန်အပ်ပြီးအဲ့ဒီနေရာကပြောင်းရွှေ့ဖို့ပြင်ပါတယ်အရှင်ကျောင်းဆရာမကြီးကကြိုတင်ပေးထားတဲ့စပုံငွေကိုလောလောဆယ်မအမ်းနိုင်ဘူးလို့ဆိုတော့တရားကကျန်တဲ့စပုံငွေတွေကိုဆုံးခံခဲ့တယ်တရားအပြုတ်မှုကိုအရှင်ဆရာမကြီးကပါစအဟောင်းသားကြည့်ပြီးချင်ရခဲ့တယ်တရားကအင်္ဂလိပ်ကနေလူမသိသူမသိအချိန်မှာရှမ်းလွယ်အေကြီးကိုဆလွယ်တိုင်းလွယ်လို့ပြောင်းရွှေ့ခဲ့ပါတော့တယ်အဲ့ဒီရပိုင်းတို့သတင်းစာတွေမှာအစိုးရအရာရှိကြီးများကိုလိုက်လံတုံ့ပြန်နေတဲ့မျိုးချစ်လူငယ်တီဟာရဲ့အကြောင်းကိုအကျယ်တွင်ဖော်ပြကြတယ်သတင်းစာကြီးတစ်စောင်ကတီဟာရဲ့အစွမ်းကိုလိုလာတဲ့ပုံပြီးချဲကားရေးသားထားသလိုဆီယနီစော်တော်နဲ့ပလိတ်တွေဝိုင်းဝန်းပြစ်ခတ်တဲ့ကြားကလွတ်မြောက်သွားလို့လူစွန်စားလူငယ်ဟာတနက်ပြီးထားပြီးအစွမ်းရှိသလားဒီအစွမ်းမျိုးရှိတဲ့ချိန်ကတင်ရှားခဲ့တဲ့လူစွန်စားကြီးတစ်ကောင်ပွားလို့နေကျအစိုးရကိုဗမိန်တုံးစီရဲ့မျိုးချစ်တူပေါ်ထွန်းလာဗလားအစာရှိသဖြင့်ဖော်ပွားနှုတ်နဲ့ရေးသားထားလို့တော့သတင်းစာတွေကလွန်စော်မှရောင်းကောင်းတယ်လူစွန်စားတစ်ကောင်ပွားဆိုတဲ့နာမည်ကလေလန်မှာရှိတဲ့သတင်းစာများကိုပင်ရက်ခတ်သွားတယ်တရားကမိမိကိုတစ်ကောင်ပွားနဲ့နိုင်ရှိရေးသားထားတဲ့သတင်းစာကြီးကိုစာဆောင်ရေးသားပြီးပို့လိုက်တယ်တရားရေးသားပြီးပို့တဲ့စာအထိပ်တွေကလူစွန်စားတစ်ကောင်ပွားကနေကျဆက်ပလိတ်တူကိုဖဲမိန်တော်တောင်းလန်တိုက်ခိုက်တယ်လို့မိမိကလည်းနေကျအလိုတော်ကြီးတွေကိုဆက်လက်သုံးသင်မှာဖြစ်ကြောင်းအလိုတော်ကြီးတွေတမင်းဝဝစားထားစေခြင်းအောင်ရေးသားပေးဖို့တော့သတင်းလောကမှာလူအများအနှစ်သက်ဆုံးသတင်းတွေဖို့ဖြစ်ခဲ့ပါတော့တယ်အစ္စပရိုလာမိုးကတရားခံတီဟာအစွမ်းတတိနဲ့ခံမီရာဆန်နဲ့အစွမ်းတွေကိုလက်တွေ့မြင်လိုက်ရတော့ဟော်နာတန်းရွှေနဲ့ပတ်သက်ပြီးပုံမစိုးရင်သွားတယ်ဟော်နာတန်းရွှေရဲ့အသက်ကိုမိမိမကာကွယ်နိုင်တော့ဘူးလို့ထင်မြင်မိတယ်မိမိရဲ့ကာကွယ်ရေးအစွမ်းကိုပို့ပြီးတိုးမြင့်ဖို့အတွက်ဆုံးဖြတ်လိုက်တယ်ဒါကြောင့်မလို့ဝန်တော်တန်းရွှေနေတိုင်းနဲ့အရက်မှာရှိတဲ့အိန္ဒိချင်းတွေကိုစမ်းစစ်လေ့လာပါတယ်ဒီကလွန်ခဲ့တဲ့ရက်ကဝန်တော်တန်းရွှေရဲ့မနီမွေအိမ်ငယ်လေးကလူငယ်တယောက်ပြောင်းရွှေ့သွားကြောင်းကြားရတယ်အဲ့ဒီအိမ်ရဲ့အိမ်ရှင်ကကန်တော်လေးဘက်မှာနေထိုင်တဲ့ချောင်းဆရာမကြီးတို့ဖြစ်တယ်အစ္စပရိုလာမိုးကချောင်းဆရာမကြီးအိမ်ကိုရောက်သွားပြီးတီဟာတဲ့ပုံကိုပြသတယ်အဲ့ဒီကချောင်းဆရာမကြီးကအန်တီအိမ်ကိုငားလာသူပေါ့သဘောသိကောင်းတဲ့ကောင်လေးကျန်တဲ့စပုံငွေကိုတော့မှမယူတော့ဘဲနဲ့အဆုံးခံမယ်ဆိုပြီးထွက်သွားတယ်အခုကလေးတွေများစိတ်မြန်လက်မြန်ရှိလိုက်တာလို့မှတ်ချက်ချတယ်အစ္စပရိုလာမိုးကတေကန်တီဟာအရေးချင်းကိုတပြေးပြေးမြင်တွေ့လာတော့ရင်မောသွားမိတယ်တီဟာကပျောက်ဆုံးနေတဲ့လူစုစားတစ်ကောင်ဘွားနဲ့ဘလို့ပတ်သက်နေတယ်မသိဒီပုံတိုင်းဆိုတော့ဝန်တော်တန်းရွှေတယောက်ငရေလာတော့မယ်ထင်တယ်ဝန်တော်တန်းရွှေလူမျိုးချစ်သစ္စာပေါက်တူငရေကိုရောက်သွားရင်မိမိတို့ဝမ်းနေစရာမရှိဘူးလို့တွေးမိတယ်ဥပဒေဘက်တော်သားတာဝန်ကိုထမ်းဆောင်နေရပြီမဲ့သစ္စာပေါက်တူလူလောကကထွက်သွားရင်တိုင်းပြည်အတွက်အကျိုးကျေးဇူးရှိမယ်လို့ထင်မြင်မိတယ်ဒါကြောင့်ဝန်တော်တန်းရွှေကိုစွန့်ခွာသွားဖို့တောင်မှစိတ်မောလူမောဆုံးဖြတ်မိပါတယ်တရားကမိမိငားရင်ထားတဲ့အိမ်ကိုပြန်အပ်ပြီးတဲ့နောက်ပစွန်တောင်မှာရှိတဲ့မနမ်းမှုနဲ့တောက်ရောက်တွေးဆုံတယ်မနမ်းမှုကတရားကိုမြင်တော့ဝမ်းသာအားရနဲ့ရှင်လာတာနဲ့အတော်ပဲအမဘိုးဒီကအငင်းကိုကိုပိုင်ထောင်လိုက်ပြီဒါကြောင့်အမဘိုးဒီဇက်မှာကျွန်မလိုက်ကားတော့မလို့မြန်မာပြည်အနှံ့လှည့်ကားဖို့ပွဲတွေကလည်းအများကြီးလက်ခံထားတယ်ရှင်လိုက်ခဲ့ပါလို့ဖိတ်ခေါ်တယ်တရားကမိမိနောက်ကိုဒဲလုံစာရှာပြီးလိုက်နေတဲ့ပလိတ်တွေကိုလှည့်စားဖို့အကြံပေါက်သွားတယ်ဒါကြောင့်မနမ်းမှုတို့အငင်းအဖွဲ့နဲ့လှည့်သွားဖို့ဆုံးဖြတ်လိုက်တယ်တရားရဲ့လက်ခံမှုကြောင့်မနမ်းမှုကဝမ်းသာအားရနဲ့ဒါဆိုရင်ကျွန်မဇက်ထဲမှာလိုက်ဖို့အဖို့ရပြီပေါ့မမေကိုပြန်ဝမ်းသာမှသိကြတယ်မိမိကကျွန်မဇက်ထဲကိုလိုက်ဖို့စိတ်မချဘူးဖြစ်နေတယ်လို့ဆိုတယ်တရားကမိမိရဲ့လှုပ်အားလက်ခြင်းနဲ့ကြုံကြိုက်လို့ရွှေဘိုးဒီအငိမ့်နောက်ကိုပြပြလဲသွားမှဖြစ်ကြောင်းပြောတော့မနှမ်းမွေမိခင်ကဝမ်းပန်းတတာနဲ့မောင်တရားအဖော်ပိုင်တော့အတော်ကစိတ်ချသွားပြီမင်းနှမကိုညီမလေးလိုစောင့်ရှောက်ပါသူကကလေးစိတ်ဆိုတော့ဇက်ထဲမှာအများနဲ့မတည့်မှဆွေးရတယ်စကားပြောဆိုလို့တက်တာမဟုတ်ဘူးဝါသနာသိကြီးလို့သာသူ့အမနဲ့ထည့်ရတာဘိုးဒီကတော့သူ့ကိုယ်သူထိနိုင်ပြီးသားလို့ဆိုပါတယ်ဒီလိုနဲ့တရားကရွှေဘိုးဒီအငိမ့်နဲ့လိုက်ဖို့အငိမ့်ရှိရမြန်မာပြည်မြေလက်ပိုင်းမြို့ကလေးကိုခီးထွက်ခဲ့တယ်ရွှေဘိုးဒီအငိမ့်ဘွဲရှိရကိုရောက်တဲ့အခါမင်းသမီးရွှေဘိုးဒီကတရားနဲ့မနှမ်းမှုကိုအံ့ဟွန်းနေကြည့်ပြီးနေတို့နှစ်ယောက်ကဘယ်လိုဖြစ်ပြီးဆုံလဲခုတ်လာတာလဲလို့မေးမြန်းတယ်မနှမ်းမှုကမျက်နှာရှုံးမယ်လို့အမမေးခွန်းကြီးကဘယ်လိုလဲအမေကစိတ်မချလို့ကိုတရားကိုထည့်ပေးလိုက်တယ်လို့ဆိုတယ်ရွှေဘိုးဒီကညီမပြည့်တဲ့စကားကိုနားထောင်ပြီးအမေကသဘောတူထည့်ပေးလိုက်တာဟုတ်လားနှမ်းမှုဒီလိုနောက်ပြောင်းလိုက်တော့မနှမ်းမှုကရှက်သွေးပြပြီးအမပြည့်သူကိုလက်ရိုက်တော့တယ်ရွှေဘိုးဒီကလည်းကြီးမောင်းရင်ကကဲငါညီမကဇက်ကဖို့တော့ဟုတ်ပြီကိုတရားကဘာလုပ်မှလဲလူရှင်တော်လားဇက်စီယာလားလို့နောက်ပြောတော့တရားကကြီးမောလို့ကျုပ်ကဇက်ထဲမှာဘာမှမလုပ်ဘူးအထူးဧည့်သည်အနေနဲ့လိုက်မှာအထူးဧည့်သည်အနေနဲ့လက်မခံတော့မနှမ်းမှုရဲ့ကိုရံတော်ဗျအဲဒီကရွှေဘိုးဒီကရှင်မသာဧည့်သည်တော်ပဲလှုပ်လို့ကိုရံတော်ပဲလှုပ်လို့ကျမတို့ရွှေဘိုးဒီအငိမ့်ပွဲကရှင်းကိုကြိုးဆိုပါတယ်လောလောဆယ်နားကြပါဦးညနေမှတရုတ်ဆိုင်မှာညစာသွားစားကြမယ်လို့ဆိုတယ်တရားကရွှေဘိုးဒီအငိမ့်ပွဲနောက်ကိုလိုက်ပါပြီးစတော်ရဲ့မြင်ကွင်းကနေခြေရဖြောင်းနေတယ်သူကတရားဒီလုံးအငိမ့်ပွဲနောက်ကိုလိုက်ပြီးခြေရဖြောင်းနေတယ်ဒီလိုလိုက်ပိုင်းကထင်းခွဲရေကကားဆွဲစားတဲ့အောက်ကျတင်အလုပ်တွေကိုကိုကြီးလောက်ကန်ပြီးလိတော့ရွှေဘိုးဒီကတားစီပြီးကိုတရားကကျမတို့ဧည့်သည်ပါအငိမ့်ပွဲရဲ့အောက်ကျတင်အလုပ်တွေကိုလုပ်ဆရာမလိုပါဘူးလို့တားစီတယ်တ
တရားကိုခိုင်းစေသူတွေကိုလည်းနောင်ဒီလိုမခိုင်းစေဖို့တားဆီးတယ်တရားကရွှေဘိုးဒီကိုဆောရတဲ့ဖို့ကြံတော့ရွှေဘိုးဒီကတရားရဲ့ပါဇက်ကိုလည်းနဲ့ပိတ်ပြီးရှင်းကိုရှင်းဘာကောင်းမှမဟုတ်လို့ဒီလိုအောက်ခြေတဲ့အလုပ်တွေလုပ်နေရတယ်လို့ပြောမလို့လားမပြောနဲ့ရှင်းမသူလဲဆိုတာကျွန်မသိတယ်လို့ဆိုတော့တရားကအံ့ဩဟန်နဲ့ရွှေဘိုးဒီရဲ့မျက်နှာကိုကြည့်တဲ့အခါရွှေဘိုးဒီကကျွန်မကိုနမ်းမှုပြောပြီးပြီနမ်းမှုနဲ့ကျွန်မကညီမတဝန်းနဲ့ပဲခွဲတယ်ဆိုတာရှင်းမေ့နေပါလားတကယ်တော့ကျွန်မအဖေကဘယ်သူလဲသိသလားအဖေကနမ်းမောက်ရွာတဲ့ကြီးဘုံမင်းအောင်ရဲ့မျိုးချစ်တဲ့ဘက်မှာပါဝင်ပြီးကြောက်ဆုံးသွားတဲ့သူပဲကျွန်မမှမျိုးချစ်စိတ်မရှိဘူးလို့ရှင်းမထင်နဲ့ကျွန်မအငိမ့်ကနေပြီးမဲ့နေချက်တွေကိုမြဲတွန်းလှန်မှုစိတ်ကူးရှိတဲ့သူဒီလိုဆိုတော့တရားကရွှေဘိုးဒီရဲ့မျက်နှာကိုကြည့်ပြီးလေးစားပါတယ်မဘိုးဒီလိုမင်းကလေးမျိုးမြန်မာပြည်မှာအများကြီးလိုအပ်တယ်လို့ချင်းမွန်းလိုက်ပါတယ်တနေ့မှာရွှေဘိုးဒီငင်းပွဲကတရားငယ်စဉ်ဘွားကတည်ထိုင်ခဲ့တဲ့စပယ်တောင်ဝန်းကျင်မှာရှိတဲ့တိုင်တရားဘုရားကွင်းကြီးမှာအငိမ့်ကပြရတယ်တရားကစပယ်တောင်ဝန်းကျင်ကိုမထင်မှတ်ဘဲနဲ့ပြန်ရောက်သွားတော့ခြာဆုံးသွားတဲ့ဖခင်ကြီးနဲ့မျိုးချစ်တွေကိုသတိရပြီးဝမ်းပတ်တဲ့နဲ့ခံစားရတယ်ဖခင်ကြီးနဲ့မျိုးချစ်တွေအတွက်တမိုင်းပေးတောင်းထမ်းဆောင်ရအောင်မယ်လို့သတိရတယ်အခုလောက်ဆိုမိမိနောက်ကိုတင်းလုံးစားရှာပြီးလိုက်နေတဲ့အဆွေရဆွန်တော်တွေမျက်ကြည့်ပြသွားမယ်ထင်ပါတယ်တရားကစပယ်တောင်ဝန်းကျင်ကိုလွှမ်းပြီးထွားရောက်ကြည့်ရှုလို့တဲ့အတွက်မြင်းကောင်ကငားရမ်းပြီးတကူတည်းထွက်ခဲ့ပါတယ်ဒီလိုထွက်ခဲ့ရင်ကငယ်စဉ်ကမိမိတို့ဝါဆိုပန်းကူးခဲ့တဲ့နေရာကိုရောက်ရှိပြီးမိခင်ဖြစ်သူနဲ့အတူဝါဆိုပန်းကူးထွက်ရင်ကပြောပါခဲ့တာတွေကိုသတိရပါတယ်နေချက်စစ်ပလိတ်ရဲ့လက်ချက်နဲ့မိခင်ဖြစ်သူဦးစွာကြာဆုံးသွားပြီးလူမမယ်ကလေးငယ်ဘွားနဲ့မိတစိုးကြီးပြင်းလာခဲ့ရပုံကိုသတိရတယ်အခုလည်းမိခင်ဤသူဖခင်ကိုယ်တိုင်နေချက်လက်ချက်နဲ့ကြာဆုံးခဲ့ရတယ်မိမိရဲ့ဘွားတစ်ခုလုံးမပြည့်မစုံတည်တိုင်ရခြင်းကနေချက်တည်းရဲ့ပြောကားကြောင်းဆိုပြီးတွေးပြီးနေချက်ကိုနာကြည့်မုန်းတီးခြင်းဖြစ်ရတယ်တရားကဝါဆိုပန်းကူးထွက်တဲ့စံကြောင်းလေးနီးမှာတနေ့ကုန်တယောက်တည်းထိုင်ပြီးအငင်းပွဲရှိရာကိုပြန်လာခဲ့တယ်အငင်းပွဲကိုပြန်ရောက်တဲ့အခါမှာတော့မနှမ်းမှုကငိုယိုလို့ကိုတရားကြီးလှုပ်ပါဦးအမဘူးဒီပြောင်းနေလို့ဘယ်မှာအန်ဒီနဲ့ဂျုံနေရလဲမသိဘူးလို့ဆိုတော့တရားကမျက်မှောင်ကျုပ်ပြီးဘယ်လိုဖြစ်တာလဲပြောပါဦးဒီလိုမေးလိုက်တယ်တရားကမှလူရှင်တော်ကြီးဥပိတာကဝင်ရောက်လို့မနက်ကဆူတောင်းမြေဖျားမှာရေရလောက်ရမယ်ဆိုပြီးပန်းစည်းကြီးခံပြီးတယောက်တည်းထွက်သွားတာအခုဒီပြန်မလာဘူးလို့ဆိုတယ်တရားကမျက်မှောင်ကျုပ်ကဒီအရက်မှာသူ့အသိကျွမ်းနေပါလိရှိလို့သွားလည်နေသလားလို့မေးမြန်းလိုက်တော့မနှမ်းမှုကငိုယိုပြီးတဲ့အခါမရှိပါဘူးအမဒီရက်မှာတခါမှမကဘူးလို့ပြောတယ်အဲ့ဒီခါမှာတရားကနားမလည်နဲ့မျက်မှောင်ကျုပ်လိုက်တယ်ရွှေဘိုးဒီပြောင်းဆုံးသွားတဲ့အတွက်အငင်းတစ်ဖွဲ့လုံးကချိန်မကန်ပြီးလက်မကန်ပြီးဖြစ်နေကြတယ်ရွှေဘိုးဒီအငင်းကနောက်တနေ့ညတိုင်းတရားဘုရားပွဲမှာကပြရမှာဖြစ်တာကြောင့်ရွှေဘိုးဒီမရှိလို့မဖြစ်အငင်းဘွဲသားအလုံးကလည်းရိုးမြဖြစ်နေကြပြီးကြံရမြဖြစ်နေကြသလိုလူရှင်တော်ကြီး၃ယောက်ကလည်းပလိတ်ကိုတောက်ရောက်တိုင်ကြဖို့ကြံစီနေကြတယ်ဒီရက်ခိုင်မှာပဲအငင်းယူထဲကိုလူငယ်လေးတို့ဝင်ရောက်လာပြီးကျွန်တော်ကလူကြီးတယောက်ကမုံဘူးပေးပြီးစာပေးခိုင်းလိုက်လို့ပါလို့ဆိုတော့တရားကယူပြီးဖတ်ကြည့်တဲ့အခါအငင်းမင်းသမီးရွှေဘိုးဒီကိုတက်ရှိတရားပြမြင်ချင်းငွေ9000ယူပြီးစပယ်တောင်ကို3ရက်တွင်ရအောင်လာပေးပါပလိတ်ကိုတိုင်မယ်ဆိုတော့ရွှေဘိုးဒီရဲ့လောင်းကိုပဲပြန်ရမယ်လို့ရေးသားထားတယ်စာကိုဆုံးအောင်ဖတ်ပြီးတဲ့နောက်တရားကလူဆိုးတွေရဲ့လုပ်ရက်ကိုလွန်စွာမှနာကြီးသွားတယ်စပယ်တောင်အနေချက်တို့ခေအဆက်ဆက်ဒေါ်လန်သူတွေရဲ့ပူမင်းတဲ့နေရာမှာဖြစ်ပါတယ်အခုလူဆိုးတွေများရဲ့လုပ်ရက်ကစပယ်တောင်ရဲ့ဂုဏ်သိက္ခာကိုညှိုးနှွမ်းစေတယ်လူဆိုးတွေများတွေကိုမိမိကိုယ်တိုင်ချိန်မုံပြီးပလိတ်လက်အပ်မှဖြစ်တော့မယ်မနှမ်းမှုကစာကိုဖတ်ပြီးစိုးရင်တကြီးငိုယိုးလို့လောက်ကြပါဦးမမလူဆိုးတွေဖမ်းသွားလို့တဲ့ဘယ်လိုလုပ်ကြမလဲသူတို့တောင်းတဲ့ပတ်စံ9000လဲကျမတို့အဖွဲ့မှာမရှိဘူးပလိတ်တိုင်းလည်းမမအသက်ခံမယ်ရန်ကုန်ပြန်ပြီးငွေ9000ရှာရအောင်လို့ဆိုပါတယ်တရားကဘူပင်တော့ကရောက်နေတဲ့မနှမ်းမှုကိုနှိမ့်သိမ့်လိုက်ပြီးမပူပါနဲ့နှမ်းမှုမပိုးဒီကိုကြုတ်ရအောင်ခဲ့ပါမယ်စပယ်တောင်ဆိုတာကကြုတ်ကြီးပြင်းခဲ့တဲ့နေရာပါစပယ်တောင်တစ်ခုလုံးကိုကျုပ်ကမျက်လုံးမိတ်ပြီးတော့မှသွားနိုင်တယ်စပယ်တောင်ကိုကျုပ်လည်းဘယ်သူမှမကြွညင်ဘူးလို့ဆိုတော့မနှမ်းမှုလေဖြစ်ပါမလားသူတို့ကမမတက်ကိုရန်ရှာနေဦးမယ်ပလိတ်ကိုတိုင်ရင်ကောင်းမလားလို့ဆိုတယ်တရားကခေါင်းခါရန်လို့ပလိတ်ကိုတိုင်နာမှအန်ရရှိတာဒီကောင်တွေကြောက်ကန်ကန်ပြီးမဟုတ်တာလုပ်သွားမှဆိုးရတယ်ကျုပ်စပယ်ထောင်မှာတက်ပြီးမပိုးတီကိုရအောင်ကြိုးစားကြည့်မယ်လို့ဆိုတော့လူရှင်တော်ဖိုးကြီးတွေကတရားရဲ့စကားကိုထောက်ခံပြီးမနှမ်းမှုကိုဝိုင်းဝန်းနားချကြတယ်တရားကမိမိရဲ့လက်သွန်းတော်ရှမ်းတဲ့မြောင်လေးကိုတိုက်ပွဲဝင်မှုခါကြတဲ့ကိုထိုးပြီးစပယ်တောင်ကိုတကူတည်းထွက်ခဲ့ပါတယ်မနှမ်းမှုကတော့မိမသားပြီးမျက်ရည်လက်နဲ့ကိုသာအဖော်ပြရင်းကကျင်းရစ်ခဲ့ပါတယ်တရားကစပယ်တောင်ရဲ့ဒေါ်လန်တိုင်းပဲစပယ်တောင်နောက်ဘက်ကိုချင်းကပ်သွားတယ်စပယ်တောင်ရဲ့အနောက်ဘက်ပိုင်းကလွန်စွာမှမက်ဆောက်တော့တောင်ပေါ်ကိုတက်ရလမ်းကြောင်းအဖြစ်ဘယ်သူမှသုံးလေးမရှိဘူးတရားကစပယ်တောင်ရဲ့ဒေါ်လန်တိုင်းစပယ်တောင်နောက်ကိုချင်းကပ်သွားတယ်သူကငယ်စဉ်ကလေးဘဝကပဲစပယ်တောင်ရဲ့အနောက်ဘက်လမ်းမှာပြေးလွှားဆော့ကစားလေးရှိတော့စပယ်တောင်နောက်မှာလွန်စွာချင်းပြောင်းတဲ့လမ်းငယ်လေးတစ်လမ်းရှိပြီးအဲ့ဒီလမ်းတိုင်းခက်ခက်တက်ရင်စပယ်တောင်ဘုံကိုရောက်နေကြောင်းသိထားတယ်စပယ်တောင်ပေါ်မှာတဘောလန်ကိုကြီးရှိလို့မပူးတီကိုလန်ကိုကြီးအတွင်းဖမ်းဆီးကြောင်းအောင်ထားမယ်ထင်ပါတယ်တရားကစပယ်တောင်ကြီးမှာရှိတဲ့စမ်းချောင်းလေးတန်းလျှောက်လန်းသွားပြီးလူကိုစားများရှိတဲ့လျှို့ဝဲလန်းကိုရှာဖွေတယ်တရားရှာဖွေနေတဲ့လျှို့ဝဲလန်းကနှင်းများစွာချမ်းမြေ့ပြီးဖြစ်တော့ခြုံနယ်ပေပေါင်းလေးတူတဲ့စွာနဲ့ပေါက်ရောက်နေတယ်တရားကလူကိုစားလျှို့ဝဲလန်းလေးကိုခက်ခက်ရှာဖွေပြီးတော့အဲ့ဒီလမ်းလေးတိုင်းခြုံနယ်ပေပေါင်းလေးရှင်းလင်းပြီးတရွေ့နဲ့တက်ခဲ့တယ်သူက2နာရီကျော်လောက်ချွေးတိကြအောင်တက်ပြီးတဲ့နောက်စပယ်တောင်ပေါ်မှာရှိတဲ့လိုင်ကိုနောက်ကိုရောက်တယ်တရားကလိုင်ကိုအရှိကိုမသွားဘဲနဲ့လိုင်ကိုရဲ့အပေါ်ပိုင်းကနောက်ကနေခက်တက်ခဲ့တယ်လိုင်ကိုဘက်ကိုရောက်တဲ့အခါမှာတော့အရှိဘက်မြင်ကွင်းတွေကိုမြင်တွေ့ရပြီးလိုင်ကိုနဲ့ကလန်းလန်းမှာထိုင်ပြီးတော့မှအရက်ဝိုင်းဖွဲ့နေတဲ့လူစိုးဘွဲကိုတွေ့ရတယ်
လူစုပွဲအင်အားကိုရည်တွက်ကြည့်တော့အရာဝိုင်းနဲ့ကင်းဆောင်လေးတစ်ပေါင်း9ယောက်ရှိအောင်တွေ့ရပြီးတနက်ကိုစီကင်ထားကြတော့လက်နက်ရန်တောင့်တင်းတဲ့အပွဲဖြစ်ပုံရတယ်ဒီသူတွေကတော့တိုင်းအပွဲကလူစုသမားဖြစ်ကိုပြောင်းလဲသွားတဲ့အပွဲကြီးဖြစ်ပုံရတယ်တရားကလန်ကွေအမြင့်ဆုံးပိုင်းကိုပြန်တက်ပြီးမိမိငယ်စဉ်ကတူတူပုံနဲ့ကစားစဉ်တက်ပုံးခဲ့တဲ့ချောင်းကလေးကိုရအောင်ရှာတယ်အဲဒီနေရာကိုရှာဖွေနေစဉ်ကြောက်တုံးကြီးတုံးလန်ကိုဘောကပြုတ်ကျသွားတော့အရင်ဝိုင်းပွဲနေသူတွေလန်ကိုလှည့်ကြည့်ပြီးစူးစမ်းကြတယ်တရားကလည်းတမ်းမထွက်အောင်တခဏငြိမ်နေလိုက်တယ်ပြီးတော့မှဇပီးလှရှားပြန်တော့လန်ကိုကြီးတွင်းကိုဝင်တဲ့လူတို့ကစားပေါင်းတွေကိုတွေ့ရပြီးအဲဒီဘောကခန္ဓာကိုယ်တွေ့ရနေထိုးဝင်လိုက်တယ်တရားရဲ့တကူလုံးဖုံမုန်နေပြီးကျန်သွားပြီးတော့မှဂူထဲကိုရောက်သွားတယ်တရားကဂူရဲ့အပေါ်စီးကနေအောက်ကိုချောင်းကြည့်တော့ကော်ရိုးပေါ်မှာမျက်နှာညှိုးငယ်စွာနဲ့ထိုင်နေတဲ့အငြိမ်မင်းသမီးရွှေဘိုးဒီကိုတွေ့ရတယ်ရွှေဘိုးဒီရဲ့မလန်းမကမ်းမှာဂူဘာဝကိုကြောပြီးရက်နေတဲ့လူစိုးတယောက်ကိုတွေ့ရတယ်တရားကကြောက်ခဲငယ်လေးတစ်လုံးကိုပြစ်ပေါက်ပြီးအချက်ပေးလိုက်တော့ရွှေဘိုးဒီကလမ်းကိုပေါ်ကိုမောကြည့်ပြီးတရားကိုမမျောလင့်ပဲမြင်တွေ့ရတဲ့အတွက်အလွန်အင်အားတက်သွားရင်ရှိတယ်တရားအတွက်လည်းစိုးရင်သွားရင်ရှိတယ်ရွှေဘိုးဒီကတရားကိုလက်အချင်နဲ့တတိထားဖို့ပြောပါတယ်ဒီတော့မှလိုင်ကိုဘာကိုကြောပြီးစောင့်နေတဲ့လူစိုးကရွှေဘိုးဒီရဲ့နေ့ကိုရှောက်လန်းလာပြီးရွှေဘိုးဒီရဲ့ဖွင့်သွားတဲ့ရင်တော်ကိုကြည့်ရင်ကလှလိုက်တဲ့မင်းသမီးဒီလိုမင်းသမီးမျိုးနဲ့တစ်ခါလောက်နေလဲဘယ်လောက်ကောင်းမလဲလို့ဆိုပြီးရွှေဘိုးဒီရဲ့ပခုံးကိုဖက်ခေါင်းရိုးပုံမကိုဆွဲလိုက်ဖို့ကျန်တယ်ရွှေဘိုးဒီကလည်းအဆက်နဲ့တော့ပေါင်းဆက်လို့အော်ဟစ်ဆဲဆိုပြီးလူစိုးရဲ့ဘာကိုရိုက်နေတယ်တီဟာကတနာယူကိုလက်ပိုက်ကြည့်ဖို့မဖြစ်နိုင်တော့တဲ့အတွက်မြေပေါ်ကိုခုန်ချပြီးတနာယူရဲ့မျက်နှာကိုဒူးနဲ့တိုက်လိုက်တော့လဲကြမိမျောသွားတယ်ရွှေဘိုးဒီကတီဟာကိုအအောင်ဟန်နဲ့ကြည့်ပြီးရှင်ဘလို့လိုင်ကိုလေးရောက်လာတာလေဒီလိုမေးတော့တီဟာကလက်ကပြပြီးဘာမှမအံ့ဩနဲ့စပယ်တောင်ကကျုပ်ရဲ့မွေးရမည်စပယ်တောင်မှာကျုပ်ကမျက်လုံးမိတ်ပြီးတော့မှသွားလို့ရတယ်မဘိုးဒီကိုကျုပ်မရရအောင်ကဲမယ်ဒီလိုအားပေးလိုက်တော့ရွှေဘိုးဒီကဆိုးတဲ့ရန်နဲ့ဖြစ်ပါမလားသူတို့မှလက်နက်တွေနဲ့လို့ဆိုတော့တီဟာကရုတ်တရက်ရီမောလိုက်ကကျုပ်ကတနက်ပြီးတယ်ကြောက်စရာမလိုဘူးလို့ဆိုတော့ရွှေဘိုးဒီလည်းဆိုရင်ရန်နဲ့နောက်မနေနဲ့အဲဒီကတီဟာကတပြင်းချပြီးသူတို့ကတောင်းတောင်းလူဆိုးသမားတွေမဟုတ်ဘူးတော်လိုင်းအပွဲကတွေဓမြဖြစ်လာပုံရတယ်ကျုပ်တို့စပယ်တောင်ကိုရုပ်ဆိုးအောင်လုပ်ခဲ့တဲ့လူတွေဒီလူတွေကိုပလိလက်အမှဖြစ်မယ်ဒါကျုပ်တို့သမိုင်းပေးတောင်းအောင်မယ်လို့ဆိုလိုက်တယ်အဲ့ဒီအခိုင်မှာပဲအရက်ဝိုင်းဖွင့်နေတဲ့ဓမြတူကဂူဘက်ကိုလှည့်ကြည့်ပြီးဟာထေးဦးဂူဘဝမှာမရှိတော့ဘူးဒီကောင်မင်းသမီးကိုသွားကြံနေပြီဒီလိုတယောက်တည်းစားလို့ပဲရမလဲကွာဒီလိုဆိုပြီးတော့မှဂူဘက်ကိုရှောက်လဲလာတယ်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတရားကရွှေဘိုးဒီကိုပခုံးကိုကန်လို့ခေါ်ရိုးပုံမှာပြန်လဲလိုက်လို့စီခိုင်းလိုက်တော့ရွှေဘိုးဒီကတရားခိုင်းနေတဲ့အတိုင်းပဲလဲလိုက်ပါတယ်အဲ့ဒီနောက်မှာတနာယူကိုခေါ်ရိုးပုံဒီမှာလဲလျောင်းနေရန်ဖန်တီးလိုက်ပြီးသူကိုယ်တိုင်ကိုနောက်ဘက်အမောင်ထဲမှာဘုံအောင်နေတယ်အဲ့ဒီအခိုင်မှာပဲကိုဘဝကိုလူစိုးကရောက်ရှိလာလို့ရွှေဘိုးဒီနဲ့ခေါ်ရိုးပုံမှာအိပ်ပျော်နေရရှိတဲ့တနာယူထေးဦးကိုမြင်တော့လက်ဆက်တော့ထေးဦးမင်းကဒီမှာအောင်တရားသားလာစားနေတယ်ကူငါတို့တော့ထားခဲ့တယ်ဒီလိုပဲရမလဲကိုလူခင်ကြီးကဒီထဲရှိတယ်အဲ့လိုဆိုပြီးတော့မှရွှေဘိုးဒီရဲ့နာကိုကတ်လာတယ်တရားကမောင်လေးကထွက်ပြီးခင်ကြီးဆိုတဲ့လူစိုးကိုမိမျောတိုက်ခိုက်လိုက်ပြန်တယ်ခင်မိမျောသွားတဲ့အခါတရားကကြီးမောလို့ဒီအကျင့်မစိုးဘူးဒီနည်းကိုဆက်သုံးရမယ်လို့ဆိုပြီးရွှေဘိုးဒီရဲ့နီးမှာခင်ကြီးနဲ့ထေးဦးကိုဆက်ပြီးထားတော့ရွှေဘိုးဒီကမကျေနပ်ရနဲ့ရှင်လောက်တာနဲ့လူစိုးတွေချမ်းမှာကျွန်မအသိခါရစရာမရှိတော့ဘူးလို့ဆိုတယ်တရားကကြီးမောလို့တကယ်မှမဟုတ်တာမဟုတ်ဘူးရဲ့ခဏလောက်တီးခံပါလို့ဆိုလိုက်တယ်ခဏကြာတဲ့အခါမှာတော့ဓမြနေရကူဘာဝကိုရောက်လာပြန်တော့တရားကရှင်းနေတယ်မယ်ဓမြနေရကိုယ်တန်လေးတိုက်ခိုက်ပြီးခေါ်ရုပ်ပုံနီးမှာလဲအေးစီတော့ရွှေဘိုးဒီကလည်းရှင်ဘလို့လွတ်လိုက်တယ်လေ400တောင်ရှိနေပြီလို့ညင်းညူတယ်တရားကကြီးမောလို့တကယ်မှမဟုတ်တာမဟုတ်ဘူးရဲ့တီးခံပါလို့ဆိုတယ်အဲ့ဒီအခါဓမြတူကအရက်ပလင်းဆွဲလို့ဒီတဲ့နဲ့ကူဘာဝကိုရောက်လာပြန်တယ်တရားကရှောင်းနေမှုအချင်းမမီတော့တဲ့အတွက်ကြောခိုင်းပြီးလူစိုးရဲ့နီးမှာဆန့်နေလိုက်တယ်အဲ့ဒီသူကရွှေဘိုးဒီနဲ့လူစိုးတသက်မြင်ကွင်းကိုနားမလည်ရနဲ့ကြည့်ပြီးဟာဘယ်လိုဖြစ်တာလဲလို့ရေးရွရင်းကရှောက်လန်းလာတယ်အနီးကိုရောက်တဲ့အခါမှာတော့ကြောခိုင်းထိုင်နေတဲ့တရားရဲ့ပခုံးမုံကိုလက်တင်ပြီးဒီကောင်နေဘယ်လိုဖြစ်ပြီးလဲနေကြတယ်လို့မေးမြန်းတယ်တရားကထိုင်နေရကထားလို့လူစိုးရဲ့ပေါင်ကြားကိုဒူးနဲ့တိုက်တော့လူစိုးကလဲကျသွားပြန်တယ်တရားလည်းချောင်းန်းကြည့်နေတဲ့ရွှေဘိုးဒီကိုလမ်းကားကြောင်းထောင်ပြပြီး9ယောက်ရှိသွားပြီလို့ပြောလိုက်တယ်အဲ့ဒါလိုနဲ့တရားကနောက်ဆုံးကြံနေတဲ့3ယောက်ကိုဆွဲဆောင်မှုရွှေဘိုးဒီကိုအတန်ကိုအော်ဟစ်ခိုင်းလိုက်တော့တယ်သူမအော်တန်ကြောင့်အရက်ဝိုင်းဖွဲ့နေကြတဲ့လူ3ယောက်ကအထီးတလန်ထထိုင်ပြီးဇင်းပြက်လိုက်တာကွာတနာယူတွေနဲ့တော့ခတ်ပါတယ်အဲ့လိုဆိုပြီးအရက်ပလင်းကိုစီဆွဲလို့လိုင်ငွေတွေကိုဝင်ရောက်လာတယ်လူစိုး3ယောက်ကလိုင်ငွေထဲမှာရှိတဲ့မြင်ကွင်းကိုမျက်လုံးမြင်မျက်စံမြူကြည့်နေစမှာတရားအတက်ကမှုကိုလူလဲခံလိုက်ရတယ်အဲ့ဒီနောက်မှာတော့တရားကလူစိုးတွေလက်နက်တွေကိုသိမ်းဆဲလိုက်ပြီးဂျိုးနဲ့ခိုင်မစွာတုံတောင်တယ်ပြီးတဲ့ကရွှေဘိုးဒီကိုခေါ်ပြီးစပယ်တောင်ကဆင်းခဲ့တယ်ရွှေဘိုးဒီကစပယ်တောင်မှာရှိတဲ့လိုင်ငွေထဲမှာဂျိုးတွေတုံတောင်ပြီးချင်းခဲ့တဲ့လူစိုးတွေကိုမြုံနိုင်ရနဲ့ကြည့်ပြီးတော့မှဘိုးဒီလူရုံမာတွေလက်မှာဘဝဆုံးတော့မယ်လို့ထင်ထားတယ်ရှင်ကျေးဇူးကြောင့်ပြန်လွတ်လာတယ်ဒီကျေးဇူးကိုတသက်မမေ့ပါဘူးလို့ဆိုတယ်တရားကမြို့ပေါ်ကိုပြင်ရောက်တော့စပယ်တောင်မှာလူစိုးလူစုကိုဂျိုးနဲ့တုံတောင်ဖမ်းဆီးထားကြောင်းစားဆောင်ရေးပြီးကလေးတယောက်ကိုမမိုးပြီးစိတ်ခိုင်းလို့ပရိဌာနာကိုပုတ်ခိုင်းလိုက်တယ်တရားကရွှေဘိုးဒီကိုဘေးမတီရမကအငြိမ်ပွဲရှိအောင်ကိုခေါ်ဆောင်လာလေတော့အငြိမ်ပွဲမှာရှိတဲ့လူတွေအားလုံးကဝိုင်းဝန်းချီးမွမ်းပြီးတရားတစ်ပေါက်မေးမြန်းကြတယ်အကြောင်းဆုံးတရားလေးတွေကတရားရဲစွမ်းတတိကိုဝိုင်းဝန်းချီးမွမ်းကြတယ်တရားကတော့သူတို့ရဲ့စကားကိုနားထဲမဝင်မဲနဲ့မိမိရဲ့သမိုင်းပေးတောင်များကိုသာတွေးတော်နေမိတယ်
စပယ်တောင်ကိုမမျော်လင့်မဲနဲ့ပြန်ရောက်ပြီးဖခင်နဲ့မျိုးချစ်တဲ့ကြာဆုံးမှုကိုမနေ့တနေ့ကလူခံစားရပါတယ်ရွှေဘိုးဒီအငင်းကယာတီကုံဆုံးတဲ့အချိန်အငင်းထောင်ရင်ကိုပြန်လာပြီးရန်နာထားတယ်ဒီအချိန်မှာအငင်းဖွဲ့သားတွေအားလက်နေတော့ဇာတိရဲ့မျိုးကိုပြန်လာခဲ့တယ်ရွှေဘိုးဒီတို့ညီမကိုတရားကနှုတ်ဆက်ပြီးထွက်ခွာဖို့ပြင်လေတော့ရွှေဘိုးဒီကရှင်ကျမညီမကိုထားပြီးသွားတော့မလားလို့ဆိုတော့တရားလေချောင်းအန်းကြည့်ပြီးတော့မှနမ်းမွေမျက်နှာကိုကြည့်လိုက်တယ်နမ်းမွေကရက်ကိုရက်ကမ်းမူရနဲ့အမပြစ်သူကိုလက်ဟန့်တယ်တရားကရီမောလို့မထားခဲ့ပါဘူးကျုပ်ပြန်လာမှာပါလောလောဆယ်ကျုပ်ရဲ့ရင်သူတော်ကြီးကိုရှာဖွေရအောင်မယ်လို့ဆိုတော့ရွှေဘိုးဒီကတပ်ပြင်းချပါရှင်နဲ့ကျမတို့ညီမခင်မနေတာကြာပြီရှင်ရဲ့ရင်သူတော်ကြီးအကြောင်းကိုကျမတို့ကိုပြောပြပါလို့တောင်းဆိုတယ်တရားကလည်းတပ်ပြင်းချလိုက်လို့ဒီအကြောင်းတွေကိုပြန်တွေးရင်ကျုပ်ရင်ထဲမှာနာနေတယ်ဗျဒါပေမဲ့ပြောပြပါမယ်လို့ဆိုပြီးမိဘနှစ်ပါးနဲ့မျိုးချစ်တွေကိုစပယ်တောင်မှာဝန်တော်တန်းရွှေခေါင်းဆောင်တဲ့ဆယ်ပလိတ်တွေဝိုင်းဝန်းချေမုန်းခဲ့ပုံကိုရှင်းလင်းပြတယ်တရားရဲ့စကားကိုစောင်းအောင်နားထောင်ပြီးရွှေဘိုးဒီကတပ်ပြင်းချလို့ကျမတို့အကူအညီလိုရင်လည်းပြောပါလို့ဆိုတယ်တရားကတပ်ပြင်းချပြီးလိုအဲ့တော့ပြောပါမယ်လောလောဆယ်တော့ကျုပ်ကိုယ်တိုင်ရန်သူတော်ကြီးကိုဘယ်လိုလက်စားချင်ရမှမသိသေးဘူးအခက်တွေ့နေတယ်လို့ဆိုတော့ရွှေဘိုးဒီကကျမဘေကိုယ်တိုင်လည်းနေချက်လက်ချက်နဲ့ကြာဆုံးရတာပါကိုတရားလိုတဲ့အကူအညီကျမကိုတောင်းပါလို့ဆိုတယ်တရားကလည်းခေါင်းညင်ပြီးလောလောဆယ်မလို့သေးပါဘူးလိုအပ်ရင်ပြောပါမယ်ကျုပ်ရဲ့ရန်သူတော်ကြီးကိုရှာဖွေရအောင်မယ်လို့ဆိုပြီးရွှေဘိုးဒီတို့ညီမကိုနှုတ်ဆက်လို့ထွက်ခွာခဲ့ပါတယ်တရားကရန်ကုန်မြို့ကိုသူ့အသေးသေးပြန်သွားပြီးတော့မှဝန်တော်တန်းရွှေချောင်းကိုမတိမသားဆုံးစမ်းတယ်သူက6လနေပါရန်ကုန်မြို့ကနေပြောက်ကွယ်နေတော့ဝန်တော်တန်းရွှေနဲ့ဆီယန်နီဆွန်တော်တွေမိမိရဖြစ်နေမယ်လို့ထင်တယ်ဝန်တော်တန်းရွှေတဲ့ရင်ကိုစုံစမ်းကြည့်တော့ဝန်တော်တန်းရွှေကရာလို့တက်ပြီးဘီယန်ကန်အိမ်တော်လုံခြုံရေးတာဝန်ကိုထမ်းဆောင်ရတော့ဘီယန်ကန်အိမ်တော်ဝင်းတွင်ကိုပြောင်းရွှေ့နေတဲ့ကြောင်းသိရတယ်ဝန်တော်တန်းရွှေဘီယန်ကန်အိမ်တော်ဝင်းတွင်ပြောင်းရွှေ့နေတဲ့အတွက်မိမိအတွက်လက်စားကြည့်ဖို့ခဲရင်သွားတယ်မိတို့ပင်ဆိုစီမိဘတစ်ပါးနဲ့မျိုးချစ်တည်းရဲ့ကူစားနေချက်လိုရိတ်တန်းရွှေကိုမရရတဲ့နည်းနဲ့လက်စားတုံးစီရင်မှုဆုံးဖြတ်ထားတယ်တရားကဥစွာပထမဘီယန်ကန်အိမ်တော်အနောက်ဘက်အပေါက်မှာရှိတဲ့လွေလူထွက်များတဲ့တကားပေါက်ကိုမတိမသားသွားရောက်အကဲခတ်တယ်အဲ့ဒီဝင်ပေါက်ကအိမ်တော်ရဲ့အောက်ခြေဝန်ထမ်းများစုဝေထွက်သွားလာကြတယ်ဒီကအလုံဘက်မှနေထိုင်တဲ့ဇိုးသမားတို့ကိုသတိပြုမိတယ်တရားကဇိုးသမားကိုချင်းကပ်ပြီးအိမ်တော်ကိုဝင်ရောက်မဲ့နီလန်ကိုရှာချင်မယ်လို့စဉ်းစားမိတယ်တရားကဇိုးသမားသွားလို့ရှိတဲ့အလုံဘက်မှရှိတဲ့ရဲဆိုင်ကိုသွားလို့ဇိုးသမားနဲ့ခင်မင်ကိုရဖို့ကြိုးပမ်းတယ်ဇိုးသမားနဲ့ခင်မင်ပြီးနောက်အဲ့ဒီသူရဲ့နာမည်ကတောင်းတင်လို့သိရပြီးဘီယန်ကန်ဥယျာဉ်ရဲ့ဝန်ထမ်းတယောက်ဖြစ်ကြောင်းသိရတယ်တရားကတောင်းတင်ကိုမကြာခဏအရက်တိုက်ပြီးတော့ခင်မင်ရင်းနှီးအောင်ပေါင်းသင်းထားတယ်တောင်းတင်နဲ့တွေ့တိုင်းဘီယန်ကန်အိမ်တော်ရဲ့အကြောင်းတွေကိုရသလောက်မေးမြန်းတယ်ဒီနေ့မှတောင်းတင်ကဘီယန်ကန်ဥယျာဉ်အတွက်ဝန်လက်တဲ့လိုအကြောင်းပြောလီတော့တရားအတွက်ရေကန်တဲ့ဂျာတဲ့ဖြစ်သွားပြီးဥယျာဉ်ဝန်ထမ်းပြဝင်ရောက်လုပ်ကိုင်ပါတယ်တရားကဘီယန်ကန်ဥယျာဉ်ရဲ့ဝန်ထမ်းဖြစ်သွားတဲ့ကဘီယန်ကန်အိမ်တော်ရဲ့အနောက်ဘက်အပေါက်ကနေစဉ်ဝင်ရတယ်ဘီယန်ကန်အိမ်တော်ကိုဝင်ခွင့်လက်မှတ်တစ်စောင်ကိုလည်းရရှိပါတယ်ဒီလိုနဲ့တရားကဘီယန်ကန်ရဲ့အိမ်တော်ဝင်းအတွင်းလျှို့ဝဲစွာနဲ့လုပ်ကိုင်ရင်းကဝန်တော်တန်းရွှေနေထိုင်မှုဘဝကိုတစ်စီတစ်စောင်ခဲခံနေတယ်ဝန်တော်တန်းရွှေလိုအိမ်တော်ဆိုင်ရာအရာရှိကြီး၃ယောက်ရဲ့တိုက်တီကအိမ်တော်အနောက်မှာရှိပါတယ်တရားကမိမိကိုမိမိတိုးသိစွာနေထိုင်ပြီးဝန်တော်တန်းရွှေနဲ့မျက်နှာချင်းဆိုင်မှုမကြိုးစားခဲ့ဘူးဘီယန်ကန်ရဲ့အိမ်တော်ဝင်းအတွင်းမှာလည်းဝန်တော်တန်းရွှေကိုလှုပ်ကြံမှုအခွင့်မသာလာဘူးအိမ်တော်မှာအဆောင်ချက်သူပြောလာတယ်ဝန်တော်တန်းရွှေကိုလှုပ်ကြံပြီးအိမ်တော်ကနေလွယ်တကူထွက်ပြေးလွတ်မြောက်ဖို့မဖြစ်နိုင်ဘူးဆိုတာသိရတယ်ဝန်တော်တန်းရွှေစီကိုအင်စပက်တော်လာမိုးမကြာခဏလာရောက်တွေ့ဆုံကြောင်းတွေ့ရတယ်တနေ့မှာတော့ဝန်တော်တန်းရွှေနဲ့အင်စပက်တော်လာမိုးတို့ဥယျာဉ်တွင်မှာရှိတဲ့ခုံတန်းရမှာတွေ့ဆုံစကားပြောတယ်တရားကသူတို့နှစ်ဦးရဲ့နီးကိုအမိုက်လဲရနဲ့မယောင်မလဲကပ်ပြီးနားထောင်တော့အင်စပက်တော်လာမိုးကသတိထားပါဝန်တော်မင်းတကောင်ဘွားပြောက်တာကြာပြီအချိန်မီသူပြန်ပေါ်လာနိုင်တယ်လို့ဆိုတော့ဝန်တော်တန်းရွှေကဒါတော့လည်းပူမနေပါနဲ့အင်စပက်တော်ရာဒီကောင်ကျုံနာကိုကတ်လို့မရလို့လက်လျှော့သွားပါပြီဘီယန်ကန်အိမ်တော်ဝန်းပြလုံခြုံရေးကိုခင်ဗျမြင်တဲ့အတိုင်းပဲဒီနေရာကိုအတောင်ပေါက်မှပဲလာလို့ရမယ်အင်စပက်တော်ကြီးအစွမ်းရည်လိုတည်ပြီလို့ဆိုပါတယ်အင်စပက်တော်လာမိုးကလည်းတပ်ပြင်းချလို့ဘာပဲဖြစ်ဖြစ်ဒါပါပွဲကြတော့ဝန်တော်မင်းကိုကျုပ်အနီးကပ်ဆောင်ရှောက်မှဖြစ်မယ်လို့ဆိုတယ်ဒီကတန်းရွှေကကြီးမောလို့အခုလိုကျုပ်ကိုကြူးဆိုင်တဲ့ကျေးဇူးတင်ပါတယ်ဒါပေမဲ့အင်စပက်တော်ကကျုပ်အသက်ကိုကျုပ်ထက်တောင်မှအစွမ်းရည်လိုနေတယ်လို့ပဲဒီလိုပြောတော့လာမိုးကလည်းဘာစကားမှမဆိုဘဲနဲ့ညင်သက်သွားတယ်တရားကသူတို့နှုတ်အနီးကနေအမိုက်ကျုံးဟန်နဲ့မယောင်မလဲထွက်ခဲ့တယ်လာမိုးကတရားရဲ့နောက်ကျောကိုကြည့်ပြီးဘီယန်ကန်အိမ်တော်ကိုဒီလိုအောက်ခြေတင်လို့သမားမျိုးအနေနဲ့တကောင်မဝင်ရောက်လာနေတာပဲလို့တွေးပြီးမြဲသူ့ရဲ့တွေးကိုဝန်တော်တန်းရွှေကိုမပြောဖို့ဆုံးဖြတ်လိုက်ပါတယ်တရားကဘီယန်ကန်အိမ်တော်မှာမကြမီဒါပါပွဲကြီးကျင်းပမှာဖြစ်ကြောင်းသိရတယ်အဆိုပါဒါပါပွဲကျင်းပမယ့်အချိန်မှာဘီယန်ကန်အိမ်တော်တွင်ကိုလူဝင်လူထွက်အလွန်များပြားပြီးဖိတ်ကြားထားတဲ့ဧည့်သည်ဒါပါပွဲမှာစုယူမဲ့သူတွေဖျော်ဖြေပွဲမှာပါဝင်မဲ့သူတွေစသဖြင့်ဘီယန်ကန်အိမ်တော်တွင်ကိုလူစုံဝင်ရောက်တဲ့အချိန်ဖြစ်ပါတယ်တရားကဒါပါပွဲကျင်းပတဲ့အချိန်မှာအခွင့်အရေးဒါပါကဝန်တော်တန်းရွှေကိုလှုပ်ရှားမှုအဆုံးဖြတ်လိုက်တယ်ဒါကြောင့်ခွင့်သားမဲ့အချိန်ကိုနုံနုကြကြနဲ့အဆောင်မျှော်နေတယ်ဒီအပိုင်းတွင်မှာတရားကဇိုးသမားတောင်းတင်စီကသတင်းတစ်ခုကိုရတယ်အဲ့ဒီသတင်းအရဘီယန်ကန်ရဲ့ဒါပါပွဲမှာနာမည်ကျော်ရွှေဘိုးဒီအငင်းပွဲကိုငှားရမ်းထားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်တရားကအဲ့ဒီသတင်းသေးချာစီဖို့ရွှေဘိုးဒီစီကိုသွားရောက်မေးမြန်းမှုအဆုံးဖြတ်လိုက်တယ်ရွှေဘိုးဒီစီကိုတရားရောက်တဲ့ကရွှေဘိုးဒီကအင်ရှိဝရန်တာမှာလက်ဖက်ရင်းနှီးချမ်းစားသဖြင့်ဧကန်ပြီးတော့မတွေ့တာကြပြီနော်ရှင်ဘာလုပ်နေလဲလို့မေးမြန်းတယ်တရားကသူမရဲ့အမေကိုမပြေဘဲနဲ့ဒါပါပွဲမှာရွှေဘိုးဒီအငင်းကပြမယ်အကြောင်းကိုမေးမြန်းလေတော့ရွှေဘိုးဒီကဟုတ်မှန်ကြောင်းပြောပါတယ်ရွှေဘိုးဒီကတရားရဲ့မျက်နှာကိုစူးစမ်းဟန်နဲ့ကြည့်ပြီးတော့မှ
ရှင်ဘာသမောနဲ့ဒီကြောင့်လာမေးတာလေလို့မေးတယ်မနှမ်းမှုကလည်းပြောပါအောင်ရှင်းမှာဘာကြံရှိတယ်လဲဒါပါပွဲကိုရှင်းရန်တော်ကြီးလာမှမူလားလို့မေးမြန်းလိုက်တယ်တရားကညီမနှစ်ယောက်ရဲ့အမေကိုမပြေသေးဘဲနဲ့တခဏစဉ်းစားပြီးအကြံထုတ်နေတယ်ညီမနှစ်ယောက်ကတရားအပြေကိုစိတ်ရှိလက်ရှိစောင့်နေတယ်အတန်ကြာတဲ့ကတရားရဲ့ခေါင်းလေးကိုအကြံတစ်ခုဝင်လာပြီးလက်ပြောက်တီးလို့ဟုတ်ပြီအကြံရပြီခင်ဗျားတို့ညီမကျုပ်ကိုကူညီဖို့အခွင့်အရေးကြုံပြီဒီလိုဆိုတော့ရွှေဘူတီကဆေးရတဲ့တန်စွာနဲ့ဘလို့ကူညီရမလဲလို့မေးမြန်းတယ်တရားကတပြင်းချပြီးကူညီပေမဲ့ကျုပ်ကိစ္စကခင်ဗျားတို့ညီမနဲ့မသက်ဆိုင်စေရဘူးလို့ဆိုတယ်နမ်းမှုကလည်းခေါင်းညိပြီးပြောပါရှေ့အတွက်ဆိုရင်ကျမတို့အဆွမ်းကိုကူညီပါမယ်လို့ဆိုလိတော့တရားကသူ့ရဲ့အစီအစဉ်တွေကိုညီမနှစ်ယောက်ကိုစိတ်ရှိလက်ရှိနဲ့ရှင်းလင်းပြတယ်တရားရဲ့စကားစုံတွေကရွှေဘူတီကရှင်တောင်းတဲ့အကူကြီးကအဆမ်းပဲရပါတယ်ဒီအတွက်ကျမကိုယ်တိုင်ကားကွယ်စံတစ်ခုကိုထွင်မဖြစ်မယ်လို့ဆိုတယ်တရားကလည်းခေါင်းညိပြီးဒီအချိန်ကစပြီးခင်ဗျားတို့ညီမနဲ့ကျုပ်ဝေးဝေးမှနေမှဖြစ်မယ်ကျုပ်ကြောင့်ရွှေဘူတီတို့ကိုမနေတာစေချင်ဘူးလို့ပြန်ပြောလိုက်ပါတယ်တရားကဒါပါပွဲနေမတိုင်မီအလွန်ကမှစိတ်ဆောနေမိတယ်ဒါပါပွဲမှာသူ့ရဲ့ရန်သူတော်ကြီးကိုမပြစ်ပြအောင်လုပ်ကြံမယ်လို့ဆုံးဖြတ်ထားတယ်ရွှေဘိုးရီတို့ညီအမမိမိကိုကူညီမယ်ဆိုတဲ့အတွက်မိမိအကြံစီအောင်မြင်ရန်သူတော်ကြီးကိုဖခင်နဲ့မျိုးချစ်တွေရဲ့ကိုစားငရဲပြည်ကိုပို့ဆောင်နိုင်မယ်ထင်တယ်ဒါပါပွဲမတိုင်မီတရားတို့လူသမားတွေကအလွန်ပင်ပန်းပြီးအထက်လူကြီးတွေရဲ့စုပူချင်းမှမှုအမျိုးမျိုးကိုခံရတယ်ဒါပါပွဲနီးလာတော့ပန်းဦးရင်ကိုလှတဲ့လောက်အောင်မမှန်ရတယ်တပ်ပင်ဒီမှာမီလုံးတွေစင်တာဧည့်သည်တွေလာတဲ့အခါမှာနားကူဖို့ထိုင်ကုန်နေရာချထားတာအကျွေးမွေးကိစ္စတွေအတွက်ပြင်ဆင်တာစားတဲ့အလုပ်တွေနဲ့အလုပ်ရှုပ်နေတယ်တရားကဒါပါပွဲနေကိုရောက်တဲ့အခါမနေ့စောစောထပြီးမိဘနှစ်ပါးရဲ့တပ်ပုံကိုရှေ့ကိုကြောလိုက်တယ်ပြီးတဲ့နောက်အဖေတို့ကစားနေချက်သစ္စာကိုမရရအောင်ရှင်းလင်းမယ်လို့ဝန်ခံကြည့်ပြတယ်ပြီးတဲ့အခါသူ့ရဲ့လက်ဆွဲတော်မှုပြောင်းလက်နဲ့ရှမ်းနေမြောင်ကိုတိုက်ပွဲဝင်မှုအသင်ပြင်ထားတယ်အင်စပယ်တော်လာမိုးကဒါပါပွဲနေမှာရန်သူရဲ့လှုပ်ရှားမှုပြန်လည်စတင်နိုင်တော့ဘရင်ကရဲ့အင်တော်ကိုမနေ့စောစောရအောင်လာပြီးတော့ဟောနောက်တန်းရွှေကိုအသင်ဆောင်နေပါတယ်ပြီးတဲ့နောက်တနေ့ကဝန်နောက်တန်းရွှေအနီးမှာသာနေထိုင်ပြီးအန်ဒီယေကိုအစွမ်းကိုကျူးဆိုင်ပါတယ်ဟောနောက်တန်းရွှေကတော့အန်ဒီယေကိုပေါ့ပေါ့တဲ့သဘောထားပြီးနေထိုင်သွားလာနေတယ်အင်စပယ်တော်လာမိုးကတာဝန်အရာဝန်နောက်တန်းရွှေကိုအရေးတကြီးကြည့်နေရတယ်ဒီလိုနဲ့ဒါပါပွဲအောင်မြင်စွာပြီးဆုံးသွားတော့ညဦးပိုင်းရွှေဘိုးဒီအငြင်းပြပြမဲ့အချိန်ကိုရောက်ရှိလာတော့တယ်။ခေါင်းတော်တန်းရွှေကအက်စပယ်တော်လာမို့အစိုးရင်ကြီးပုံကိုလှောင်ပြောင်းဟန်နဲ့ရီမောလို့ညလေးရောက်နေပါပြီ။ပြန်မတော့အက်စပယ်တော်မင်းရဲ့ခမားကောင်တကောင်ပါဘယင်ကန်ဒါပါပွဲကိုမလာရဲပါဘူး။သူ့တေတွင်ကိုသူသိပါတယ်လို့ဆိုတော့အက်စပယ်တော်လာမို့ကတပြင်းချလို့ပို့မဲ့ဖို့ဂရုရအောင်ပို့ပါမယ်။အငြင်းပြီးမှပြန်တော့မယ်။ရွှေဘိုးဒီဆိုတာအခုနောက်ပိုင်းတော့နာမည်ထွက်လာတယ်။တခါမှမကြည့်သေးဘူးလို့ဆိုတယ်။ခေါင်းတော်တန်းရွှေကအက်စပယ်တော်လာမို့ကိုတားဆီးလို့ရဟန်မတူတော့အငြိမ်ပွဲကြည့်ဖို့ရှေ့ဆုံးထဲမှာရှိတဲ့ VIP ထိုင်ကုန်ကိုထွက်လာခဲ့တယ်။ဘရင်ကန်ကြီးကအငြိမ်ပွဲမကြည့်နိုင်တော့ဘဲနဲ့ပြန်မှန်းပြီးအနားယူနေတယ်။မကြာမီမှာရွှေဘိုးဒီအငြိမ်ပွဲစတင်ကားပြလေတော့ရွှေဘိုးဒီကအလွန်ချောမောလှပပြီးအကာကောင်းအဆိုးကောင်းဖြစ်တဲ့အတွက်နာမည်ကြီးလည်းကြီးတိုက်ပါပြီတယ်လို့သူတို့နှစ်ယောက်စလုံးမှတ်ချက်ချမိတယ်။အင်စပယ်တော်လာမိုးကအငြိမ်ပွဲကြည့်နေပြီမဲ့သူ့ရဲ့တာဝန်အရာပတ်ဝန်းကျင်ကိုသတိကပ်ပြီးမျက်ကြည့်မပြတ်နေထိုင်တယ်။အတန်ကြာတဲ့ကရွှေဘိုးဒီအငြိမ်ပွဲရဲ့အထူးအစီအစဉ်အနေနဲ့ရွှေဘိုးဒီကိုတည်တည်ထားတဲ့ပလူရှင်အကားနဲ့ပြောပြမယ်လို့ကြေညာတယ်။ကားပြမဲ့သူကိုကြေညာခြင်းမရှိဘူး။ခဏကြာတော့မီယာလုံးမိတ်သွားပြီးစင်တစ်ခုလုံးကငြိမ်သက်သွားပါတယ်။အင်စပယ်တော်လာမိုးကဘွဲငယ်တစ်ခုလုံးအမောင်ဖုံးသွားလေတော့တာဝန်အရာတကောင်ပွားရဲ့အနေကိုယူဆရပြန်တယ်။ဝါတော့တန်းရွှေကအင်စပယ်တော်လာမိုးရဲ့ပြုမှုကိုတီတိုရီမောလို့အေးအေးဆေးဆေးနေစမ်းပါဗျာတကောင်မှမလာတော့ပါဘူးလို့ဆိုပါတယ်။ခဏကြာတော့စင်ပေါ်ကိုပင်နေအင်ကြီးရှမ်းမောင်းမိနဲ့ဝါကမောက်ဆောင်ထားတဲ့လူငယ်တို့တက်လာပြီးလက်ထဲမှာရှိတဲ့နှစ်ပေလောက်ရှိသောပလူတလက်ကိုမှုရမ်းလို့ထူးဆန်းတဲ့ကားကွယ်ဆန်ကိုကပြတယ်။လူငယ်ကလက်ထဲမှာရှိတဲ့ပလူကိုမှုရမ်းဟန်မှုပြဟန်နဲ့ထူးဆန်းတဲ့ကားကွယ်ဆန်နဲ့တင်ဆက်ကပြတယ်။ဒီလိုကပြန်ကပလူရှင်လူငယ်ကအင်စပယ်တော်လာမိုးရဲ့ VIP ထိုင်ကုန်နေနီးကိုတပြည့်ပြည့်နီးကပ်လာတယ်။အင်စပယ်တော်လာမိုးရဲ့လူငယ်ရဲ့ကားကွယ်ဆန်မှာနေမျိုးပါနေစေ။တစုံတရာကိုရုပ်တရက်သတိရပြီးအတိတ်လက်နဲ့ဝန်တော်မင်းဒီနေရာကနေအမြန်ပြေးပြီးတော့တကောင်ပွားရောက်နေပြီလို့ပြောပြီးအိတ်ထဲမှာရှိတဲ့တနက်ကိုထုတ်လိုက်တယ်။အင်စပယ်တော်လာမိုးရဲ့မူရကြောင့်ဝန်တော်တန်းရွှေကထိတ်လန့်သွားပြီးဖယ်မလဲတကောင်ပွားနဲ့ခမန်းကရံပြီးတော့အင်စပယ်တော်လာမိုးကလော်ရကြီးနဲ့စင်မော်ကကောင်ကတကောင်ပွားပေါ့သူ့လက်ထက်ကပလူကမှုတ်ပြောင်းလက်နဲ့ပဲအန်ရရှိတယ်။ဝန်တော်မင်းအိမ်ကိုအမြန်ဆုံးပြေးပြီးတော့လို့ဆိုတော့ဝန်တော်တန်းရွှေကမိမိဘက်ကိုပြောင်းလဲပြီးပလူမော့ပြင်ဆင်နေတဲ့လူငယ်ကိုကြည့်လို့တုံးလို့ကြောက်ကြပြီးဘွဲကင်းတွေကနေတကြိုးတည်းထွက်ပြီးတော့တယ်။အင်စပယ်တော်လာမိုးကလည်းပလူရှင်လူငယ်ကိုမျက်တောင်ပကတ်တန်းကြည့်လို့တနက်နဲ့ပြေးဖို့အသင်ပြင်ထားတယ်။ကံကောင်းထောင်းမှပြီးဝန်တော်တန်းရွှေကဘွဲကင်းတွေကလွတ်မြောက်သွားတယ်။အင်စပယ်တော်လာမိုးကဒီခါမှာတတ်မှကိုချတကောင်ပွားကိုဖမ်းဆီးဖို့အငြင်းစင်နောက်ကိုထွက်ခဲ့တယ်။ပလူရှင်မိကန်တကောင်ပွားကိုမိမိကလက်ရဖမ်းဆီးရပြီးတော့မယ်။အင်စပယ်တော်လာမိုးကစိတ်လို့ရှာလွန်းတော့မိမိကိုမိမိတင်းညောင်မနေကြိုးစားရပါတယ်။ဝန်တော်တန်းရွှေကတလုံးချောက်ချားစွာနဲ့အိမ်တော်နောက်ချမ်းမှရှိတဲ့အိမ်ကိုပြန်ခဲ့ပြီးသူ့ရဲ့တကူလုံးကချွေးသီးချွေးပေါက်တွေမြေမကောင်းကျနေတယ်။တကောင်ပွားဆိုတဲ့ကောင်ကဘရင်ကန်အိမ်တော်ဝန်းအတွင်းကိုပင်ကျိုးကျော်ဆော်ကားပြီးမိမိသားကိုလှုပ်ကြံမှုချမ်းစီနေတယ်။တကောင်ပွားရဲ့ခြေလမ်းကိုကြိုတင်သိမြင်နိုင်တဲ့အင်စပယ်တော်လာမိုးရဲ့အစွမ်းကိုပင်ချီးကျူးမိတယ်။ဝန်တော်တန်းရွှေကအိမ်ကိုချောချောမောမောပြန်ရောက်တဲ့အခါမှာပင်တတ်မှကိုချနိုင်တယ်။သူကတော်ရင်နဲ့လက်တွေနဲ့အိမ်တကားမှကြီးကိုဖွင့်ပြီးလုံခြုံပြန်ပေးလိုက်တယ်။အင်စပယ်တော်လာမိုးတယောက်တကောင်ပွားကိုလက်ရဖမ်းဆီးပေးနိုင်ပါမလားမသိ။ဝန်တော်တန်းရွှေကစိတ်မောလူမောနဲ့အိမ်မော်တက်လေကလေးတွေတိုင်းတက်သွားပါတယ်။အဲ့ဒီအခိုင်မှာပဲအိမ်မော်တက်ကကျိုးစွာတဲ့ဝန်တော်မင်း
အသက်လူပြီးပြေးလာလို့အတော်ပင်ပန်းသွားတယ်မှတ်တယ်အဲ့ဒီတန်ကိုကြားတော့အထိတ်တလန့်နဲ့လမ်းကြည့်တဲ့အခါအေကန်ဆိုဖာပေါ်မှာအချာနာထိုင်းနေတဲ့တကောင်ဘောက်ကိုတွေ့လိုက်ရတယ်ဝန်တော်တန်းရွှေကတုံးလို့ချောက်ချမ်းဟန်နဲ့မင်းဘယ်လိုလုပ်ငှားရင်မရောက်နေတယ်ဒီနေရာကဘင်းကအိမ်တော်ဝန်းတော်ရာဇောတင်သွားမယ်လို့ချင်းချောက်တော့တကောင်ဘောက်ကရီမောပြီးဘင်းကအိမ်တော်တွေဘာတွေကျုပ်ကယူမဆိုင်ဘူးကျုပ်သွားခြင်းဘယ်နေရာကိုမဆိုသွားလို့ရတယ်တားလို့မရဘူးခမရရဲ့အသက်ကိုယူမလို့ရောက်လာတာမှတ်မိတယ်မလားစပယ်တောင်ကမျိုးချစ်ရဲ့အကျွေးလေးလူဆိုတော့ဝန်တော်တန်းရွှေလေအန်ဒီကိုရှောင်ဝေးလို့မရတော့မရေးစားမိလိုက်တယ်ဒါကြောင့်လက်ဦးမှုရယူပြီးတိုက်ခိုက်ဖို့ကြံစည်လိုက်ပါတယ်ဝန်တော်တန်းရွှေကခါးချကတဲ့နက်ကိုမြန်ထုတ်ပြီးတကောင်ဘောက်ကိုပြဖို့ချမ်းတယ်သို့တော်လည်းတကောင်ဘောက်ကမှုတ်ပြောင်းကိုစကနေထုတ်ပြီးမှုတ်လိုက်တော့မှုတ်ပြောင်းထဲမှာရှိတဲ့မြားကဝန်တော်မင်းရဲ့လဲထဲမှာစိုက်အောက်ကိုလဲကျသွားတော့တယ်တကောင်ဘောက်ကတရားကတေးရမှုမှုဖြစ်နေတဲ့တန်းရွှေကိုကြည့်ပြီးမိဘနှစ်ပါးနဲ့မျိုးချစ်တွေအတွက်မိမိတာဝန်ကြည်ပြီးလို့တွေးကရှင်ထဲမှာလွတ်လပ်ပေါ်ပါသွားတယ်အဲဒီနောက်မှာဝန်တော်တန်းရွှေအိမ်နောက်ကနေအိမ်ကြီးရထွက်ခဲ့ပါတော့တယ်အင်စပက်တော်လာမိုးကဆင်ရောက်ကိုဆင်းလာမဲ့တကောင်ဘောက်ကိုခြာလိုမျိုးတဲ့ချိန်ပြီးအသင်းဆောင်နေတယ်တကောင်ဘောက်ကပလျူရှင်တချင်းပြီးဆုံးတဲ့ကဆင်ရောက်ကိုပြန်ဆင်းလာတယ်အင်စပက်တော်လာမိုးကတနေ့နဲ့ချိန်ပြီးတကောင်ဘောက်ကိုဖမ်းဆီးဖို့ကြံပြီးမှဆင်ရောက်ကိုဆင်းလာတဲ့တကောင်ဘောက်ရဲ့အပြုတ်မှုကြောင့်အောင်ဝသွားတယ်တကောင်ဘောက်ကခေါင်းမောင်းကိုပြုတ်ပြီးရှီလျားတဲ့ဆံတွေကိုဖြီးချလိုက်တယ်ပြီးတဲ့နောက်တော့ယောက်ျားလိုဝတ်ဆင်ရတဲ့အိုက်လိုက်တာလို့ညှင်းညူပြီးတက်ဆင်လာတဲ့နှကမ်းမွေးတူကိုဖြုတ်လိုက်တယ်အင်စပက်တော်လာမိုးကတစုံတရာမှားယွင်းနေပြီလို့သိလိုက်ပြီးမင်းမပြလက်ထဲမှာကင်ထားတဲ့ပလီကိုလူလို့ဖေမြန်ခေါင်းမြန်ကြည့်တော့မှုတ်ပြောင်းလဲတဲ့မှုတ်ဘဲနဲ့တာမန်ပလီတက်လက်သာဖြစ်ကြောင်းတွေးရတယ်မင်းမပြောကအင်စပက်တော်လာမိုးကိုပြောင်းလုံးကြည့်ရင်ကကျမရဲ့ပလီရှင်ကကိုနှစ်သက်လို့အားပေးတာလားအရာရှိကြီးကျမကရွှေဘိုးကြီးရဲ့ညီမမနှမ်းမှုပါလို့ဆိုတော့အင်စပက်တော်လာမိုးကမနှမ်းမှုကိုစကားမထုတ်မြန်တော့ဘဲနဲ့အထိတ်တလန့်နဲ့သွားပြီးငါခံလိုက်ရပြီဝန်တော်မင်းတော့တေးပြီးလို့ရေရွရင်းကဝန်တော်မင်းရဲ့အိမ်ကိုတရှိလို့ပြေးလွှားသွားတယ်အင်းရှိကိုရောက်တော့တကားမှကြီးပိတ်ထားတဲ့အတွက်တော့ကိုတရနဲ့ပြစ်ချိုးပြီးဝင်လိုက်တော့အင်မော်တက်မှာမရှိမလားတေးဆုံးနေတဲ့ဝန်တော်တန်းရှိကိုတွေ့ရတယ်အင်စပက်တော်လာမိုးကဝန်တော်မင်းရဲ့လောင်းဒီမှာခြေပြလက်ပြလဲချလိုက်ပြီးတကောင်မှမင်းတော်ပါပြီတဲ့အဲ့ဒါလိုချီးမွမ်းလိုက်တယ်အင်စပက်တော်လာမိုးရဲ့နောက်ဆက်တွဲစုံစမ်းချက်တွေအရာအသိမကြခင်မှာပင်အသက်ဝင်လာတဲ့ဥယျာဉ်ချန်လိုသမားတယောက်ပျောက်ဆုံးနေတယ်လို့သိရတယ်အဲ့ဒီသူကိုခေါ်ဆောင်လာသူကဇိုးသမားတောင်းတင်ဇိုးသူဖြစ်ပြီးတောင်းတင်ကိုယ်တိုင်ကလည်းပျောက်ဆုံးနေတယ်လို့သမားရဲ့အကြောင်းကိုအသေးချာမသိပါဘူးအင်စပက်တော်လာမိုးကတရားရဲ့ဓာတ်ပုံကိုဇိုးသမားတောင်းတင်ကိုပြတော့ဇိုးသမားကအောင်ဟန်နဲ့ဟုတ်တယ်သူလီကျုပ်အလုပ်သွင်းမိတာသူဘောလို့ဆိုတယ်အင်စပက်တော်လာမိုးကတပ်ပြေးရှေ့ကြီးကိုချပြီးအချင်းကြီးရဲ့ကိုနားလည်လိုက်တော့တယ်ရွှေဘိုးဒီညင်းပွဲကပလျူရှင်ကကိုကပြခြင်းကတိုက်ဆိုင်ခြင်းလားတရားရဲ့အစီအမံပေးလားဆိုတာကိုတော့ဘေးလီပု္ပ္ပစာတပုတ်ဖြစ်ခဲ့တယ်ရွှေဘိုးဒီညင်းပွဲကိုတော့ရောက်ပြီးဒီကောင်မနဲ့ပတ်သက်မှုကိုမင်းမြန်စုံစမ်းဖို့မကြိုးစားတော့ဘူးဝန်တော်တန်းရွှေလိုမျိုးသားသစ္စာပေါက်တယောက်တည်ဆုံးသွားခြင်းကတန်းပြေထွက်ကောင်းတယ်လို့တွေးမိပါတယ်အထက်ပါပြပြဖြစ်ပွားပြီးတဲ့နောက်9နှစ်လောက်အကြာအင်စပက်တော်လာမိုးကဇနီးဖြစ်သူနဲ့အတူတန်လီမှာရှိတဲ့ကျိုင်းမော်ဝန်စီတူကိုတော့ရောက်ဘူးမြော်တယ်ဒီလိုဘူးမြော်ရင်ကဇနီးဖြစ်သူကရီလေဖျားရှိမှရှိတဲ့ငကြောက်ဆိုင်ဒီမှာငကြောက်ဝဲအောင်မယ်ဆိုတဲ့အတွက်ချောင်းရည်ပင်ကိုတကူတဲ့ငင်းမော်ကြည့်ရှုနေမိတယ်ဒီလိုကြည့်ရှုနေစဉ်သူ့ရဲ့မြင်ကွင်းထဲကိုလေဘောကဆင်းလာတဲ့ဇုံထဲတွေဝင်ရောက်လာပါတယ်အဲ့ဒီဇုံတွေကလွန်စွာမှလိုက်ပတ်ညီလာတဲ့အပြင်နှစ်ယောက်စလုံးကိုရင်းနှီးနှီးမြင်ဘူးသလိုလိုရှိတော့စဉ်းစားဆင်ခြင်ကြည့်တယ်ဒီဇုံတွေကအော်စတင်ကားနယ်လီဘောကိုတက်ပြီးရန်ကုန်ဘက်ကိုပြန်လည်ထွက်ခွာသွားတယ်အင်စပက်တော်လာမိုးကအဲ့ဒီဇုံနဲ့ထွက်ခွာသွားပြီးမှသူရဲ့နာမည်ကိုစဉ်းစားမိတယ်ဇုံထဲနှစ်ယောက်နဲ့ယောက်ျားဖြစ်သူကတကောင်ဘောအမေရိကန်တရားဖြစ်ပြီးမိန်းမဖြစ်သူကတော့အငြိမ်မင်းသမီးရွှေဘိုးဒီဖြစ်လို့နေတယ်သူတို့ဇုံတွေကိုမြင်မိပြီးတဲ့နောက်အင်စပက်တော်လာမိုးရှင်ထဲမှာမရှင်းမလင်းတဲ့ပု္ပ္ပစာတပုတ်ရဲ့အဖြစ်ကိုသိလိုက်တယ်အဲ့ဒီပု္ပ္ပစာကရွှေဘိုးဒီအငြိမ်ပွဲရဲ့ပလျူရှင်အကာကတိုက်ဆိုင်မှုမဟုတ်ဘဲနဲ့ညနေရက်နဲ့များလာတဲ့တကောင်ဘောရဲ့အစီအမံပဲဖြစ်တယ်ဆိုတဲ့အတွေ့ပါတရားနဲ့ရွှေဘိုးဒီကအော်စတင်ကားလေးနဲ့ရန်ကုန်ဘက်ကိုပြန်လာခဲ့တယ်အဲ့ဒီကအနောက်ဘက်ထိုင်ကုန်မှာရှိနေတဲ့မနန်းမူကကျမမှာကိုလေးလက်ပုံဖြစ်နေလို့ရေလေဘုရားကိုလိုက်မလာခဲ့တာရှင်တို့ဘုရားမှာမှုတ်ပြောင်းလက်နဲ့ကိုလှူခဲ့လားလို့မေးတော့တရားကကားမောင်းနေရကနေမပူပါနဲ့မိမရဲ့ဘုရားမှာအသေးချာလှူခဲ့ပါတယ်လို့ဆိုတယ်မနန်းမူလည်းတပြင်းချပြီးရှင်လက်ထဲမှာဒီလူသက်လက်နက်ကြီးကိုဆောင်မထားစေချင်လို့ဘုရားမှာလှူခိုင်းလိုက်တာအခုမှနန်းမူရင်နဲ့လွတ်လပ်ပေါ်ပါသွားတယ်လို့ဆိုတော့တရားအနီမှာရှင်တွဲထိုင်နေတဲ့ရွှေဘိုးဒီကငါလည်းနေလို့ပဲခံစားနေရတယ်ဒုမိသားစုဒီနေ့ကစားပြီးစိတ်သေးလူသေးနဲ့ဘဝတွေကိုရင်ဆိုင်ကြတာဘလို့ဆိုတော့တရားကညီမနှစ်ယောက်ရဲ့စကားကြောင့်လဲမှာဆွဲထားတဲ့တကောင်ဘွားဆောင်ကြီးပြားကလေးကိုလက်နဲ့စုပ်ကိုင်မိတယ်အဲဒီနောက်ကြီးပြားဆောင်ကလေးကိုစုပ်ကြရမယ့်တာဝန်တစ်ခုကြံသေးတယ်လို့တွေးမိရင်တပ်ပြင်းရှည်ကြီးကိုချလိုက်ပါတော့တယ်အရာအလုံးကတော့ပြီးဆုံးသွားပါပြီဝတ္ထုကလေးကပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ဒီကနေ့တင်ဆက်တဲ့ဝတ္ထုကလေးကတော့စာရေးဆရာမြင့်မြတ်သူရရေးသားထားတဲ့တကောင်ဘွားဆိုတဲ့ဝတ္ထုကလေးကိုအပိုင်းဆုံးဇာတ်သိမ်းမှအနေနဲ့တင်ဆက်ပေးခဲ့တာပါကျွန်တော်တို့ရဲ့ channel ကလေးကိုလည်း like and subscribe လုပ်ထားပေးပါဦးဗျာဘေးနားမှာရှိတဲ့ notification လုံးလည်းနှိပ်ပေးထားပါဦးနားဆင်ပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးများတင်ပါတယ်